မင်္ဂလာပါရှင် Lucky TZ Channel ကနေပြန်လည်ကြိုဆိုပါရစေ။စိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုနေ့စဉ်ပြီးတင်ဆက်ပေးနေပါတယ်။ဒီကနေ့မှလည်းကျွန်တော်ရဲ့ channel ကနေတင်ဆက်ဖို့အတွက်ယူဆောင်လာတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ကတော့စာရေးဆရာမောင်ညိုမိုင်းတန်လျင်ရေးသားထားတဲ့လင်းမုံဘရင်မှာပန်ထရာဇာတ်လမ်းကိုတတိယမိုင်းထပ်မံတင်ဆက်မှာဖြစ်ပါတယ်။တင်ဆက်မှုမစခင်မှာ channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ဇာတ်လမ်းတွေတင်နိုင်သိရှိစေနိုင်မှုအတွက်ဘေးနားအနိုဒီခေါင်းလောင်းကိုနှိပ်ထားပေးပါ။တရေခစ်တရာရာဇပလင်ထက်မှာတော့ဒေါသမီးတောင်တွေတအုံအုံနေပေါက်ကွေးနေပြီရာဇပလင်ထက်ကနေချော်ရီချော်ကဲမင်းညိုမီးခဲတွေကဒေါသတကြီးနဲ့ရွှေနန်းတော်ဘဟုအလဲလွင့်စင်ပေါက်မှန်အပူရှိန်ရှင်လို့ဒေါတပေါင်းမင်းကြီးရဲ့တကိုယ်လုံးကဒေါသရှိန်ကြောင့်ကနမငိမ်ဖြစ်နေတယ်မင်းကြီးရဲ့ရွှေမျက်နှာတော်ပေါ်မှာနေဆယ်စင်းရဲ့မင်းညိုမီလီယံတွေငကားရင်းလေးကနေတယ်ရွှေနန်းရှင်ထီဖျားကိုယ်တိုင်အမျက်ဒေါသချောင်းချောင်းထွက်နေတော့ရှေ့တော်မှာဝက်ပြခါစားနေကြတဲ့မူကြီးမဲကြီးပရောဟိတ်ကြီးစစ်သေးနာပတိဘိုးမင်းတက်မင်းတို့တုတ်တော့မလှုပ်ရဲဘူးမင်းကြီးတို့ဖယားအခုမှခေါင်းဖော်ရမို့ရဲကြတော့တယ်အချင်းချင်းလေးဘယင်ထီဖယားစိတ်ချမ်းသာအောင်စင်ကြီးလက်ချေပေးကြဖို့စင်ချင်းတိုင်ပင်ပြီးပြီလားဗိတ်တနုမြေပေါ်ချေမချရသေးပဲတက်လုံးပြက်ပြီးအမြန်ဆုတ်ခွာခဲ့ရတယ်တဲ့ဟုတ်လားမှန်ပါတယ်အရှင်မင်းကြီးဗိတ်တနုကဘယင်မပန်ထရာထံမှာစစ်တီလက်နဲ့စင်မီအနေငယ်များရှိတာငါတို့သိပြီးသားဖြစ်ပါရဲ့နဲ့ငါတို့တီရီခက်တရာတက်တောင်းချီတက်စင်မင်းရိတ်ခါလက်နဲ့အစုံအလင်းနဲ့တိုက်တာတောင်ဘာကြောင့်ငါတို့တီရီခက်တရာအရှုံးနဲ့ပြန်ခဲ့ရတာလဲညံပြင်းလာတဲ့ခေါင်းဆောင်အားလုံးအကြက်အထိအကုန်သေးတယ်ပေးရမှာပဲကိုင်းပြောဘာကြောင့်ရှုံးခဲ့ရတဲ့တော့အဲ့ဒီမှာတက်မင်းကြီးသူရကျော်စွာကမှန်ပါအရှင်မင်းကြီးကျွန်တော်မျိုးတို့သည်အရှင်ရဲ့အမှုတော်ကိုမစုံမနစ်ထမ်းရွက်ခဲ့ပါသည်အရှင်မင်းကြီးထူးဆန်းသည်မှာကျွန်တော်မျိုးတို့စစ်တီရဲမှတ်များမြင်းတက်များရံပဲချောင်းကိုဖောင်းရင်းဆက်လို့ဗိတ်တနိုရှိရာကိုကူးနေချိန်မှာရုတ်တရက်လေးချမ်းကြီးတွေမိုးကြိုးမုံတိုင်းများနဲ့အတူတီးထန်သောမိုးကြီးတောင်တန်းတွင်ရှိရာမှစတင်အော်မြည်ရိုက်ခတ်ရွာသွန်းပြီးတောင်ကျရဲ့အရှိန်ပြင်းစွာရံပဲချောင်းကိုစီးဝင်လာခဲ့ပါတဲ့အရှင်မင်းကြီးဒါနဲ့အတူတခါဘူးမျှမမြင်ဘူးတဲ့အင်လုံးမကတောင်ငယ်တမျှကြီးမားတဲ့လှိုင်းတဘိုးကြီးတွေရံပဲချောင်းလေးကိုလူးလိန်ဝင်ရောက်ပြီးကျွန်တော်တို့ချောင်းဖြတ်ကူတက်တွေကိုတွန်းတိုက်တဲဆောင်သွားလို့ရေးပြင်းမှများစွာတေးကြေးပျက်စီးရပါတယ်ဖေ။ရံပဲဒီဘက်ကုန်းမှာလေမိုးကြိုးလျက်စစ်များစွာပြက်ခတ်မြေဟီပြီးလေမိုးကြီးကြတစ်ပင်တစ်ကိုင်းတွေအမြင့်ကလန်ကျိုးကြလွင့်စင်လို့စင်တက်မြင်းတက်ကလန့်ပြီးကိုတက်ကိုပြန်နင်းတဲ့အတွက်မဲမောင်နေတဲ့မိုးသားကြားမှာစင်းလင်းစင်းဝေမြင်းနေညလို့ကြီးတက်ပါပြက်ပြီးမနေ့စူးစီးဆုတ်ခွာခဲ့ရကြောင်းမှာဖျားပုံနတော်ကြီးဖျားအရှင်မင်းကြီးမိန်တော်မူပါဖျားအချိန်အခါမဟုတ်ခြေကင်းလက်ခင်တာနေခြင်းဖြစ်ပါလျက်ဘာကြောင့်ရံပဲချောင်းမှာမိုးကြိုးပြစ်မိုးကြီးစွာရေရှမ်းတုံးပုံနတော်ကြီးမှန်မှာအချိန်ခါမဟုတ်မိုးဖြစ်ပါလိမ့်မည်ဖျားမိုးရွာခြင်းအကြောင်း၈ပါးမိုးရွာရခြင်းအကြောင်း၅ပါးရှိပါသည်ဖျားမိုးရွာရခြင်းအကြောင်း၈ပါးမှာတော့နံပါတ်1နှကားတို့၏အာနုဘောကြောင့်မိုးရွာခြင်း2ဂလုံးတို့၏အာနုဘောကြောင့်မိုးရွာခြင်း3နတ်တို့၏အာနုဘောကြောင့်မိုးရွာခြင်း4သစ္စာစကားကြောင့်မိုးရွာခြင်း5ဥရုအစွမ်းကြောင့်မိုးရွာခြင်း6မာနလှည့်ပတ်တာကြောင့်မိုးရွာခြင်း9တကိုးရှိသူတို့အာနုဘောကြောင့်မိုးရွာခြင်းကဘာပြက်လို့သောကြောင့်မိုးရွာခြင်းရဲ့လို့10မျိုးရှိကြောင်းမှာဖျားတခါမိုးမရွာခြင်းမှာလေအကြောင်း၅ပါးရှိတယ်ကောင်းကင်မှာတေဇောဓာတ်ပြက်၍မိုးမရွာခြင်းလို့ခေါ်ပါတယ်နံပါတ်2ကတော့လေဓာတ်ခေါ်လေတိုက်ခြင်းပြက်၍မိုးမရွာခြင်းနံပါတ်3ကတော့ရာဟုခေါ်အသူရိနတ်ကြီးလက်ဝါးဖြင့်ခန်း၍သမုဒ္ဒရာသို့တွန်းပစ်သောကြောင့်မိုးမရွာခြင်းနံပါတ်4ကတော့မိုးနဲ့သားတို့မေးလျော့မှုကြောင့်မိုးမရွာခြင်းနံပါတ်5ချက်ကတော့လူတို့တရားမဆောင်ကောက်ကြည့်ရုံမှမှုကြောင့်လေမိုးမရွာပါဘူးရဲ့လို့အဆိုရှိကြောင်းမှအရှင်မင်းကြီးပုံတော်ပညာရှိဒေဝိနကမိုးရွာခြင်းမရွာခြင်းကိုအကျိုးအကြောင်းနဲ့တင်ပြလျှောက်တင်တော့ဒါဖြင့်ဘာလို့အချိန်ခါမဟုတ်မိုးကြီးလေကြီးကြာရတာတော့မှန်မှမျှော်ချင်ပြီးလျှောက်တင်ရရင်ဖြင့်ယခုမိုးရွာခြင်းသည်တစ္ဆာစကားကြောင့်တော်၎င်းတကိုးရှိသူအာနုကြောင့်တော်၎င်းနတ်တို့၏အာနုဘောကြောင့်တော်၎င်းတခုခုကြောင့်မိုးကြီးရွာ၍ရွေကြီးရခြင်းဖြစ်နိုင်ကြောင်းပါဖျားငါတို့တက်ပြက်ဆုတ်ခွာလာရတာကဗိတ်တနူးနဲ့ရင်ဆိုင်တိုက်ပွဲကြောင့်တက်ပြက်ရတာမဟုတ်ဘူးမိုးကြောင့်ပေါ်ဟုတ်လားမှန်ပါဖျားဒါဆိုပန်ထရာဘရင်မကဖုံးကြီးတဲ့လားဗိတ်တနူးမြို့နန်းကိုတော့ဗိတ်တနူးနတ်မင်းကြီးကတီးပေးသည်ဟုတော့ကြားသိရခြင်းမှရှင်မင်းကြီးကောင်းပြီလေပန်ထရာဘရင်မနဲ့ငါမြေသူဖုံးတကိုကြီးတီကိုသိရအောင်ငါ့ကိုဂလုံးမင်းပေးခဲ့တဲ့တန်လေးတန်များစွမ်းရည်ပြပြီးငါဘလို့ဖုံးကြီးတယ်ဆိုတာကိုပြရသေးတာပေါ့ဒုတိယအကြိမ်ဗိတ်တနူးကိုစစ်ချီဖို့မင်းကြီးတို့စစ်သူကြီးတို့ဗိုလ်ချုပ်တို့အသင့်ပြင်ချငါကိုတော်တိုင်းလူနဲ့ရာဇသံမစေဘူးတန်လေးနဲ့ပြစ်ပြီးရာဇသံစေလိုက်မယ်စောင့်ကြည့်ကြတနေ့သောအခါတီရီခစ်တရာပြည့်ရှင်ဒေါ်တပေါင်းမင်းကြီးကဂလုံးမင်းဆက်တတော်မူတဲ့တန်လေးနဲ့တန်များကိုဂိုင်ဆွဲပြီးတော့တောင်ကုန်းမြင်တစ်ခုပေါ်သို့မူကြီးမတ်ကြီးပရောဟိတ်ကြီးစစ်သူကြီးတို့နဲ့ကြွချီခဲ့တယ်
ဒုတပောင်မင်းကြီးကတန်လေးတန်များအပြင်တကြားမင်းကပေးခဲ့တဲ့အရိနမလှမ်းမြန်တီလဝန်ထားပါရှိတယ်ဂလုံးမင်းဆက်တဲ့တန်သေးတန်များကဲ့သို့မြည်တော်သူမှလိုရာခီးရအောင်မပြစ်နိုင်ဘူးအားကောင်းမောင်းတန်ပင်လေးညို့ကိုဆွဲမနိုင်ဘူးဘိုးချေတစ်ထောင်တင်လေးမျိုးဒီကံပီယာလေးကိုဖုံးတကိုကြီးမြတ်တော်မူလာတဲ့မဟာဒုတပောင်မင်းကြီးသာလျှင်လိုရာအရက်ကိုပြစ်လို့ရတယ်ဒုတပောင်မင်းကြီးကတန်များရဲ့အလယ်မှာတေရီခတရာရဲ့ရာဇသံပေးစာကိုလိပ်ပတ်ချီနှောင်ပြီးမြင့်မြတ်လာတဲ့ဥဒ္ဒရတောင်မြင့်ပေါ်မှာရက်လိုက်တယ်အဲ့ဒီနောက်များနဲ့လေးကိုကင်ပြီးတော့နှုတ်ကတစ္ဆာဆိုးလိုက်တယ်ကျွန်ုပ်ဒီဖုံးကြီးသောဘရင်ဟုနတ်တကြားတို့အတိအမှတ်ပြုသောမင်းဖြစ်ပေတယ်နတ်တကြားတို့လည်းကျွန်ုပ်ကိုစောင်းမကြည့်ရှုပါပြီတဲ့ကျွန်ုပ်ရဲ့လက်အောက်ခံမြို့စားနေစာရွာစားပြူကန်းရန်တက်ကရင်တို့ဟာကျွန်ုပ်ဖုံးကြီးတို့ခိုးလုံပြီးတော့ကျွန်ုပ်ရဲ့ဩဇာကိုအစင်နာခံရရှိပါလေဗိတနုဘရင်မှပန်းထွားကကျွန်ုပ်ရဲ့အမိန့်ဩဇာကိုစန့်ကျင်ဖိလာပြု၍ကျွန်ုပ်တို့တီတီခစ်တရာတက်တော်ကြီးကိုပျက်စီးအောင်ပြုခဲ့တယ်ပန်းထွားဘရင်မှထံကိုဖုံးကြည့်တော်မူတဲ့ကျွန်ုပ်ဒီဂလုံးမင်းဆက်သားတဲ့ဤတန်လေးများပြက်ခါယခုပင်ရာဇသံစေရပါမည်အကျွန်ုပ်ဟာဖုံးကန်ကြီးမားတဲ့မှဲ့ရှင်တော်မြတ်အရှင်မဟာဒုတပောင်စစ်မှန်မှာကကျွန်ုပ်စေလိုက်ပြက်လိုက်တဲ့မြားရာဇသံသည်ဗိတနုမြို့နန်းတော်သို့အေကန်ဆက်ရောက်ပါစေတည်းအဲ့ဒါလိုအဋိဌံပြုတ်ပြီးတော့မိုးကောင်းကင်ကိုမော့ကြည့်လိုက်တယ်ကောင်းကင်ဟာတိမ်မြူကင်းစင်လို့အဲ့ဒီနောက်လေးသွားလီလာလေးရဲ့ဦးတီချက်ကိုကြည့်ပြီးတော့လေဗိတနုရှိဟာအရက်ကိုတန်လေးနဲ့ချိန်ရွယ်တန်များကိုတင်လို့လေးညိုးကိုဆွဲလိုက်တယ်မဟာဒုတပောင်မင်းကြီးရဲ့ဖုံးရှိန်တစ်ပါးကြောင့်မင်းကြီးမင်းသားဘိုးချေများပင်တရားခတ်ဆွဲရခတ်တဲ့တန်လေးကြီးရဲ့လေးချိုးဟာအားထဲလို့ဆွဲလိုက်ရောတရည်ကျိုးကဲ့သို့မင်းကြီးရဲ့ညာလက်ဆွဲရရှိရာနှာရောင်ထိလိုက်ပါလာခဲ့တယ်အဲ့ဒီနောက်မဟာဒုတပောင်မင်းကြီးကအသက်ကိုတဝရှုပြီးခက်တာအောင်းလိုက်ပြီးတော့လေးညိုးကိုလှော့လိုက်ရောအံ့ဩဖွယ်ကောင်းလိုက်ပါပြီတနေ့ရာဝင်စင်အိုးကြီးကိုတန်ချောင်းထုတ်ချောင်းနဲ့ခတ်လိုက်တဲ့မြည်လိုက်သည့်အတန်းမျိုးအစတရာမြည်တကဲ့သို့လေးချိုးခတ်တန်ကိုအားလုံးကြားလိုက်ရတယ်။ဒေါင်းကနေမြည်တန်းကတောင်ပေါ်မှာတောရိပ်နဲ့ပဲ့တယ်မြည်ရှေ့သွားလိုက်တာရဲ့တန်များကရာဇသံပေးစာကိုတည်ပြီးတော့လေတူကိုရှိမြည်တန်းပေးပြီးတော့လေးပေါ်ကအရှိန်ပြင်းစွာပြေးထွက်ပြီးတိမ်တော်တွေကို၎င်းတောအုပ်တွေကို၎င်းဖြတ်ကျော်ပြီးမျက်စိရှေ့ကပျောက်ကွယ်သွားတော့တယ်။မြားမြည်တန်းလေးချိုးခတ်မြည်တန်းလုံးဝတိတ်ပြီးနောက်မြားကိုလုံးဝမမြင်ရတော့မှဒုတပောင်မင်းကြီးကတန်လေးမြောင်းကိုကိုတော်တိုင်းကင်ဆွဲပြီးတောင်မြင့်မော်ကနေမူးမစစ်တီတို့နဲ့အတူပြန်ဆင်းလာခဲ့လိုက်တယ်။ဒုတ်ဟဲဘာတန်လေးဟာမင်းချင်းတို့မင်းချင်းတွေကဗိတနုရွှေနန်းတော်ရဲ့အဝင်ဝနန်းတော်တိုင်းမှာဒုက္ခနဲ့ကျေလွန်လာတဲ့မိသားနဲ့အတူမြားတစ်ချောင်းစိုက်ပြီးတော့မြားမီတုံခါနေတာကိုအံ့ဖွယ်မြင်ရပြီးလွန်စွာလန့်သွားကြတယ်။ဘာလဲဟိမြားတစ်ချောင်းနန်းတော်ဝင်ဝတိုင်မှာလာစိုက်တာဟိအလိုဘယ်ရလာတဲ့မြားတော်ဟာဟင်ရဆဆငါတို့ရွှေနန်းတော်တိုင်ကိုမှလာထိမှန်ရတယ်လို့အဲ့ဒီရာဇဝတ်သားကိုအမြန်လိုက်ရှာကြဟိဟေးရဲမတ်ပြောပါသွေးတောက်ကြီးတမှုရှိဝါကိုအမြန်သွားခေါ်ဟုတ်ကဲ့ပြို့မကြောက်တမှုရှိဝါအပြေးရောက်ချလာပြီးတော့နန်းတော်အဝင်ဝတိုင်းမှာစိုက်နေတဲ့ထူးဆန်းတဲ့မြားတစ်ချောင်းကိုမြင်ရောထပ်မံအံ့ဩသွားလျောမြားဝါမြားမဟုတ်ဘူးတန်မြားတစ်ချောင်းလုံးကိုတန်နဲ့သုံးလုပ်ထားတဲ့တန်မြားမြားလုံးကလက်တန်းလုံးခန့်ရှိတယ်ဂယုတက်ဆိုင်ကြည့်မှတန်မြားတိုင်ရဲ့ကိုယ်လဲမှာပေတရွက်ကိုလိပ်ပြီးတော့ချီပြူကင်နဲ့ချီထားတာကိုမြင်လိုက်ရတော့တယ်ဟုတ်ပါပေါ့ဒါတစုံတဦးကစီလိုက်တဲ့မြားစီစာဘယ်သူကတန်များနဲ့ပြစ်ပြီးစီရတာတော့ဘယ်လိုအကြောင်းအရာတွေရေးထားတာလဲဘယ်သူကိုရည်ညွှန်းတာလဲတမှုရှိဝတိကျင်စိတ်တွေပြင်းပြနေတယ်နောက်တစ်ချက်ကတန်များမိမိတို့ဗိတ်တနိုးမှာတန်ကိုတဲ့နဲ့တချောင်းလုံးလှုပ်ထားတဲ့တန်များဆိုတာလုံးဝမရှိဘူးဒီလိုလေးလွန်လာတဲ့တန်များနဲ့ပြစ်ဖို့အားကောင်းမောင်းတန်လေးလည်းမရှိဘူးအများအပြည့်မိမိတို့ရဲ့လေးတွေကအစိတ်လိုဝါများတွေပဲရှိကြတယ်ဘယင်မာကြီးပန်ထွားကိုင်းတဲ့လေးမှာတော့မြားထိတ်မှာတန်ချွန်စုအစွတ်တက်ပြီးဖြစ်တာမျိုးရှိပေမဲ့ဒီများမျိုးကအန္တရာယ်ပြုတဲ့ကျွေးရိတ်စီရင်ကြားစိုးတွေကိုပြစ်ရမှာသာဘယင်မကသုံးလေရှိတတ်တာအလွန်ကိုထူးခြားတာပဲတမှုရှိဝါမြားကိုနှုတ်ကြည့်တယ်အလိုမြားဝင်မြားစုအားပြင်းလာကြည့်ကလားတန်များရဲ့ချွန်စူးများတဲ့တစ်ခုလုံးနန်းတော်တိုင်တဲ့နှိမ့်မြုပ်နေတာကလားရှိဝတန်များကိုပေါ်အောင်ပေညာအတန်ကြာနှဲ့လိုက်တော့မှမြားကတိုင်ကနေကျွတ်ပြီးလက်ထဲပါလာတော့တယ်ကြည်စမ်းလေးလိုက်တဲ့မြားနဲ့ဘဲကလေးလူစွမ်းတွေကပြက်လို့လိုက်ပါလေအဲ့ဒီနောက်မြားလေးမှာချီထားတဲ့ချီဖြူကြီးကိုဖြည့်ပြီးတော့လိပ်ပတ်ထားတဲ့ပေးစာကိုဖြန့်ကြည့်လိုက်ရောဟင်ဒါရာဇသံတမှုဘယ်ဟာမြားနေစားလဲတမှုစုံစမ်းရအောင်မှာပေါ့သွေးတောက်ကြီးဒီမှာသွေးတောက်ကြီးအမိန့်ရှိပါတမှုနန်းတော်ဝင်ကျင်ကိုလူစင်းသူစိမ်မဝင်စေနဲ့မှန်မတမှုမြို့ရိုးအပြင်ကိုအထူးဂယုစိုက်ရှာဖွေကြစမ်းဟိမှန်မတမှုရှိဝတန်များနဲ့ရာဇသံပေးစာကိုကင်ပြီးတော့ရွှေနန်းတော်တွေကိုအမြန်ဝင်တောင်းလိုက်တဲ့တမှုရှိဝလို့သိတော့
ဘယင်မကြီးပန်ထွာကဝင်ခွင်းပြူလိုက်တယ်ရှီဝဘယင်မရှိမောက်မှာရိုးသေးစွာနဲ့ဒိုးထောက်ဦးညိုခါစားရင်းနဲ့ငန့်လည်နေတော့မှတက်မှုရှီဝအကြောင်းလို့ရှိလားမှန်ပါရန်သူတို့ကရာဇသန်းစားကိုတန်များနဲ့ခွင်းစီပြီးတော့ရွှေနန်းတော်အဝင်တိုင်းမှာစူးနေစေပါတယ်ဘယင်မကြီးဘာအလိုဟုတ်ရဲ့လားရှီဝငေအနီးမှာခါစားနေတဲ့မူးမတ်တွေကကြားရချက်ကြောင့်အလွန်ကိုအံ့အားသင့်သွားခဲ့တယ်ဟောဒီတန်များကိုကျွန်တော်မျိုးရှီဝနန်းအဝင်ဝတိုင်းမှာစိုက်နေလို့နှုတ်လာတာပါဘယင်မဒါကတော့တန်များခါးလိမ်မှာချီပြူနေချီတုတ်ထားတဲ့ရာဇသန်းပေးစားပါဘယင်မကြီးဖေဟာအမြင်ဆက်ပါတက်မှုရှီဝရန်သူရဲ့ရာဇသန်းပေးစားကိုပန်ထရာဘယင်မထံရိုးသေးစွာနဲ့ဆက်သားလိုက်တယ်ဘယင်မကတွယ်လျက်လက်ချောင်းတို့နဲ့ရာဇသန်းပေးစားကိုကင်ပြီးအလင်းလို့စွာဖဲလိုက်တယ်ပန်ထရာဘယင်မသိစီရန်ကျွန်ုပ်ရာဇသန်းစီလိုက်သည်တင်းဒီကျွန်ုပ်ကဲ့သို့သောဖုံးကြီးတော်မူသည့်တီရီခေတ္တရာမင်းအမိန်တော်ကိုနာခံခြင်းမရှိစန့်ကျင်ချားနာခဲ့သည်တင်းကြောင့်ကျွန်ုပ်၏တီရီခေတ္တရာရဲမှတ်ဖို့ပါစင်မင်းများစွာရန်ပေချောင်းမှတေချေပျက်စီးခဲ့ရသည်တင်ပန်ထရာဘယင်မကျွန်ုပ်ထံမနှင်းမမြန်အညံ့ခံမိလောဒုတိယအကျင့်စစ်ထိုးမိလော9ရက်အတွင်းအကြောင်းပြန်ရမည်အကြောင်းမပြန်ခဲ့တော့ဗိတ်တနိုးမျိုးနှင့်ပန်ထရာပြည်ကြီးအလုံးစုံပြတ်သုံးရမည်ကိုတင်မျက်မြင်ဒိဋ္ဌကြုံရမည်ဖုံတော်ရှင်မဟာတွတ်တော်တိရိခတ္တရာယတနာပူရပြည့်ရှင်မင်းကြီးမူကြီးမကြီးတွေနဲ့တမှုရှီဝါတို့ပါရာဇသန်စာဖတ်ပြီးပန်ထရာဘယင်မကြီးရဲ့ရုတ်တရက်အားရပါရရှိလိုက်တန်ကြောင့်အာကြီးတင့်ကုန်ညလေတယ်ပန်ထရာဘယင်မကြီးရာဇပလင်ထက်မှာအဲ့ဒါလို့တခါမှမရည်ဘူးလေမဟာအိန္ဒြေရှင်ဘယင်မကြီးဥစ္စာကလားရှိရတဲ့တို့တပေါင်းရင်တင်လားတိရိခတ္တရာယတနာပူရပြည့်ရှင်မင်းပန်ထရာကိုနောက်တစ်ချိန်တိုက်အောင်မယ်တဲ့မင်းကြီးတို့ဖယားဒီပေလွာကတိရိခတ္တရာမင်းတို့တပေါင်းရဲ့ရာဇသံမင်းတခင်မတို့ပန်ထရာကသူ့ထံမှာဒူးထောက်အညံ့ခံရမယ်တဲ့အဲ့ဒီလိုမှအညံ့မခံရင်9ရက်စေတာနဲ့အလုံးအရင်နဲ့ဒုတိယအကျိန်လာတိုက်မယ်လို့ရာဇသံစီတဲ့စားလွားပဲနောက်တစ်ချိန်စစ်ဖြစ်ဖို့ကြုံရအောင်မှာပေါ့ဘယင်မကြီးဟုတ်တယ်ဒင်းကငါနန်းတော်တိုင်းကိုတမ်းများစီပြီးရာဇသံစစ်နေအေးလေတင်ကလေးတို့တပေါင်းဘယင်မဲငါကလည်းပန်ထရာဘယင်မပဲတင်းရဲ့တန်လေးတန်များတီလုံးဝန်ဓာတ်ပဲအစွမ်းထက်မှာလားငါရဲ့မဟာအတုလရံပဲစီတော်ကြီးရပဲအစွမ်းထက်မှာလားရင်ဆိုင်တွေးကြသေးတာပေါ့တို့တပေါင်းရင်မင်းကြီးတို့ဖယားဘိုးမင်းတို့အမိန့်ရှိပါဘယင်မကြီးဖယားမလွဲမသွေကျွန်ုပ်တို့ရန်သူတီရိခတ္တရာရဲ့တိုက်စစ်ကိုရင်ဆိုင်ရအောင်မယ်ကျွန်ုပ်တို့အနေနဲ့တကူကြီးမြတ်လာတဲ့မဟာအတုလစီတော်ကြီးရဲ့ဂမ်ဘီယာစွမ်းကိုအောက်ကိုအားထားပြုကြရသလိုပန်ထရာရဲမတ်တို့ရဲ့သူရတတိအစွမ်းနဲ့အတုလစီတော်ကြီးအစွမ်းပူပေါင်းပြီးပြန်တိုက်ရမှာပဲဒါကြောင့်အားလုံးမျိုးရိတ်ခါစစ်တီလက်နဲ့သတင်းလမ်းကြောင်းစူးညောင်ခလုတ်အသင့်ရှိပါစေအမိတ်ဒင်းတို့တီရိခတ္တရာတတ်မကြီးရလေတေမာမကြောက်တဲ့အာဃာတတ်တော်ကြီးပါပဲတီရိခတ္တရာစင်ထမြင့်တက်ခြေလျင်တက်တို့ဒီတစ်ခါချီလာပုံကအရင်တစ်ခါထက်အင်အားများတယ်လို့အထောက်တော်သတင်းအရာသိရတယ်ဒေါ်တဘာမင်းကြီးရဲ့ရှောက်ဖတ်တော့မြို့စားအမတ်တွေကအကြီးအမှုပြုတ်ပြီးတော့ခြိတက်လာနေတာတဲ့ရန်သူဝင်မဲ့လမ်းကြောင်းမှာအရှိတထွာခွဲများရှိပြီးတော့လက်မလုံးလက်ညိုးလုံးကတန်ချွန်ခလုတ်တို့ကိုမြေကြီးနေရာအနှံ့မှာစိတ်ထူထားလိုက်တယ်တန်ချွန်စင်ခလုတ်တစ်ခုထောင်ပြီးရင်တော့ဆင်ထွက်ပြေးဖို့ကွက်လက်နေရာထားပေးလိုက်တယ်လေရန်သူတိုက်စင်ရစင်ခလုတ်တန်ချွန်ကိုနင်းမိပြီးဘေးလို့ရာကိုလှည့်ပြီးရင်ပြေးတဲ့ဘဲညာမြေသားတော့ဝိုက်မှာရောရှစ်ကွက်လက်စင်တကြောမှာပါစင်ခလုတ်ကျင်းတွေကိုစင်ထားလိုက်ကြတယ်တက်မှုအမိရှိပါဘိုးမင်းကြီးမြင်းခလုတ်တွေရောနေရာချထားပြီးပြီနော်တက်မှုလိုက်ကြည့်ပါဘိုးမင်းကြီးတက်မှုရှိဝါနဲ့ဘိုးမင်းရောပါတို့မြင်းကိုစီစီးပြီးတော့လမ်းမကြီးတစ်ခုရှိရာကိုနှင်းလာလိုက်တယ်ရက်အလိုဒါဘသူတွေလဲဟဲ့တက်မှုငါတို့အမိပေးပုံကမိုးချင်းတန်းအလားပါလားဟဲ့မှန်ပါဘေဘီဝဲရကိုသာလှဲ့လို့ကြည့်ပါဘိုးမင်းတက်မှုရှိဝပြောသလိုဘိုးမင်းရောပါကြည့်လိုက်ရောခြုံပုတ်တွေကြားကနေဓာတ်ကင်လှန်ကင်စစ်တီတွေဘဲရောညာရောအသင့်အနေအထားနဲ့တိုက်ဖို့ပြင်ထားတာကိုမြင်လိုက်ရပြီးတော့ရှိဝဒါမောင်မင်းရဲမတ်တွေလားဟုတ်ပါဘိုးမင်းဟိုတောင်ဆောင်ကိုကြည့်လိုက်ပါဘိုးမင်းကူဘိုးမင်းရောပါခြေလမ်း90ခန့်အကွာအဝေးမှာရှိတဲ့ကုံဆောင်တောင်ဆောင်တွေကိုလှမ်းမော်ပြီးကြည့်လိုက်ချိန်မှာဂျိုးကူတန်တွေမလန့်မဝေးကစင့်ကပေါ်လာတဲ့ကြားလိုက်တယ်ဒါနဲ့အတူပါပဲဖြုံးစုံတောင်ဆောင်တောင်ဆွဲတောင်ကုန်းကပယံပေါ်ကနေလေးတီတော်များစွာတို့ရဲ့လေးများစွာနဲ့ထားရက်ချင်းရွေထားခြင်းကိုဘိုးမင်းကြီးရောပါမြင်လိုက်ရရောရှိဝမောင်မင်းစီစဉ်မုံပြူအားကြတာပဲကွယ်နောက်ထပ်ရှိပါသေးတယ်ဘိုးမင်းဟောတောင်ညာလန်းထဲကိုရန်သူစင်တမြင်းတန်းနဲ့ဝင်လာရင်ကြည့်ပါဘိုးမင်းတက်မှုရှိဝါကပြောရင်းကနေအချက်ပြလိုက်ရောရွှီဗျံအိုးတဲဟုတ်ပါလားဟေးလေးချွန်တန်းရွှီကနေအစုံမှာ
မြေကြီးနဲ့ဖုံးထားတဲ့လမ်းပေါ်ကနေတန်ဆူးတွေပါတဲ့လက်ဖြံလုံးခန့်မြင်းခလုတ်ကြိုးတွေတစ်ချောင်းပြီးတစ်ချောင်းဖြောင်းဖြောင်းရွှမ်းနေအတန်မြည်ပြီးမြေစာဖွားဖွားနဲ့တန်းပေါ်လာပုံများရဲ့ဟုတ်ပြီဟေအရှိန်နဲ့ဝင်လာတဲ့မြင်းရောလူရောဟာဒီမြင်းခလုတ်တားကြိုးတွေနဲ့တိုးတိုက်တာနဲ့ဂျုံးမြန်ကြမှာအေးကဲမယ်မြင်းရောလူရောဂျုံးမြန်ကြတာနဲ့စောစောကားလိုတစ်ပင်ကြားခြုံညားလျှို့ဝှက်ပုံနေတဲ့ရဲမတ်တွေကဓားလန်တွေနဲ့ဝိုင်းခုံကစင်ကလျာပြေးနေတဲ့ရန်သူကိုကုန်းမြင့်မော်လေးတီတော်တွေကလေးများနေပြေကြောက်မောင်းတွေဖြုတ်ချရှေ့ဆက်ကြည့်လိုက်တော့ပြိုလဲလို့နေပါဖြတ်သားတစ်ပင်ကြီးတွေကိုမြင်ရတယ်ဒါလေကိုအချင်းချင်းမို့တီးရတာဒီပြင်လူစိမ်မတီးရဘူးအဲ့ဒီတစ်ပင်တွေကတွန်းလိုက်ရင်ကျိုးနဲ့ဆွဲချလိုက်ရင်လမ်းပေါ်ကိုလဲကျပြီးတော့လမ်းပိတ်သွားရောပုံမင်းလမ်းပိတ်သွားလို့ရန်သူနောက်ပြန်ဆုံမှဝင်တိုက်ဒီလိုမှမဟုတ်ဖေအရှိကိုဇွတ်တိုးပြင်းရင်တော့ဟောဒီမှာကြည်ပါပုံမင်းခြေမနှင်းလိုက်ပါနေတော့ပုံမင်းအဲ့ဒါလူနှစ်ရက်နဲ့တဲ့ကျင်းကြီးတွေခမအပေါ်ရန်ကိုဝါထရံပပအုပ်ပြီးတော့မြေသားပပခင်းထားတာပါမင်းရောလူရောကျင်းဖုံးကိုနင်းပြီးကြမယ်ဆိုလူ30မြင်း30ကြနိုင်ပြီးတော့ကျင်းအောင်မြေခင်းမှာတော့မီးသိအစိတ်ပြင်းဝါးညောင်တန်ညောင်တွေကကြလာတဲ့ရန်သူကိုဒုက္ခကြီးစွာပေးဖို့အသင့်မှာပုံမင်းကြီးမင်းတော်တဲ့တက်မှုမင်းကိုငါတို့ယုံကြည်အားကိုးရတယ်လို့ဘယင်မာကြီးကလည်းမင်းကိုစိတ်ချယုံမှတ်တော်မူတယ်ဘယင်မာကြီးအပေါ်မှာတော့မင်းတို့ငါတို့အားလုံးသစ္စာစောင့်သိကြဖို့အရေးကြီးတဲ့တက်မှုရင်ဘယင်မာကြီးရဲ့အကျိုးပန်ထွားနေပြီးတော်ကြီးနဲ့ဗိတ်တနုအကျိုးကိုတတ်နဲ့ရင်ပြီးစောင့်သိပါမည်ပုံမင်းကောင်းမီစွာတက်မှုအဲ့ဒီနောက်တစ်ခလုတ်မြင်းခလုတ်စင်ခလုတ်ကျင်းခလုတ်ကျိုးခလုတ်အမျိုးမျိုးဆင်ထားတဲ့ရန်သူဝင်လာနိုင်မယ်လမ်းကြောင်းတွေကိုကိုယ်တိုင်စစ်စီလိုရာကြံပြုတ်ပြီးတော့မြို့ရိုးဝင်းကျင်ကိုစစ်ဆေးဖို့မြင်းနဲ့ပြန်ခဲ့လိုက်တယ်မိမိတို့ရဲ့ရန်သူလာမယ့်အချိန်ကိုနေရောညပါလုံလာဝရိယကြီးစွာနဲ့စောင့်မျှော်နေကြတယ်ရာဇသန်9ရက်စေပြီးသွားပြီလေပန်ထရာဘယင်မဆိုတာအလွယ်နဲ့အညံ့ခံတဲ့ဘယင်မမဟုတ်ဘူးဘယင်မရဲ့ခြေဘဝကမုံညက်လိုဖြူဖွေးနူးရွနေပေမယ့်ရန်သူနဲ့ရင်ဆိုင်ရမယ်ဆိုရင်ရေချမ်းပေါ်မှာဖနက်မပါဘဲနဲ့ရှောက်ရဲတယ်ဘယင်မရဲ့ကြောပေါ်ကမြားကြီးတော့ထဲမှာအစိတ်လူများအချောင်း100ရှိရင်ရန်သူ100ကြကိုကြဆုံးရမယ်ဒီလိုယုံကြည်မှုရှိတဲ့ပန်ထရာပါရှီဝါတို့ရန်ပေကန်းချိန်မှာရန်သူကိုမျှော်နေတော့လေငယ်တစင်းဝင်လာတယ်လေပေါ်ကဖိုးကြီးတအူးဆင်းလာပြီးတော့တောက်မှုရှီဝါရှိမှအယိုးအသေးပြိုတယ်အဖိုးကြီးကခေါင်းမောင်းကိုဖြုတ်ပြီးစေးတံကိုပါဇက်ကချော့နှက်ခမ်းမွေးအတုကိုခွာလိုက်ပြီးအထောက်တော်ပြက်ကပါတက်မှုမင်းကြည့်ပြီးတော့ဘယ်အဖိုးကြီးလဲလို့ကွယ်ရုပ်ဖြတ်တော်လာကြီးကလားကိုင်အကြောင်းထူးပြီလားပြက်ကငယ်ရန်သူတက်ကြီးအရင်တခါလိုပဲအပြေးနှင်းလာပါပြီတက်မှုမောမတက်မီရန်ပေချောင်းကိုရောက်ပါလိမ့်မယ်တက်မှုအေးလာရင်လေအသေးအကျေတိုက်ကြတာပေါ့ဟိတ်အလံခိုင်းတို့အမိရှိပါတက်မှုဘယင်မကြီးအရေးပေါ်ချက်ပြအလံတော်ကိုနမ်းမြင်ပေါ်ကနေဂယုတစိုက်ကြည့်နေနော်ရန်သူရဲ့ပဲချောင်းကိုဖြတ်တာနဲ့အလံနိုင်မောအရောက်အလံ3ခုကိုလွှင့်တင်မောမမီနဲ့စိတ်ချပါတက်မှုကျွန်တော်မျိုးတို့အသင်ရှိနေပါတယ်မကြပါဘူးကင်းစင်မောကဟစ်တန်ကြားရရောလားရန်သူတွေရန်ပေချောင်းဆက်ကိုရောက်လာနေပါပြီတက်မှုဟိုးကင်းစင်မောကနေဟစ်လိုက်တဲ့အတန်ကိုတက်မှုရှီဝါကြားလိုက်ရရောကြောက်ကုန်းမြင့်ဘော်ကနေပြေးတက်ကြည့်လိုက်တယ်ဟုတ်ပါရောလားအလိုနဲတဲ့တက်ကြီးလာဟဲ့ရဲလံအောင်လံတွေကိုရန်ပေကန်းချေမှာတန်းစီစိုက်ထားပုံနဲ့ဗိတ်တနိုးကိုနိုင်လို့မင်းကြီးများကိုအလံတော်ရဲလံများတန်းစီကြိုးနေတဲ့အလားတိတိခက်တရာရဲ့ရဲလံတွေနဲ့အတူတိုက်စီရွှမ်းတန်တွေစစ်မောင်းတန်တွေပါကြားနေမြင်နေရတယ်အမေကြည်စမ်းဟဲ့ယရေကူကျွမ်းသူရန်သူတယောက်ကျိုးခွေကြီးလွယ်ပြီးရန်ပေရဲ့ဒီမှာပကန်းရှိရာကိုကူးလာနေပါလားဟဲ့ရေကူကျွမ်းသူတွေကတယောက်2ယောက်3ယောက်4ယောက်5ယောက်တောင်များကြည်ရတာရေကူးလာပြီးဒီဘက်ကမှငုတ်ရိတ်ကြိုးတန်းပစ်ပြီးအားလုံးကူးကြမယ်ဆိုတဲ့သဘောပေါ်လေကြည်စမ်းဝါဖောင်ရှိရီပါတခါတည်းတဲလာကြတဲ့ကိုဖောင်တွေကိုတန်းစီချစစ်တီရဲမတ်တွေတက်ထိုးဝါနဲ့ကူးအလိုဖောင်တရားကြီးတွေတန်းစီရှင်မောင်တန်းရေပေါ်ဆင်ညတာကိုဗျအင်းလေရေကြချိန်ရေစစ်ချိန်ရွေးလာကြတဲ့ကိုနှက်သားပဲဟဲ့အမေရေရကြမှာဖောင်တွေရေစည်းနဲ့ပါနေသလားအလိုမြင်းတက်ကရေတိန်ကနေကူးနေပါလားလေးတက်ဖွဲ့ပြစ်ရွှီတဖောက်တဝုံတအားနဲ့ငါ့ကိုထိပါဟပန်ထွားရဲ့လေးတက်ဖွဲ့ကမြင်းနဲ့ကူးနေတဲ့တက်ဖွဲ့ကိုတောင်ဆောင်ကုန်းပေါ်ကနေမြားနဲ့ဝိုင်းပြက်လိုက်တာပရုံးတွေလိုဝီကနေရွှီကနေအော်ပြန်ပြေးလာတဲ့မြားတွေကမြင်းစည်းရန်သူတွေရဲ့ရှင်းညွန့်လဲပင်းမော်ကိုမှန်ပြီးရေထဲကိုတဝုံနဲ့ပြုတ်ကြအော်ဟစ်နောက်ကမြင်းတက်ကြီးဟာခါမရေကိုဖြတ်ပြီးတော့အလုံးအရင်နဲ့ကူလာချိန်ဖောင်တရားပေါ်မှာရန်သူတွေဓားလန်ကင်ပြေးလာနေချိန်ရှီဝါခါမချိတ်ထားတဲ့ကျွဲကြိုကိုမှုတ်ပြီးတောင်ကုန်းပေါ်ကိုအချက်ပေးလိုက်တယ်တူဆိုပြီးတော့ကျွဲကြိုမှုတ်တန်ဆုံးပန်ထရာရဲ့အနေရောင်ရဲလံ3ခုအလံတိုင်ကနေဟိုးတိုင်ဖြားကိုရိတ်ခနဲထိုးတက်သွားတယ်တိုက်ပွဲဝင်အနေရောင်ရဲအလံ3ခုကတိုင်ထိတ်မှလေးနဲ့လွင့်ပြီး
တဖြက်ဖြက်လူးလွန်နေချင်းထီဆိုပြီးတော့ဟာမဟာအတုလစီတော်ကြီးမြည်ပြီးဟိမဟာအတုလစီတော်ရဲ့မိသားကမိုးလုံးဟင်းပြီးဗိတ်တနိုးနှမ်းမြင့်စီတော်တိုင်ကနေရန်ပဲတိုင်အောင်လေးနဲ့စီးမျောလာခဲ့တဲ့ရန်သူတွေဟာစီတန်ကိုနားဆွင့်ပြီးမောကြည့်ကြလို့ရှီဝရောဗိတ်တနိုးရဲမတ်တွေရောမျောလင့်ကြီးစွာရင်ဖို့စွာနဲ့အတန်တိတ်ငန်းလင့်နေချိန်မှာပဲကြေးလင်းနေတဲ့ကောင်းကင်ကြီးချက်ချင်းတိမ်ညိုမဲတွေဖုံးလွှမ်းလို့လျှက်စစ်မိုးချင်းတန်တွေနဲ့အတူတဝဝတကြိမ်ကြိမ်နဲ့ဟိတ်ကောင်းကင်ကြီးမဲမောင်လာပြီမိုးတွေရွာလာပြီမိုးကြိုးတွေပြက်နေတဲ့မြေပြင်မှာဝတ်နေကြဟဲ့ရဲမတ်တို့ဝတ်နေကြမရက်ကြနဲ့တကြိမ်ချင်းနဲ့ရှက်စည်းလက်တံမိုးကြိုးပြစ်တံလေပင်ကြတံနဲ့အတူတစ်ပင်တစ်ကိုင်းတွေတဖြောင်းဖြောင်းကျိုးချပြီးတော့မိုးကြီးလေကြီးတို့ကဟိုးတောင်ညိုတောင်နှန်းတောင်မြင့်တွေရှိရာကနေမြားပြေးတယ်လို့ပြေးလာပြီးတော့ရံပေချောင်းရဲ့ပေါ်ကိုတွန်ချလိုက်တယ်မိုးမောင်ကြီးနဲ့အတူဘုံတိုင်းကျဲနေတဲ့မိုးတီးမိုးပေါက်တွေကရန်သူတို့ရဲ့မျက်နှာတွေကိုမြားတွေထိမှန်တယ်လို့စူးရှကုန်ရောတဝဝနဲ့ဘာသာတွေတုံးဟိတောင်ကြရင်ရံပေကိုဝင်လာပြီးမြင်းတက်သားတွေပြန်ဆုပ်တဝဝနဲ့ဟာကဲတော်မူကြပါဗျာအမခန်းကြီးအံ့ဖွယ်ကြီးပါပဲတောင်ပေါ်ကနေရေလုံးကြီးတွေရံပေချောင်းကိုဒလက်ချောင်းဝင်လာပြီးတော့ရန်သူရဲ့ချောင်းကူးမြင်းတက်တွေနဲ့ဖြန့်ဝင်လာတဲ့ဖောင်တက်ကိုဟိုးအရင်တစ်ခါလိုပဲရိုက်ချိုးတွန်းလှန်ဆွဲတိုက်ယူသွားလိုက်တာရံပေချောင်းကရန်သူတီရီခစ်တရတက်ကူးတော့ကရေတိန်လေးကြည်စံအတုလစီတော်ကြီးမြည်တန်ကြားပြီးတော့ရံပေချောင်းမှာမိုးရီတောင်ကြရီရှံပြီးတော့ရေပင်ကျဲပင်လေလိုဖြစ်ပြီးအိမ်လုံးမကလှိုင်းလုံးလှိုင်းတဘိုးတွေကနဂါးရိုင်းတွေအကောင်ထောင်းတောင်းခေါင်းရမ်းပပြင်းထခေါင်းညင်းရိုက်နေတယ်လို့တဘိုးကြီးတွေဆက်ပြီးတော့ရန်သူစင်တမြင့်တက်ရှိရာကန်ဆန်မြေပြင်ကိုပါရေလိုင်းတွေရိုက်ခတ်သွားခဲ့တယ်ရန်သူတို့ရဲ့စိုးစိုးကတန်းစီစိုက်ထားတဲ့ကမ်းခြေရရေအလံမောင်းများစွာတို့ကရေလိုင်းနဲ့ကျိုးပြက်မျောပါသွားကုန်ပြီတကြိမ်နဲ့ရန်သူစင်တက်မြင်းတက်တွေကိုမိုးကြိုးထိမှန်ပြီးစင်တွေမြင်းတွေလန့်ပြေလို့တွေ့ရနင်းတက်ကုန်ပြီတပင်းကြီးတွေလည်းသူတို့အပေါ်ကျိုးကြကုန်ပြီတွေးတောက်ကြီးတို့စင်ထိန်တွေကိုစင်ကိုထိန်ညကိုအစုကိုထိန်ညတဝဝနဲ့အမလေးဗျာတပင်းကြီးတွေလေတိုက်လို့စင်တက်မြင်းတက်ပေါ်လဲကြပြီးတော့ပြီကုန်နေရန်သူတွေဟာမိုးတီးမိုးပေါက်နဲ့လေပင်မုန်တိုင်းများမှာအချင်းချင်းမမြင်တော့ပဲနဲ့ခြေဦးတက်ရပြေးကုန်ကြပြီးဒီမှာဗိတ်တနိုးကန်းကြီးကိုကူးလာနိုင်တဲ့တီတီခစ်တရရဲမတ်အချို့နဲ့မြင်းစီရဲမတ်အချို့ကိုရှီဝါတို့မြင်လိုက်တယ်တိုက်ကြာပန်ထွာကွဟမ်ဗိတ်တနိုးတဲ့ဟိပိတ်ဟာမိမိဗိတ်တနိုးတက်သားတို့ရဲ့ဓာကြလှန်ချအောက်မှာမသေးပဲနဲ့ကုန်းမော်တက်လာတဲ့တီတီခစ်တရရဲမတ်တွေမြားထိပ်ပြီးတော့တေဆုံးသွားကြတယ်အဲ့ဒီမှာရန်သူမြင်းစီဘိုးတအူးကမြင်းတလက်ချမ်းစီးဝင်လာပြီးတော့ဗိတ်တနိုးတက်သားတွေကိုဓာနဲ့ခုတ်လို့မြင်းနေပြေးတယ်ဒင်းဓာချက်ကြောင့်ဗိတ်တနိုးရဲမတ်နှစ်ဦးမိုးပေါက်ကြားမှာလဲကျသွားတယ်သွေးတွေရေခနေတက်မှုရန်သူမြင်းသမားပြေးပြီးဒင်းပြေးလို့လို့ရိုဟယိုဗိတ်တနိုးတဲ့ကွမိုးဒီမိုးပေါက်ကြားမှာရှိရတီရီခစ်တရာမြင်းစည်းဖို့ဖြစ်ဟန်တူသူကမြင်းကိုဒုံဆိုင်ပြီးတော့ပြေးနေတယ်ဒါတီရီခစ်တရာမြင်းမဟုတ်ဘူးဒင်းလူရောမြင်းရောခြေချတာမှားနေပြီဒါပေမဲ့မှားလို့မှားမှမသိဘူးဒါပါပဲလေကိုလုတ်တဲ့အလုပ်ပဲကိုမှန်နေထင်တဲ့လူတွေရှိကြသေးတဲ့ဥစ္စာဟိတ်ရက်လိုက်နော်ရန်သူကလုံးဝမရက်ဘူးမိုးပေါက်မိုးတီးကြားမှာဒုံဆိုင်ပြေးနေရကဖြတ်ခနဲ့မြင်းဆက်ကိုဆွဲပြီးတပတ်လေးလိုက်တယ်တမှုရှိဝါရန်သူမြင်းနောက်ကနေကျုံဝင်သွားခိုက်မှရန်သူဘိုးဟာမြင်းကြီးကပ်ပြီးဆလွဲဓာခုတ်ချလိုက်တယ်ထန်ဝီတင်လက်နဲ့ချပါဒါငါတို့ဗိတ်တနိုးမြေငါလေးရဲလို့နင်းတို့မြေပေါ်ခြေချတာဟဲ့ကဲမြင်းကြီးရှင်ပြီးဓာချင်းခုတ်တာမိုးရီထဲမှာဓာမီးပွင့်သွားတယ်ဗိတ်တနိုးတဲ့ဟိတီရီခစ်တရာကွတရွှဲနဲ့ရှီဝမြင်းကြီးကပ်ပြီးမိုးသားကိုခံတာနဲ့ခံရကအားနဲ့လှမ်းပြီးမြင်းနေပါဝင်တိုက်လိုက်တာတီရီခစ်တရာပေါ်မြင်းမော်ကနေမြေကြီးပေါ်ကိုပြုတ်ကျသွားတယ်ရှင်ဝါကဒင်းကိုမြင်းနဲ့လိုက်နေတော့ဒင်းကမြင်းချီကိုဓာနဲ့လှမ်းခေါ်လိုက်တာမြင်းရှေးလက်အမြောက်မြန်လို့နှုတ်မို့လက်အပြက်ပဲရှီဝမြင်းမော်ကနေလွှားကနေခုံဆင်းပြီးရန်သူကိုမျက်နှာချင်းရင်ဆိုင်လိုက်တယ်ရန်သူရဲ့အရက်အမောင်နဲ့ခွန်အားကသူနဲ့အလုံးအဖန်တူများရှိနေတာကိုတော်ခိုင်ခြေဆန်လက်ဆန်ကြီးတွေကမြန်လိုက်တာနဲ့ရှီဝမြင်းမော်ကခုံဆင်းလိုက်ချိန်မှာပဲရန်သူဖို့ဖြစ်ဟန်တူသူကတမှုရှီဝရဲ့ဒူးနီယာကိုခုတ်လိုက်တာမြင်လိုက်လို့သာပေါ့မမြင်လိုက်ရင်မှတ်မှန်းမိရင်ရန်သူရဲ့ဓာချက်နဲ့ဒူးကနေပြတ်ထွက်သွားမှာငါပြောရင်ပြတ်တယ်လို့မျိုးဖြစ်သွားမှာရှီဝရန်သူဓာအဝင်မှာလွှားကနေအပေါ်ကိုဖို့ခုံလိုက်လို့ရန်သူဓာချက်ခြေပေါ်အောက်ကနေဝီကနေအတံမြေပြီးတော့ဖြတ်သွားတာရန်သူရဲ့ဓာချက်ကဒီမာရင်းမပြီးဘူးခါသိန်းဒူးသိန်းဝိုက်ဓာလဲလွတ်သွားရောမြန်လိုက်တာခွေလက်ပြန်တွတ်တာလက်ခနဲ့ဝင်လာလိုက်တာရှီဝါကဝင်လာတဲ့ရန်သူလက်ပြန်တွတ်တာကို
မိုးသားနဲ့ခုတ်ချလိုက်တာထန်ကနေမြည်မီးပွင့်သွားပြီးတော့ရန်သူသားမြေဆိုင်ကျသွားတယ်အလိုတင်းသီရိခက်တရာဘိုးကပေါ့သေးသေးမဟုတ်နည်းနည်းရရမဟုတ်သေးတာကိုကြည်စမ်းတင်းမြေဆိုင်သားပေါ်ကထားတဲ့ရှီဝရထားကိုလှမ်းပယ်လိုက်ပြီးလက်ပြန်ဆက်လွဲတိုင်းပိုင်းလိုက်တာရှီဝပခုံးကိုရန်သူထားချက်ရှက်ထိသွားပါရောစူကနေပူကနေခန့်စားလိုက်ရတယ်ရှီဝကလည်းမြန်နေဒိုင်ယောင်ကိုဂယုမဆိုင်ဘူးကျော်ကိုရန်သူရင်ဝင်နေထည့်ပြီးရန်သူထားကြလက်ရင်ကိုဘဲလက်နဲ့ဖမ်းထားလို့ညာတထောင်နဲ့ရန်သူညာဘက်နန်ရိုးကိုနောက်ပြန်စောင့်တိုက်ပြက်လိုက်တော့အာရန်သူဟာနန်ရိုးနှုကိုလက်နဲ့အုပ်ပြီးတက်မှုရှီဝကိုဘဲပြန်ညာပြန်ဓာချက်ပေါင်းများစွာခုတ်ရင်းနဲ့နင်းတိုးဝင်လာတာဓာချက်ကဘဲညာချက်ချီကဓာချက်မို့ကတ်လို့မရဘူးစန်တားနဲ့တားကားရင်နောက်ကိုအဆုပ်ဒီမရှိဝဂဲလုံးတစ်လုံးကိုနင်းမိပြီးခြေအရိုင်ဟမ်တီရီခတရာကွပိတ်တနိုးတဲ့ဟေးရန်သူကရှီဝအရိုင်မှာရှင်ဝါကိုဓာဦးနဲ့ပြေးထိုးလိုက်တာရဲ့ရှီဝရန်သူရဲ့ထိုးထားကိုဘဲချီတကွတန်းရွှေ့ပြီးဓာဦးစိုက်ခါဓာနဲ့ပေထားရင်ငါကိုလက်ကနေရှိုးဝင်ပြီးရန်သူဝမ်းပိုက်ကိုပိုက်ဓာကြီးနဲ့ပိုင်းပြီးပြန်တွက်လိုက်တာရန်သူဝမ်းပိုက်ပြက်ပြီးဥပြက်တွေနဲ့သွေးတွေဒလက်ဟောစီးကြလာတာကိုမြင်လိုက်ရတယ်ရန်သူဟာဦးတွေကိုလက်နဲ့ပွေ့ပြီးဘုံကနေဝမ်းရောက်မောက်လဲကြပြီးတော့အော်ဟိလူးလုံးလို့အသက်ပြောက်သွားတော့တယ်ရန်သူဝမ်းပိုက်ကသွေးတွေကမိုးရီထဲမှာစီးမျောသွားပြီတက်မှုတို့တက်မှုကပန်ထရာရဲ့ရဲမတ်တွေကမိုးပုတ်ဖွားဖွားကနေအားရောက်ပါရအော်ဟစ်ပြီးတော့ပြေးလာကြတယ်တက်မှုကိုထိသွားသေးလားယင်လက်မောင်းကိုနည်းနည်းထိသွားတယ်ရန်ပေရဲ့အခြေအနေဘလို့ရှိတုံးသွေးတော့သွေးတွေကလက်မောင်းကနေလက်ပြတ်မော်ကိုစီးကြနေပေမဲ့ဂယုမဆိုင်ဘူးတောင်ကြရေလုံးကြားမှာရန်သူတွေမျောလို့အမြောက်အများတေးကုန်ပါပြီတက်မှုဟိုဘက်ကမ်းမှာရောသွေးတောက်ကြီးငရံအရင်တခါလိုပဲတက်မှုစေမြင်းတွေလန့်ပြီးတော့သူ့တက်သူပြန်နေလို့တက်ကြီးပြက်ပြီးဆုတ်ခွာသွားပါပြီတက်မှုအေးကွယ်အလွန်ကိုအံ့ဩစရာပါပဲတက်မှုဒါမဟာအတုလရန်ပဲစီတော်ကြီးရဲ့တကူအစွမ်းနေမှာပဲဗျဟုတ်ပါငါတို့ဘရင်မကြီးအမှန်တကယ်ကိုဖုံးကြီးပါပဲကွယ်ဒီပုံစံငါတို့ပန်ထရာတိုင်းပြည်နဲ့ဗိတ်တနိုးနန်းမျိုးကိုဘယ်လိုရန်သူမျိုးမှဝင်တိုက်လို့မရနိုင်တော့ဘူးပေါ့တဲပစားကြောင့်ရန်ပဲကိုကူးတိုင်းမိုးကြီးလေကြီးကြနေရတာတော့ပန်ထရာဘရင်မကအဲ့ဒါလောက်ဖုံးကြီးနေလားဟဲ့ဟင်တီရီခတရာမင်းတို့တပေါင်းရာဇပလေမော်မှာဒေါသရိတ်ကြောင့်အတန်ရီရမှာပြင်းနေတယ်ပရောဟိတ်ကြီးဖယားငါတို့တီရီခတရာစစ်တီရဲမတ်တွေကမြည်မြအင်အားကြီးမားသည့်မြို့ရွာနယ်ပယ်ဖြစ်ပါစေရှင်ပြိုင်တိုက်ရင်တီရီခတရာကပဲနိုင်လေးရှိတယ်ငါရဲ့အာနာဇတ်ဟာပြုရှိသမျှနေရာတိုင်းမှာပြန့်နှံ့ဩဇာတက်ရောက်လေးရှိတယ်ငါတို့တီရီခတရာဟာအင်အားအကြီးဆုံးယဉ်ကျေးမှုအထွန်းကားဆုံးစဘာစံရီပေါ်များကျွေဝအင်အားတောင်တင်းနဲ့မဟာအင်အားကြီးဖြစ်ပါလျက်နဲ့ဘာမှမဟုတ်တဲ့ဘတ်ထရာဘီယမရဲ့နိုင်ငံနယ်ပယ်သေးသေးလေးကိုစစ်ချီတိုက်ရှုံးနေရတာအထူးသဖြင့်ရန်ပဲကိုဖျက်တိုင်းမိုးကြိုမုံတိုင်းရေလုံးလိုက်ကြီးဖြစ်ရတာဒီအကြောင်းတူရှိရလိမ့်မယ်ပရောဟိတ်ကြီးမှန်ပါသည်မင်းကြီးအဲ့ဒါလိုပစားကြောင့်အံ့ဖွယ်ထူးခြားမိုးကြီးလေကြီးအပြက်အမောက်ကြီးရသည်ကိုပညာရှိပရောဟိတ်ကြီးတွက်ချက်ဖတ်ဆိုပါအောင်မှန်ပါမင်းကြီးဖျားကျွန်းတော်မျိုးတို့တီရီခတရာတက်ကြီးချီတိုင်းရန်ပဲချောင်းကိုဖျက်တိုင်းအချက်ရခမဟုတ်မိုးကြီးလေကြီးလှိုင်းကြီးရေကြီးရခြင်းသည်ဘတ်ထရာဘီယမရဲ့မကောင်းဆိုးဝါမော်ပညာအတက်များကြောင့်ဖြစ်ရတယ်လို့ယုံကြည်မိကြောင်းမှရှင်မင်းကြီးကဲကျန်တဲ့မင်းကြီးတို့ကရောဝေဖန်သုံးသပ်ကြပါအောင်မှန်ပါမင်းကြီးပညာရှိပရောဟိတ်ပုံတော်ကြီးတင်လျှောက်တယ်လို့ဘတ်ထရာဘီယမသည်တကူအစွမ်းရှိသည့်မော်ပညာများတက်မြောက်လို့သာလျှင်အချက်ရခမဟုတ်ဖဲရန်ပဲချောင်းမှာမိုးလေရေကြီးလှိုင်းကြီးပြီးတော့ကျွန်တော်မျိုးတို့တက်လုံးပြတ်ရခြင်းဖြစ်နိုင်ကြောင်းမှဖေဟာဟုတ်ပါရဲ့ဒါအလေးအနက်စဉ်းစားရမယ့်အချက်ပဲမိုးလေကြီးရခြင်းရဲ့အကြောင်းကတော့တကူရှိသူတို့ရဲ့အာနုဘော်ကြောင့်လေမိုးရွာနိုင်တယ်လို့ရှိသလိုတစ္ဆာစကားကြောင့်မိုးရွာခြင်းလည်းရှိတယ်ဆိုတော့ဒီဖြစ်ရက်ဆုံးမှာလျှို့ဝှက်တဲ့အကြောင်းရှိကိုရှိရမယ်အမိန်တော်ချမှတ်မည်နားထောင်မနေ့ဖြန်မိုးတောက်ကဆလို့ဘန်ထရာဘီယမရှိရာအရက်ကိုတီရီခက်တရာကတရှိုးများလျှို့ဝှက်စီးလွတ်ပြီးအကြောင်းရင်းမှန်ကိုစုံစမ်းဖော်ထုတ်အမြန်အစီရင်ခံရမည်အမိန်တော်ဘယင်တွတ်တပေါရဲ့မင်းမိန်ကြောင့်မူကြီးမတ်ကြီးများနဲ့စစ်သူကြီးတွေအရေးပေါ်အားချင်းတိုက်မြင်ပြီးအဖိုးအိုတဦးကိုအိုးလုံသမားအသွင်နဲ့ပန်ထရာပြည်ရှိရာကိုစီလွှတ်လိုက်တဲ့အဖိုးအိုဖိုးဝနီဟာတီရီခတရာဖြစ်လွန်စွာလှပတိုက်ရက်တဲ့အိုးအမျိုးမျိုးကိုလဲတစည်းနဲ့တဲယူပြီးရံပေချောင်းကိုဖြတ်လို့အိုးရောက်မှုကူးလာခဲ့တယ်ရေစိတ်ကိုရောက်တော့အကောက်စိတ်ကစစ်စီးတော့တာပဲအဖိုးသိရမည်ဘလို့ခေါ်လဲဖိုးဝနီလို့ခေါ်ပါတဲ့သားတို့အဖိုးရဲ့နင်းရဲ့ဇာတိကရော
အဖိုးကတာပူဆိုတဲ့ရွာမာနေပြီးဦးမျိုးစုံအယောင်အဝယ်လုပ်ပါတဲ့သားတို့အိုးကဝဲရောင်းလားဖို့မဟုတ်ပါဘူးကွယ်ကိုယ်တိုင်အိုးလုပ်တဲ့အတတ်ပညာကိုတက်မြောက်ပါတယ်ပြီးတော့အိုးလုပ်တဲ့အတတ်ပညာကိုအလိုရှိပါကတင်ကြားပေးပါတယ်သားရဲ့အခုအဖိုးကပန်ထရာမှာအိုးရောက်မှလားဟုတ်ပါတယ်သားပန်ထွားသူပန်ထွားသားတို့အိုးကောင်းအိုးတန်ကြိုင်မှန်းကြလို့အိုးကောင်းအိုးတန်လက်ရများလာရောက်တာပါဗျာအဖိုးအိုးတွေကိုတာဝန်အရစစ်မင်းနော်စစ်ပါဗျာကြိုက်တယ်လို့စစ်စီပါစစ်စီပါရေစိတ်အကောက်အဖွဲကရေစက်မှာပုံထားတယ်အိုးပြူအိုးမဲရောင်စုံအိုးလက်ရစမ်းကျေစွာလှုပ်ထားတယ်လဲရှိလဲတူအိုးတွေကိုတလုံးမကျန်စစ်စီပြီးမှဝင်ကွင်းပြုတ်လိုက်တယ်ဂျေဇူးတင်မသားတို့ရဲ့အဲ့ဒီနောက်အိုးမျိုးစုံကိုလေတစည်းပေါ်တင်ပြီးရံပေချောင်းကိုကူးခဲ့လိုက်တယ်ရံပေရေစိတ်ရောက်တော့အိုးတွေကိုစိုက်တောင်းပြတ်နှစ်ခုမှအမြထပ်တင်းထည့်ပြီးပန်ထရာပြည်ဗိတ်တလုံးမျိုးရှိရာဘက်ကိုအိုးရောင်ထွက်ခဲ့လိုက်တယ်တရွာဝင်တရွာထွက်ဝင်ပြီးအိုးရောင်လာခဲ့တာသို့တော့အိုးသေးလေးတွေကိုပဲဈေးသက်တာလို့ဝယ်ကြတယ်လက်ရမြောက်အိုးကြီးတွေကိုတော့ဈေးနေနေတင်ထားတော့ဝယ်နိုင်သူမရှိဘူးပြို့အိုးသေးကြီးဗျာအိုးသေးကြီးရဲ့ဥရိယတဲဈေးများတကူဗျဈေးကြီးဆိုမောင်တို့ရဲ့အိုးလက်ရရောအိုးသားရောကြည်ပါဗျတောင်းတောင်မြီမအိုးဆိုကြတကူမောင်တို့ရဲ့ဟောဟိုအဖြူတွေကတော့ဈေးသက်တာပေါ့ဗျအိုးသေးကြီးဗျခမရဲ့အိုးကိုဗိတ်တလုံးမျိုးတွေသွားရောက်ရင်အမြန်ရောင်းရမှာပဲဗျမြို့တွေကကြေးရတက်များကငွေစားရှိတော့အိုးကောင်းလက်ရကောင်းမြင်ကျင်းတီဝယ်မှာပဲရောင်းနေတာပေါ့မောင်တို့ရဲ့ဗိတ်တလုံးမျိုးတွေဝင်ရောင်းလို့ရောလွယ်ပါမလားခမကအိုးရောင်းတဲ့ဥစ္စာမိမတောင်မလာတာမှမဟုတ်ဖေးသွားတာရောင်းပါဗျကိုရင်ငမဲရဲ့အိုးရောင်းပြီးရတဲ့ငွေနဲ့အမဲကြီးတယောက်တင်တောင်းရင်လေကန့်ကောင်းရင်အိုးရောင်းရင်အိမ်အောင်ကြမှာပေါ့အိုးတဲ့ကြီးအိုးရောလုတ်တက်လားဗျကိုတိုင်လုတ်တာပေါ့ကွယ်အိုးလုတ်တာတောင်လက်ရမြောက်ရင်လူစုငါဘာပြောရမလဲငမောင်ရဟင်ပဲဒီငမွေထိုးတာနဲ့ကို့စကားကိုအဆုံးမတက်နိုင်ဘူးလူမိန်းမကိုသာအိုးเสียကြီးငါလဲဘာပြောရအိုးเสียကြီးကင်လိုက်ရရင်သူ့အိုးလိုမပြီးလှပြီပေါ့ကွာအိုးလိုလှရင်ကိစ္စမရှိဘူးဟာအိုးအကိုင်ကျန်းလို့ကွဲရင်နာမည်ကြီးရောဟာအိုးသေးကြီးဗျချော့ကိုင်မြတိလားဒါမှကြာရှည်သုံးလို့ရမှာပြုတ်အေးချော့ကိုင်ရမှာပေါ့လားဟာဒီလိုနဲ့အိုးသေးကြီးအစစ်ဆေးခံပြီးဗိတ်တနိုးမျိုးတွေကိုဝင်ခွင်းရသွားပြီးတော့မျိုးလေစီမှာချခင်းရောင်းလိုက်ရောအိုးလက်ရစီးရေးကအစဗိတ်တနိုးအိုးကုန်းထွက်အိုးတွေထက်တာလုံးလို့မကြဘူးကုံသွားရောငွေစားကိုင်နိုင်သူကလည်းဗိတ်တနိုးမှများတာ哦ဒီမှာပဲအရက်မြင့်လုံနှန်းငန်းတိုးစီးထားတဲ့လူတအူးရောက်လာတယ်အိုးသေးကြီးဗျအမိန့်ရှိပါနောင်ငယ်ဗျအိုးသေးကြီးရဲ့ရောင်းအိုးတွေကကိုယ်တိုင်လို့အိုးဆိုဗျဟုတ်ပါနောင်ငယ်ရဲ့မိယိုဖျားကိုယ်တိုင်လို့ပါပဲလက်ရတေကောင်းမေးဗျမိသားအိုးသားလေးကောင်းမေးကျုပ်ကလည်းအိုးလို့တေးဗျအိုးလို့ပြီးဒီနောင်ကြီးအိုးလက်ရတော့မှတ်မိသေးဘူးဒါဆိုနောင်ငယ်ကိုဘာများကိုညီပေးရမတော့ပြောပါဗျအိုးသေးကြီးထံကအိုးလို့တဲ့ပညာလိုချင်မှဗျအေးခဏတာမြတော့သင်ပေးနိုင်တာပေါ့ကွယ်ဒါပေမဲ့ကျုပ်ကလည်းပြန်ရင်စားဖို့တောက်ဖို့လေးပြန်ကူညီမယ်ဆိုအိုးပညာများသင်ပေးနိုင်မှာနောင်ငယ်ရဲ့အိုးတကယ်လားရင်နောင်ကြီးအိုးသေးတကယ်ပေါ့နောင်ငယ်ရဲ့ဒီလိုနဲ့ဗိတ်တနိုးမျိုးတွေကအိုးလုံငန်အေးရမှာတီရီခစ်တရာကလျှို့ဝှက်တရှိုးဦးဆရာကြီးဦးဝတ်နေဆရာတဆူအနေနဲ့ဦးပညာတွေကိုတင်ကြားပေးနေတာတပည့်တပန်းတွေများလာခဲ့တယ်ဗိတ်တနိုးသားတပည့်တွေကလည်းအလုံးညံထက်ကြတယ်ဆရာကြီးကိုလည်းယိုတီလေးစားပြီးအိမ်ဦးကမ်းမှာတလီတစားနေရပြီးကျွေးမွေးပြုစုကြတယ်လေအိုးပညာတဲ့ဆရာကြီးကလည်းအိုးလို့ဖို့မြေရွေးနေမြေဆန်နေမြေဆရက်နေနေအိုးလေအိုးပေါ်အိုးလေတိုင်းဖော်နေအိုးပေါ်မှာအမှတ်အသားရုပ်တီးပုံကနေအိုးလောင်နေမီးပေးနေအိုးပေါ်မှာအလှရစားစီးရင်းနေတို့ကိုတဆင်ပြီးတဆင်လက်တွေတင်ပြပြီးတော့ဗိတ်တနိုးသားတပည့်တွေနဲ့သူနဲ့ဟာဆွေမျိုးသားချင်းလိုဖြစ်လာခဲ့ကြတယ်ညလာသားမြေတလင်းကုတ်ပြက်ဝိုင်းမှာရှင်တွေအိုးနဲ့ဝိုင်းဖွဲ့ပြီးပြူလူမျိုးတို့ဖုံးကြီးပုံပြူအတီအမော့အကတွေအကြောင်းပြူလူမျိုးတို့ရဲ့တက်တိပြက်တိတွေအကြောင်းကိုအိုးဆရာကြီးကပြောပြတယ်ဆရာကြီးခင်ဗျာပြူဒေတာအလွန်ကျဲတဲ့ဆိုပဲဗျအိမ်ပြူဟာလက်ညိုးတို့မလွဲပါဘူးကွယ်တရုတ်နဲ့တီရီခစ်တယောက်ပြူတို့အဆက်အသွယ်များတဲ့ကွယ်ပြူအကအဖွဲ့ဝင်35ဦးတို့ကတရုတ်နိုင်ငံထံမြို့တော်အထိသွားရောက်ဖြောပြကြတယ်လို့ကြားရဘူးတဲ့ကွယ်တရုတ်ထမင်းဆက်ပြောပုံရေးပုံအရာပြူတီရီခစ်တရာရဲ့လက်အောက်ခံနိုင်ငံတွေက18နိုင်ငံရှိတယ်ဆိုပဲတီရီခစ်တရာကဘလို့ပဲကြီးကျယ်ခမ်းနားပါစီဆရာကြီးရဲ့ကျွန်တော်တို့ပန်ထရာဘီယမိုင်းနဲ့ကြတော့တီရီခစ်တရာတက်လုံးပြက်ပြီးပြေးရတာ2ကြိမ်ရှိသွားပြီ
အိုးလုံးသူတပည့်တယောက်ကငချောင်မီဖို့အမီကိုလှမ်းယူပြီးတဲ့ဝင်သွားစွာနေပြောလိုက်တယ်အေးဟုတ်တကွမောင်တို့ရငါတို့ရွာရှိလမ်းမကြီးရာနေတီရီခစ်တရာတက်ကစင်တွေမြင်းတွေရောစစ်တီရဲမတ်တွေရောတေးပြေးရှင်ပြေးပြေးကြတာငါမြင်ရဘူးတဟနေပါအောင်ငါလူတို့ရေငါပန်ထွားပေးရမကြီးဖုံးတကိုကြီးမန်းကိုကြားနေရတယ်ကွငါတို့ဒေသရွာတွေမှာဆိုပန်ထွားပေးရမကြီးဖုံးတော်ကြီးပုံကိုညစဉ်ပုံမြင်လို့ဖွဲ့နှွေပြောကြပြီးမှအိပ်ရဝင်နေဆရာကြီးတီရီခစ်တရာကိုရောက်ဖူးလားခမမရောက်ဖူးပါဘူးကွယ်ဒင်းတို့တီရီခစ်တရာအကြောင်းသိရတာလေခရီးသွားရှင်ရဟန်းတွေကပြန်ပြောပြလို့ပါကွယ်ကျုပ်တို့ဗိတ်တနူးမြို့ကြီးနဲ့ပန်ထွားပြည်ကြီးကိုတီရီခစ်တရာမင်းတို့တပောင်ဘဲအချင်းဘဲအခါလာတိုက်လုံးဝတိုက်လို့မရဘူးတွေဗျဟုတ်လားပန်ထွားသူရဲကောင်းတွေကလေဓာရီမြားကောင်းတကောကွာဓာရီမြားရေးတိုက်ရေးခိုက်ရေးတော်တာလေတစ်ချက်ပေါ့ဗျာအဓိကကျုပ်တို့ပန်ထွားပြည်မကြီးထံမှာမဟာအတုလရန်ပဲစီတော်ကြီးတစ်လုံးရှိနေလို့ပဲအဘဆရာကြီးရေဟေးမဟာအတုလရန်ပဲစီတော်နေပါဦးမောင်တို့ရေအဲ့ဒီစီတော်ကြီးကဘလို့ကများထူးဆန်းလို့တော့ဟာအဲ့ဒီမှာကြွားခြင်းနဲ့ဗိတ်တနိုးသားတွေကတိသမျှကြားသမျှကိုပြောပြကြပါရောကျုပ်တို့ပန်ထွားဘယင်မကြီးကိုတကြားမင်းကဘယင်မဖြစ်ချိန်မှာပေးတဲ့စီတော်ကြီးတွေဗျဟုတ်လားဘယင်မကြီးကဗိတ်တနိုးနတ်မင်းကြီးနဲ့မောင်နှမလဲတော်တယ်လေဟောဒီဗိတ်တနိုးမြို့တော်ကြီးရဲ့နန်းတော်ကြီးရဲ့ကိုဗိတ်တနိုးနတ်မင်းကြီးကအခန်းအဆောင်ဆောင်လမ်းမျိုးရိုဥယျာဉ်ရေကမ်းမကျန်းသူ့ပညာသည်တွေနဲ့ဥဆောင်စီးရင်ဆောက်လုပ်ပေးတာအေးစမ်းမကွယ်ဆက်ပြောပါအောင်ငါလူရမြို့နယ်နန်းတော်ကြီးပြီးစီတော့တကြားမင်းကဗိတ်တနိုးနတ်မင်းကြီးရတဆင်မဟာအတုလရန်ပဲစီတော်ကြီးကိုကြောက်ကိုကြီးတဲ့ကနေယူပေးခဲ့တယ်အန်အိုးစီကကောင်းပါတကောငါလူရဒါနဲ့ဘာဖြစ်တုံးလက်ကွက်ဒီအတုလစီတော်ကြီးကိုဘယင်မလက်နဲ့တီးခတ်လိုက်ရင်အချိန်အခါမဟုတ်မိုးကြီးရွာပြီးရန်ပဲချောင်းဟောင်းမုံတိုင်းထက်လို့ရေကြီးလိုင်းကြီးဖြစ်ရောဒါကြောင့်ရန်သူတီရီခစ်တရာတက်ကြီးရန်ပဲကိုဖျက်လို့မရတာပဲဖျက်တာနဲ့ဘယင်မကအတုလစီကြီးကိုတင်းရင်ချက်ချင်းမိုးကြီးလေးကြီးကြတောင်ကြရီအဟုန်ပြင်းဝင်ပြီးရန်ပဲချောင်းကပင်လေလိုလှိုင်းကြီးလာတော့ရန်ပဲကူးသမျှရန်သူလေးဖောင်းမြင်းတွေလှိုင်းငယ်ပြီးအားလုံးတေးတာပေါ့ဆရာကြီးကအိုးအန့်ဆရာကြီးအံ့ဝယ်ကြီးပါခလားမောင်တို့ရေငါတို့ကတီရီခစ်တရာတို့တပေါင်းမင်းကြီးတာလင်ဖုံးကြီးတော်မင်းမှတ်တာအခုလိုကြားရတော့ပန်ထွားဘယင်မကြီးကပို့ပြီးတော့ဖုံးကြီးတကူကွာဒါအိုတီရီခစ်တရာကမတိနားမလဲပဲမိုက်ကန်းကန်းလာလာတိုက်နေတော့ဒင်းတို့မယားတွေမုတ်ဆိုးမှဖြစ်ကုန်တာပေါ့ဗျမောင်မဲကြီးကဘာတော့ဟာအိုးပုတ်ကြီးကတီရီခစ်တရာကမုတ်ဆိုးမတွေနေငါတို့ဗိတ်တနိုးကမုတ်ဆိုးဖို့တခုလက်တွေများတွေ့ကြညာကြရင်မီးကိုပွင့်နေမှာပဲဟင်ဟိုကလည်းဓာတ်ထက်တဲ့မိမတွေတဲ့ဟာငါလိုညားပြီးမှလဲလီခံရပြီးဗိတ်တနိုးရွာပြင်တင်းချိုင်းမှာအယိုးကြနေမယ်ငါတို့လည်းစဉ်းစားမယ်မထင်မောင်ကွာသူတို့ချင်းချင်းကြွားလိုက်မြောက်လိုက်ပြောလိုက်ပါတယ်မောင်ကာကြီးရဲ့ခမည်းဆရာကြီးပါလေခမည်းအဲ့ဒီစီတော်ကြီးကိုသွားကြည့်လို့ရလာရင်အမလေးလေးဆရာကြီးခမည်းစီတော်ကြီးကိုသွားကြည့်ဖို့နေနေတာတာစီတော်ကြီးထားတဲ့ဗဟိုစီတော်ဆောင်အနားကိုရောက်တာနဲ့ခမည်းရာဇဝတ်တင်ပြီးတော့အချင်းထောင်တွေကိုရောက်ချင်ရောက်အဲ့ဒီလိုမှမဟုတ်ရင်ခမည်းကိုကျုံရည်ထဲမှာငါးစာမိချောင်းစာကျွေးအဲ့ဒါမှမဟုတ်သေးရင်ကျုံကြောက်အောက်ပြစ်ချပြီးငွေစာကင်းစာကျွေးလိုက်ရင်လေအယိုးတောင်ကြမ်းမလားမသိဘူးဟုတ်လားမသိလို့ပါမောင်တို့ရဒါနဲ့မောင်တို့ရောအဲ့ဒါကြီးကိုမြင်ဘူးလားကွယ်ဟင်ကျုပ်တို့လည်းမမြင်ဘူးဘူးဗျဒါပေမဲ့လည်းတီရီခစ်တရာလာတိုက်ချိန်ကအတုလစီတော်ကြီးတီးတံမြည်တံကိုကြားရတယ်မိုးကောင်းကင်အနှံ့မြေပြင်အနှံ့ကိုဟင်းနေတာပဲဗျအေးဒါကြောင့်ပန်ထရာဘီရဲ့မကြီးဖုံးတကိုကြီးပေကိုခွေတာထုငါတို့မင်းတို့ဘယင်မကြီးအရှင်သခင်မကြီးပန်ထရာဘီရဲ့မကြီးတတ်တော်ရာကျော်ရှိပါစီဗျာအဲ့ဒီနောက်စကားဝိုင်းကိုတင်လိုက်ပြီးအတီးတီအိမ်ပြန်အိယာဝင်ခဲ့ကြတယ်အိယာပေါ်ရောက်တော့အိုးလို့ဆရာကြီးဥဝနီလက်ဝါးနှစ်ခုကိုပို့ရင်းနဲ့ဝမ်းသာနေတယ်လက်စားတတ်တော့ပန်ထရာဘီရဲ့မကြီးရဲ့လေးဝက်ချက်ကတကြားမင်းပေးတယ်မဟာအတုလရန်ပဲစီတော်ကြီးပဲကိုနောက်3ရက်ခန့်နေတော့ဆရာကြီးဌာနီကိုပြန်ခဲ့တယ်ဗိတ်တနိုးအိုးကုန်းသားတွေလေအိုးလုံးကြီးအစ်စ်မြတ်တက်ကိုတက်ကုန်ကြပြီလေဆရာကြီးပြန်တော့တပည့်တပန်းတွေကလမ်းမှာစားဖို့ထမင်းတော့ဘူးကားကြောက်တောက်ရည်ဘူးရွာထွက်ရာထွက်ပိန်းဥမြောက်ဥကျွေးဥငှက်ပြောပြားရည်တောစီးပင်တွေအသားကြောက်တွေတနင့်တဘောလက်ဆောင်ပေးလိုက်တယ်ရေစိမ့်မှလှိထွက်တော့ကမ်းပေါ်ကနေအော်ဟစ်နှုတ်ဆက်တန်းတွေကကြည်နူးဝမ်းသာဝမ်းနေစရာပေါ့တကယ်လို့မိမိကတီရီခစ်တရာအမတ်ချုပ်ကြီးရဲ့တာဝန်ပေးစီခိုင်းလိုက်တဲ့တရှိုးအထောက်တော်တာမဟုတ်ခဲ့ရင်ဟော်ဒီဗိတ်တနိုးမြို့တော်မြေမှာအိုးလုံငန်းအတက်ပညာနဲ့အသက်ထက်ဆုံးနေထိုင်ပြီးတော့ခေါင်းချလိုက်ခြင်းစမ်းပါပြီမောင်မင်းပြောတာတေချာရဲ့လားဝနေတေချာပါတဲ့အမတ်ချုပ်ကြီးဖေဟာကျွန်တော်မျိုးဒီအိုးလုံပညာရှင်အဖြစ်နဲ့
ဗိတ်တနိုးမြို့ပြင်မြို့တွင်သွားလို့ရတဲ့နေရာမှလူအများရဲ့ပြောစကားကလေပန်ထရာဘီရင်မကြီးမှာတရားမင်းပေးတဲ့မဟာအတုလရံပဲစီတော်ကြီးရှိတယ်ဒီစီကြီးကိုရန်သူတွေရံပဲချောင်းကိုဖျက်ကူးတာနဲ့တီးလို့ရေကြီးလိုင်းကြီးမုံတိုင်းဝင်တာမှန်ပါကြောင်းတနေ့တစ်မျိုးလုံးပြောကြပါတယ်အမတ်ချုပ်ကြီးဖေ။မောင်မင်းမဟာအတုလစီတော်ကြီးကိုမြင်ခဲ့ရလားမြင်မမပြောပါနဲ့ဖေ။နန်းတွင်နန်းမြင်နေရအနှံ့ခြေချလို့မရအောင်အဆောင်အယံတွေလက်နက်ကိုင်းတွေအများကြီးအထက်ထက်စောင့်နေကြပါတယ်အမတ်ချုပ်ကြီးနန်းမြင်စီတော်ဆောင်ကိုရောအဝေးကနေမမြင်ရဘူးလားမှန်ပါလုံုံနဲ့အကာအယံများတင်းတိမ်များနဲ့ကာထားပုံရပါသည်ဖေ။နန်းမြင်စိုးသည့်သဘောပဲအဝေးကနေမြင်ခဲ့ကြောင်းပါဖေ။ကောင်းပြီမောင်မင်းတာဝန်ကြီးပါလေရော့မောင်မင်းအတွက်စုတော်ငွေရွှေဒင်းကားများပါကျေးဇူးကြီးလာပါပြီအမတ်ချုပ်ကြီးဖေ။ဒီရဲ့ကြောင့်ဘသူမှမပြောနဲ့မှန်ပါလိုအပ်ရင်ခိုင်းပါဖေ။အေးငါမင်းကြီးကိုတင်လျှောက်ရအောင်မေမောင်မင်းပြန်တော့အိုးလို့ပညာရှင်ဖိုးဝင်တွေကိုပြန်လို့လိုက်ပြီးတော့အမတ်ချုပ်ကြီးကဒေါ်တပေါင်းမင်းကြီးထံတီးတန့်ဝင်ရောက်တွေ့ဆုံခစားပြီးတော့မိမိလျှို့ဝှက်ထောင်းလန်းခိုင်းလိုက်တဲ့အိုးစီယာဖိုးဝင်ရဲ့စုံစမ်းသိရှိချက်ကိုရှောက်တင်လိုက်ရောအေးငါတို့တွေးဆထားတဲ့အတိုင်းဖြစ်နေတာပေါ့ဒီအတိုင်းသာဆိုရင်တော့ပန်ထရာဘီရင်မအလွန်အစွမ်းထက်တဲ့ဂမ်ဘီယာစီတော်ကြီးရှိနေတာဆိုတော့ကျွန်တော်တို့တိုက်ရခတ်ချီပေါ်မင်းကြီးမှန်ပါဒီကိစ္စကိုကြံစားရမှာပါမင်းကြီးအမတ်ကြီးဘလို့များစဉ်းစားထားတော့ပန်ထရာဘီရင်မရဲ့တကိုးစွမ်းရင်ကြီးလာတယ်မဟာအတုလစီတော်ကြီးကိုမရမကဖြတ်စီဖို့မဖြစ်မနေလောက်ရမှာပါပဲမင်းကြီးဟုတ်ပြီပေါ့အမတ်ကြီးဆက်ပါအောင်ဖျားကျွန်တော်မျိုးတို့တင်းတို့နန်းတော်ကိုဖောက်ဝင်နိုင်မယ်နီးတနည်းတော့ရှိပါတယ်မင်းကြီးဖျားကျွန်တော်မျိုးစုံစမ်းထောက်လန်းသူများရဲ့အစီရင်ခံချက်အရာပန်ထရာဘီရင်မကြီးရဲ့ဖခင်နန်းဦးရသေးအိုကြီးထံကိုတိရိခတ္တရာကနေရဟန်းတို့တစ်ပါးလွတ်ပြီးရသေးကြီးကိုအယုံသွင်းပြီးနန်းတွင်ဝင်လို့ရအောင်ကြိုးစားပါမယ်ဘယင်မောက်ကိုလည်းပေါင်းတင်ချင်းကပ်ပြီးပိုင်လောက်တော့မှစီတော်ကြီးကိုပရိယေဆင်းလို့ဖျက်ဆီးရမှာပါပဲမင်းကြီးဒီအတုလရံပဲစီတော်ကြီးအသားမမြင်ရင်မိုးကြီးလေကြီးများမကြနိုင်တော့ပါဘူးဒါမှသာတိရိခတ္တရာတက်ကအလွဲတကူဝင်ရောက်တိုက်ခိုက်သိမ့်ပိုက်နိုင်မှာပါဖေယားဖြစ်နိုင်မှုတေးကြရဲ့လားအမတ်ကြီးဖြစ်အောင်စူးစမ်းမှပန်ထရာပီကိုရမှာပါဖေယားအေးစူးစမ်းကြကွယ်ယူနို့မဟုတ်ရင်ကျွန်တော်တို့တိရိခတ္တရာကိုတခြားပြူတို့ကပါမလေးမခန့်ဖြစ်ကုန်မဲ့အမတ်ကြီးစိတ်ချတော်မူပါမင်းကြီးအမတ်ချုပ်ကြီးကဒေါ်တပေါင်းမင်းကြီးရဲ့နန်းတော်ကပြန်လာပြီးဥစွာလက်မရော့ထောင်မူကြီးကိုဆင့်ခေါ်လိုက်တယ်ထောင်မူကြီးကအမတ်ချုပ်ကြီးရှေ့မှာဒူးထောက်ခါစားရင်းနဲ့အမိန့်ရှိတော်မူပါဖို့မင်းအကျဉ်းထောင်မှာအလိမ်အညာပညာပိုင်းမှာကျွမ်းကျင်သူရှိသလားမောင်မှုကြီးမှန်မရှိကြောင်းပါဖယားနောက်တစ်ချက်တခုအတက်ကျွမ်းကျင်သူတွေရောရှိသလားတဲ့ရှိကြောင်းပါဖယားမင်းကောင်နေမြမြစွမ်းသရုံမောင်မင်းလူလိန်ငဆွဲဆိုတာအပြင်မှာလေအမျိုးပေါင်းစုံလေးနဲ့အမှုများလာပါဖို့ထောင်သွင်းအကျဉ်းချထားတာတောင်ထောင်ကြချင်းချင်းပြန်လိမ့်နေလို့မကြာခဏခေါ်ပြီးရိုက်နဲ့ဆုံးမရတာတင်းကျော်မှာအရှိုးထပ်နေပါတယ်ဖယားဟုတ်ပြီတခိုးကရောတဲ့တခိုးငဆန်နဲ့ငတိန်ဆိုတဲ့ကောင်ကတော့ရွာရဲရောမြို့ရဲရောအမျိုးမျိုးကျွေးနွားကြက်ငှက်ဥစ္စာပါမကျန်ခိုးရမှာကျွမ်းကျင်တဲ့တခိုးတွေပါဖယားအိမ်မြင့်ဖြစ်စီလုံအောင်ကာယံထားသည်ဖြစ်စီကြောင်စီထိုးထားပြီးအလားပေါ်ပါစွာတက်ရောက်ခိုးယူပြန်စင်းလုံနိုင်တယ်လို့လက်လက်မျက်လက်အတက်နဲ့လိန်ရမ၎င်းကျွေးနွားများကိုပိုင်ရှင်ကိုယ်တိုင်ပြန်မမှတ်မိအောင်နွားရုပ်ဖြက်၍လိန်ခိုးတဲ့နေရာမှာသူမတူအောင်ကျွမ်းကျင်သူပါဖို့သို့တော်ရာဇဝတ်ပေပြေးမလွတ်တော့ထောင်သွင်းအကျဉ်းချလို့အလုတ်ကျမ်းများခိုင်းထားရပါသည်ကောင်းပြီထောင်မှုကြီးအဲ့ဒီတခိုးနှစ်ယောက်ရဲ့လူလိန်နှစ်ယောက်ရဲ့ကိုအခုချိန်ကစပြီးကောင်းမွန်စွာရေမိုးတန့်စင်ဝတ်ကောင်းဝတ်သက်များဝတ်ဆင်စေပြီးငါထံကိုမနှက်ပြမနှက်အရောက်ပုတ်ရာဇဝတ်သားများပါဖို့သင်တို့ပြစ်ဒဏ်မစိသေးပါဘူးဖို့ငါသိတယ်ငါဒီလိုလောက်တာကိုငါတောင်းဝင်ရှူတယ်ငါရှေ့ကိုသာမနှက်ပြမနှက်အရောက်ပုတ်ဖို့စီစဉ်ဒါအမိတ်မယ်မှန်ပါအမြန်စီစဉ်ဆောင်ရွက်ပါမည်ဖို့ဖေဟာထောင်မူကြီးပြန်သွားချိန်မှာမြို့သားတအုပ်ကလူရွယ်လူသက်ဖြက်ဖြက်လက်လက်ရှိရန်သူတအုပ်ကိုခေါ်ပြီးတော့အမတ်ချုပ်ကြီးထံကိုရောက်လာတယ်အမတ်ချုပ်ကြီးမြို့သားဒီတငယ်ရဘသူတုံးဟဲ့မှန်ပါအမတ်ချုပ်ကြီးရှာခိုင်းထားတဲ့ပြင်ဆနာ6ပါပရိယေဝစ္စနာမှာလိမ္မာရေးချရှိတော်လူရွယ်ပါအမတ်ချုပ်ကြီးဟုတ်လားမောက်နာမယ်ပတ်သို့ခေါ်တော့ငရှန်ဆလို့ခေါ်ပါဖို့ငရှန်ဆမှန်ပါဖို့ငရှန်ဆဆိုသူအသားဖြူဖြူရုပ်ရည်တန်တန်လူတွေကလက်အုပ်ချီပြီးပြန်ပြောတယ်မောင်ငရှန်ဝစ္စနာ6ပါဆိုတာသိသလားဟဲ့သိကြောင်းမှာဖို့သိရင်ပြောစမ်းမောင်ငရှန်ဝစ္စနာဆိုဒီမှာစကားဆိုခြင်းစကားဟောခြင်းပြောခြင်းပညာလို့ခေါ်ပါတယ်ဖို့ဝစ္စနာကရစကားကိုနားထောင်ရင်ဝစ္စနာကုသလစကားအရာမလိမ္မာခြင်းဝစ္စနာကျမစကားကိုအစဉ်လိုက်ဆိုနိုင်ခြင်းဝစ္စနာခပ်ပသူတစ်ပါးကိုစုံမစကားဆိုရမှခန့်ထဲခြင်းဝစ္စနတ္ထစကားဤအနတ္တရာဤအနတ်ပါဠိတော်ဤအနတ်ဝ
ဝိဂျိုအနက်ကိုရှင်းပြဟောပြောနိုင်ခြင်းဝိဇနပစ္စည်းတကစကားကိုလိုရာအရောက်မှာအသုံးတက်ခြင်းစတာတွေဖြစ်ကြောင်းမှာဖို့ဟုတ်ပြီပေါ့အမတ်ချုပ်ကြီးကလူရဲမောင်ငရှန်နေအတန်ကြာမေးမြန်းစကားဆိုလို့ပညာကိုစမ်းသပ်နေလိုက်တယ်မောင်ငရှန်ဖိုးဖေရရဟန်းကျောင်းဘယ်နှမျိုးရှိတယ်လဲကွင်မမရဟန်းကျောင်း10မျိုးရှိတယ်လို့သင်ကြားသိရှိရဘူးပါသည်ဖိုးအရာတွေကတော့အမိုးအကာအခင်းတို့ဖြင့်စိတ်ငြိမ်းရမှာစောက်လို့တော့ကြောင်းတောရကျောင်းရွာနီးချုပ်ဆက်တောငယ်မျိုးကျောင်းတစ်တပင်ဝါတပင်အောက်ကျောင်းတောင်မော်တောင်ဆောင်တောင်သားရရှိသောကျောင်း6ကျောင်းတာယာသောကပယံရှိတဲ့ကျောင်းနံပါတ်6ကတော့တောကောင်ဥမင်လှိုင်ကိုကျောင်း9တင်းငိန်တုတ်တန်ရှိကျောင်း10တောဟုတောနေရွာဝေးရွာခေါင်တောကြီးတဲ့ရှိသောကျောင်းနံပါတ်9လွေမြင်လဟာပြင်ရှိနေတဲ့ကျောင်း10ကတော့ကောက်ရိုးပုံမြက်ပုံလက်ကောင်းအုံသောကျောင်းရည်လို့ကျောင်းအမတ်ပြုတ်အမျိုးအစား10မျိုးရှိတယ်လို့သိရဘူးပါတယ်ဖိုးဟုတ်ပြီပေါ့ကဲကွယ်ရှဟန်းတို့မမေ့အပ်တော့အရက်ဘယ်နှပါရှိတယ်လဲသိလားဟဲ့သိချောင်းမှာဖိုးကိုလူကအမတ်ချုပ်ကြီးမိသမျှကိုဖြေနိုင်နေလို့မျိုးစားကြီးလဲပြုံဖြစ်လို့ကြည့်ရတာအမတ်ငယ်အဖြစ်များသူကောင်းပြုတ်ကျင်လို့လားမဟာဒံဝန်နောက်လိုက်များခန့်ညင်လို့များလားသိရင်ပြောပါအောင်မောင်ရှန်မှန်ပါရှဟန်းတို့မမေ့အပ်တော့အရက်3ပါရှိပါတယ်ဖိုးပထမအဘိဇာတဌာနမွေးဖွားအရက်ပါဖိုးဒုတိယပပ္ပေစီကဌာနရှင်ယဟန်ပြုရာအရက်ပါတတိယကတော့အမိဂမဌာနတရားထူးရရာအရက်လို့ဆိုပါတယ်ဖိုးဟုတ်ပြီပေါ့ဗျာဒါနဲ့ယဟန်ဝေ6ပါးရော်တည်သလားကွယ်တိเจ้าမှာဖိုးပြောပါအောင်မောင်ငရှန်ကမေးသမျှကိုဖြေနိုင်နေယဟန်တို့စုံငံကျွဲရမကြွရမဝင်ရတဲ့နေရာတွေယဟန်တော်များမစားရတဲ့အသားကြီး10မျိုးမှသည်တီလာကောင်းရေးဆက်ချ9ပါးတီလာ10ပါးတီလာမှသည်ယဟန်တို့သိရသောပညာရက်တို့ကိုအထူးမေးလေတော့မောင်ရှန်ကလည်းအကုန်ဖြေနိုင်နေမောင်ငရှန်ဖရဖိုးမောင်ယဟန်ဝတ်ဖူးသလားမဝတ်ဖူးသေးပါဝတ်ခဲ့သည်ရှိသောတည်ထားရအောင်လူပြန်တော်ပညာရှိများထက်မှမေးမြန်းလေးလာထားတာပါဖိုးဟုတ်ပြီမင်းကနှစ်သက်သဘောကျသွားပါပြီကိုင်းမျိုးစားကြီးအမင်းရှိပါအမတ်ချုပ်ကြီးမောင်ငရှန်ကိုကျုပ်တီးတန့်မွေးမြူအထူးတာဝန်များပေးเสียရှိတယ်သူ့ကိုထားခဲ့ပြီးမျိုးစားကြီးပြန်နိုင်ပါပြီကျေးဇူးပါအမတ်ချုပ်ကြီးမျိုးစားကြီးပြန်တော့မှအမတ်ချုပ်ကြီးကမောင်ငရှန်ကိုရင်းနှီးပွင့်လင်းစွာဖွင့်ဆိုတိုင်ပင်တာဝန်ပေးရန်ပြောခဲ့တယ်မောင်ငရှန်ဖိုးဖေငါတို့တီတီခက်တရာမှာစည်းစွာသောဂုံတိတ်ခါကြဆင်းရတဲ့အရေးတော်ပုံကြီးပေါ်ခဲ့ရတယ်မောင်မင်းကြားဘူးလားအမိန့်ရှိပါဖိုးငါတို့တီတီခက်တရာတက်တော်ကြီးဟာဗိတ်တနိုးကို2ကြိမ်တိုင်စစ်ချီတက်တိုက်ခတ်ရမှာအမတ်ကြီးဟာရန်ပေချောင်းရဲ့အဖြစ်ဆိုမှသည်ပန်ထရာဘီရင်မရဲ့ဂမ်ဘီယာမဟာအတုလာစီတော်ကြီးစွန့်ရင်တကိုကြီးထွားပုံအကြောင်းစုံကိုရှင်းပြတယ်ငါတို့ဗိတ်တနိုးကိုရောပန်ထရာကိုရောလက်ရသိမ်းနိုင်မှမင်းကြီးတို့တပေါင်းရောတီတီခက်တရာရောဂုံတိတ်ခါရှိမိန်အရေးကြီးတာကပန်ထရာဘီရင်မရဲ့အတုလာစီတော်ကြီးပဲအဲ့ဒီစီတော်ကြီးကိုဖျက်ဆီးဖို့အတွက်မောင်တို့ကိုအထူးတာဝန်ပေးလို့တယ်အမိန့်ရှိပါဖိုးဒီလိုဖြစ်ပါမလားဖိုးဖေရဖြစ်အောင်လုပ်ရမှာပေါ့မင်းကိုကူညီဖို့ငါလူစွာရှိသူတွေကြိုရှာထားပြီးပြီပန်ထရာဘီရင်မကလုံးဝအညံ့မခံဘူးပန်ထရာဘီရင်မအညံ့ခံအောင်လုပ်ဖို့ကဒီနည်းပဲရှိတယ်အောင်မြင်ခဲ့ရင်မောင်ကိုကြီးစွာတူကောင်းပြုမှာပါငါတို့တီတီခစ်တရာအတွက်မောင်မင်းစွန်စားရင်းမှာမဟုတ်လားအကယ်၍မောင်မင်းဆုံးရှုံးခဲ့ရင်လေမောင်မင်းရဲ့မိဘမောင်မတွေကိုမစင်းရဲရအောင်ငါတို့အသက်ထက်ဆုံးစောင့်ရှောက်သွားမှာပါမောင်ငရှန်နောက်ဆုံးမောင်ငရှန်စခေါင်းငိမ့်လိုက်တော့တယ်ဟုတ်တယ်လေကျွန်တော်မျိုးမလုပ်ချင်ဘူးလို့ခုနေညင်းဆန်ကြည့်ပါလားနိုင်ငံတော်ရဲ့ဒီထိတ်တန်းလျှို့ဝှက်အစီအစဉ်ကိုတည်သွားပြီးဖြစ်တဲ့သူ့ကိုရွှေနန်းတော်တွေကအသက်ရှင်လျက်ပြန်လော့မာတယ်လားညင်းဆန်ရင်တည်တန်းခေါင်းငိမ့်ရင်ရွှေတင်းကရာထူးဌာနန္တရနောက်နေ့များမှာတော့လူသူမနီအရက်ရှိလျှို့ဝှက်အတော်ကူကြီးတစ်ခုအတွင်းမှာမောင်ငရှန်စရဲ့ထောင်ထွက်လူလိန်တခိုး3ဦးရဲ့ပညာရှိပုံနာကြီးတို့အမတ်ချုပ်ကြီးတို့ရဲ့ကလျှို့ဝှက်အတော်အတက်ပညာမျိုးစုံတို့ကိုတင်ကြားကြရတယ်ဘေးရင်ပညာလေးတင်ကြားကြရတယ်အင်းရတက်ဆေးရတက်မန္တန်အတက်တို့ကိုလည်းတင်ကြားတယ်ခန့်အင်းတိုက်အင်းဖြတ်အင်းပယောကအစီအရင်ကောင်းကင်နက်ခတ်ဂျိုးနေဂျိုးသွားအတက်တို့ကိုလေးလာတင်ကြားခဲ့လိုက်တယ်အချိန်အတန်ကြာတော့လေးဦးသားတို့ကတရှို့တို့တက်အပ်သောဖြူဟာနီးပညာတွေသာမကတကယ်ကိုသုံးစားလို့မရတဲ့ပညာတွေအလုံးစုံတက်မြောက်ပြီးတော့ဗိတ်တနိုးရှိရာအရက်ကိုခရီးထွက်ဖို့ပြင်ဆင်ကြတော့တယ်တနေ့နနွင်းစိုးတင်ငန်းဝတ်ထားတဲ့ရုပ်ရည်တန့်စင်တဲ့ရဟန်းတစ်ပါးရဲ့ကပ္ပိယလူရွယ်2ဦးရဲ့လက်ရမြောက်တောင်းပလုံးစကောစကားတွေထိုင်းရွက်လွယ်ပိုးလာတဲ့လူတယောက်တို့ကရံပယ်ချောင်းကိုကူးပြီးတော့ဗိတ်တနိုးမြေကိုရောက်ရှိလာခဲ့တယ်လူရွယ်2ဦးကလည်းတန်တန်ပြန်ဝတ်စားလို့ခေါင်းပေါ်မှာလည်းပြူရောင်ကိုအကြအနထုံးချထားတယ်သူတို့2ဦးလက်ထဲမှာဝင်းဝင်းတင်းတင်း
ငပြောကိုင်းကြီးရတခိုင်အရင်ရွှမ်းနဲ့တစ်တီးရတချင်းနှုတ်ခဲနဲ့လှုပ်ထားတဲ့မုံတရီစာတွေစီထောဘတ်အိုးတွေလည်းပါကြလေတယ်ရေခင်းရေစိတ်ကသူတို့ကိုထုံးစံအရာအဝင်းမမေးတာပေါ့ကိုတော့ဘယ်အရက်ဒေတာကြွလာပါတလဲဖះတကောင်းပြည်ကကြွခဲ့ပါသည်တကားကိုတော်နဲ့မြည်သူများပါပါသည်ဖះဟောဟိုနှစ်ဦးကကျွန်ုပ်ရဲ့ကပ်ပီယာနှစ်ဦးပါတကားဘယ်ဟိုသွားရင်ဖြစ်ပါတလဲကိုတော်ဗိတ်တနိုးမျိုးရှိနန်းဦးချောင်းရှင်ရသေးကြီးထံဖူးမြော်ရန်သွားမှာဖြစ်ပြီးជីညိုလေးစားပွဲကောင်းတဲ့ဗိတ်တနိုးဆရာအရှင်ကိုဝတ္ထုပစ္စည်းများနဲ့ပူဇော်မှလဲတကြောင်နန်းဦးဆရာအရှင်ရဲ့ဆုံးအမကိုခံယူလိုသည်လဲတကြောင်နဲ့ခရီးသွားလာခြင်းမှာတကားကြီးကောင်းပါပြီကိုတော်ပါလာတဲ့ပစ္စည်းတွေကိုတော့ခဏမျှစစ်ဆေးခွင့်ပြုပါကိုတော့စစ်ဆေးပါတကားကြီးရေစိတ်အကောက်ဌာနကကပ္ပိယလူရွယ်နှစ်ဦးနဲ့ပါလာတဲ့ပစ္စည်းတွေကိုစေးစေးဆက်ဆက်စစ်ဆေးပြီးသွားဖို့ခွင့်ပြုလိုက်တယ်အဲ့ဒီနောက်တောင်းပလုံးစကောစကားနဲ့လူရွယ်ကိုထုံးစံအတိုင်းစစ်ဆေးမေးမြန်းနေနာမည်ဘလို့ခေါ်တော့ငညဲလို့ခေါ်ပါတယ်ဒီပစ္စည်းတွေကရောက်မို့လားဟုတ်ပါတယ်မင်းကဘဲအရက်သားတော့ပရက်ချေကပါဗျအရင်ပိတ်တနိုးကိုလာဘူးလားအဖေနဲ့ဈေးအောင်ရင်းငယ်တုန်းကရောက်ဖူးပါတယ်ဒီဝါးတွေကမောင်မင်းပစ္စည်းများလားဟုတ်ပါဗျကိုယ်တိုင်ရက်လို့ရောင်းတာဗျဒီမှာဘလောက်ကြားမတော့ရောင်းကုန်ပစ္စည်းကုန်ရင်ပိတ်တနိုးကကုန်များမွေးရမှာလက်ရောင်မို့ဝယ်ဖို့ဖြစ်တဲ့ဗျဒီပစ္စည်းတွေပြစံရေးစိတ်အကောက်ကကင်းလွန်ပစ္စည်းဟုတ်မဟုတ်စစ်ဆေးကြတယ်ကျင်းနှံအောင်စစ်ဆေးပြီးမှဝင်ခွင့်ပြုလိုက်တယ်ငညက်ဗျာမောင်မင်းပြန်ရင်ငါတို့ရေးစိတ်ကိုပြောပြီးပြန်မှန်ပါဗျအရှိရယဟန်နဲ့ကပီယနှစ်ယောက်ကတုတ်တုတ်နဲ့သွားကြတယ်နောက်ကစကောစကားတဲ့ကတဘိုးတန်းကြီးနဲ့လိုက်လာတယ်အဲ့ဒီမှာလဲချမ်းကြီးတစ်စင်းဟဲ့မောင်းနေတဲ့နဲ့မြင်လို့ကပီယနှစ်ဦးကလက်ပြတားလိုက်တယ်နောက်ကြီးဗိတ်တနိုးများသွားမယ်ထင်ပါဗျဟုတ်ပါဗျမြို့ထဲတော့မဟုတ်ဘူးမလန့်မကန့်မှာနေပူလုံးလို့ပါနောက်ကြီးရဲ့ငါတို့ကိုတော်ခရီးပတ်လို့ငါတို့လဲကြောင်လိုက်ပြရစီသာအဖိုးအခလည်းပေးမှာပေါ့နော်မလိုပါဘူးဗျကိုတော်ရှင်ပါနေမှတော့ကြွပါကိုတော်လဲဘော်ကိုကြွပါဝမ်းသာရပါတကားဝမ်းသာရပါကိုတော်ရောကပ်ပြရပါလဲဘော်တက်တုံးမှာပဲပြို့လဲဆရာကြီးရပ်ပါဦးမြစကောစကားရောင်းသမားကအထန်းကြီးနဲ့အပြေးလိုက်လာပြီးတော့ကျုပ်လဲကြုံလိုက်ပြရစီလားဗျာဟွန်းနေရလဲပူပြင်းမောကလည်းမောပါဗျာနော်နေပစ္စည်းကအများကြီးဒီမှာရှင်းနေပါတယ်ခြေချင်လိုက်ခဲ့တော့စမ်းဥစ္စာလိုက်ပါစီလားလဲတကမဖြစ်ဘူးကိုတော့ဒီဈေးတွေကအပေါက်ဆက်လေးများတာဖေဟာအမေအမြန်လဲထုတယ်ဖေဟာဒင်းတို့ဈေးတွေလဲပေါ်ပါရင်ကို့နွားကိုမမောင်းရအောင်တင်းတို့မေးသမျှကိုဖြေပြနေရတာနဲ့ပါဇက်ကအမြုပ်ထွက်ရောဖေဟာရှာရှည်မသားတွေနေမှာပေါ့နောင်ကြီးရဲ့ဟုတ်တယ်နောင်ကြီးပြီးတော့လဲကြုံသာလိုက်တာဒင်းတို့ပစ္စည်းတွေကြတပြားတစ်ချက်မလျှော့ဘူးဗျဈေးတယ်ဆိုတော့အမျက်ပဲတွက်တာဟုတ်ဗျနောင်ကြီးထံကရေတောင်းမတောင်းရင်တောင်းသူတို့ကအရှုံးပေါ်တယ်လို့ထင်ပါဗျဟုတ်ပါဗျဈေးတယ်မှလူညာလူဈေးပဲဖြူဟဲ့သားတို့ဟဲ့ပြေးလဲဟဲ့လဲချမ်းကြီးကမြေးလမ်းမပေါ်မှာအတော့ပြေးနေတယ်ကပ္ပိယနှစ်ဦးကခေါင်းကိုပိုင်နဲ့ခေါင်းကိုအုပ်ထားတယ်ဖောင်လုံးတချို့ကလည်းနောက်ကနေမှတ်မိတမိပြေးလိုက်လို့တကားဗိတ်တနိုးကနန်းဦးချောင်းရှင်ရတိကြီးများတိပါသလားကွယ်ဗိတ်တနိုးနန်းဦးချောင်းရှင်ရတိကြီးကပန်ထရာဘီယမာကြီးရဲ့ဖခင်ပါဖေဟာပန်ထရာမှာတော့အသိပညာဘဟုတုတနှံ့ဆက်လိမ့်ပါပြီးမင်းမှုတန်းများကိုးကွယ်တဲ့ရှင်ရတိကြီးပါဖေဟာဘယင်မာကြီးရဲ့ဖခင်လားမှန်ပါတယ်ဖေဟာဘယင်မာကြီးဖုံးတကူကြီးသလိုနန်းဦးရှင်ရတိကြီးကလည်းဩစာကြီးပါတယ်ဖေဟာသဘောတကားရလဲကောင်းပါဖေဟာကိုတော်တို့ကဘေးကြွမှာတော့နန်းဦးရှင်ရတိကြီးကိုဖူးမြော်ခြင်းလို့ပါကောင်းတာပေါ့ဖေဟာနန်းဦးရှင်ရတိကြီးကယဟန်တန်ကားများဆိုတဲနေရပေးတယ်စွန်ရီကုံရီနေရီထိုင်ရင်ပူစရာမလိုပါပဲဖေဟာရွာသူရွာသားမြို့သူမြို့သားတွေလေအမြဲဆုံးမှဩဝါဒပေးတာဗျဒါနဲ့ပန်ထရာဘီရင်မကြီးဖုံးကြီးတယ်ဆိုတာဘလို့ကြီးတာတော့ဦးစင်းတို့ကအဝေးမှနေတော့တဲ့တဲ့ပဲကြားဘူးလို့ပါအိုးကိုတော်နဲ့ပန်ထရာဘီရင်မကြီးမှာတကြားမင်းပေးတဲ့မာအတုလစီတော်ကြီးဆိုတာရှိတယ်တခါမှတီရီခက်တရားမင်းနေပြီးတော့ကတက်သားတွေပန်ထရာကိုအလုံးအရင်နဲ့လာတိုက်တယ်ဗျဟုတ်လားဒင်းတို့ရံပယ်ချောင်းတောင်ကြောလို့မရဘူးဖေဟာပစာကြောက်တော့လဲတကာရေပြောပါဦးပန်ထရာဘီရင်မကရန်သူတွေရံပယ်ချောင်းကိုကူးနေတာကြားလဲကြားရောတကြားမင်းပေးတဲ့မဟာအတုလစီတော်ကြီးကိုတီးခတ်လိုက်တာပဲနေဗျအံ့ဩစရာကောင်းလိုက်တာမိုးတွေလေးတွေချက်ချင်းကြမိုးကြိုးတွေပြတောင်ပေါ်ကရေလုံးကြီးတွေတဝဝတဝုံဝုံနဲ့ရံပယ်ချောင်းထဲဝင်အိမ်လုံးမကနှိုင်းလုံးတွေဖြစ်ပြီးရန်သူတီရီခစ်တရာရဲ့တက်တွေကိုဖုံးလွှမ်းသွားတာလေးဗျဟောဟိုရံပယ်ချောင်းရေဆက်မှာရောတပင်ခြုံညားမှာပါအလောင်းတွေရောမြင်းတွေရောဖွေးနေတာပဲလက်ရာရောတောခွေးတွေရောမစားနိုင်တော့အောင်ပါပဲဖေဟာနောက်တစ်ချိန်လာတိုက်သေးတယ်ဘဲရမတော့လေပန်ထရာဘီယမာကြီးအတုလာစီတော်ကြီးတီးလိုက်ရောပထမတစ်ခါလိုပဲရံပယ်ချောင်းဟာပင်လေလို့ဖြစ်
လှိုင်းကြီးမိုးလီကြီးပြီးတော့ဒင်းတို့ကိုတုတ်တင်ပြက်လိုက်တာပါပဲဗျအံ့စရာပဲနော်လှဲစရာဒါဘောနှောင်ငယ်တို့ရပန်ထွားကိုဘလို့ရန်သူမျိုးမှဝင်လိုက်လို့မရဘူးလေဘယင်မကဖုံးအလွန်ကြီးတယ်ကိုတော်တို့ဟိုရှိရမြင်ရတာဗိတ်တနုမြို့တော်ကြီးပနန်းဦးရှင်ရတိကြီးဟာမြို့ရဲ့အစွန်တိုက်ကျောင်းမှာကျောင်းထိုင်ပါတယ်ဖေဟာဒီရနေတာသွားပါဖေဟာရော့လဲစရာလဲစည်းကားပေါ့ဗျာနေပါစီနောင်းငယ်ရမယူပါဘူးဗျာယူပါဗျာနောက်တစ်ချိန်လာတိုက်သေးတယ်ဘေးရမှာတော့လေပန်ထရာဘီရင်မကြီးအတူလာစီတော်ကြီးတီးလိုက်ရောပထမတစ်ခါလိုပဲရံပယ်ချောင်းဟာပင်လေးလိုဖြစ်လှိုင်းကြီးမိုးလေကြီးပြီးဒင်းတို့ကိုတုတ်တင်ပြစ်လိုက်တာပဲဗျအံ့စရာပဲတော့လှဲစရာဒါဘောနောင်ငယ်တို့ရသူတို့သုံးဦးလှဲပေါ်အဆင်မြို့တကားဝင်းကြီးကနေအစစ်ဆေးခံပြီးတော့ဗိတ်တနုမြို့ထဲကိုဝင်ခဲ့ကြတယ်ဗိတ်တနုမြို့ကြီးကတဲသားရပဲကိုပေပင်တွေဟာနေရအနှံ့မှာမြင်ရတယ်ထနောင်းမင်းကြီးတွေကလည်းလမ်းတွေရဲ့ပညာမှာတန်းစီပေါက်နေကြပြီးတော့ဂျိုးကူတန်သားသားနဲ့လှလိုက်ပါပြီတနေ့အင်းကြီးပင်မမြင်ရပဲအင်းကြီးပန်းရနံ့တွေကမှုှေးကြိုင်လို့လူတွေကလည်းပြိုတွေပြီးအရက်ကြီးတွေကလည်းမြင့်မြင့်မာကြားထွားရှင်အုပ်ကျယ်ကြီးတွေနဲ့ခန့်တန့်ကြီးတွေမိမသားတွေကလည်းဖြူဖွေတောင်းတင်းတန်ပြန်တွေပြောင်လက်တဲ့ကြောက်ပတိတွေရောင်စုံပတိစည်းတွေကိုတီးပြီးလဲမရောလက်မရောဆင်ထားကြတာလှမလှပဲတယောက်နဲ့တယောက်တွေ့ရင်လက်မောင်းကိုကင်ပြီးဦးညွှတ်လို့နှုတ်ဆက်ကြတာတဲရင်ကြီးတယ်ဈေးကြီးကလည်းရောင်းဝယ်သွားလာတွေနဲ့စီကားလိုက်တာအတီးအနံသားငါကလည်းလက်ဆက်နဲ့ပေါ်မှာပေါ်ပဲဒီလိုနဲ့သူတို့မျိုးစုံဖျားကပေပင်တွေရှားပင်ထနောင်းပင်တွေဝိုင်းနေတဲ့ကုန်းညိုးပေါ်မှာရှိတဲ့နန်းဦးရှင်ရသေးရဲ့အုတ်ကျောင်းဝိုင်းကျေးလေးကိုဝင်လာလိုက်တော့တက်ခောက်ဆိုးရသေးအိုကြီးတပါတပြက်လဲနေတာကိုမြင်ရလို့ရဟန်းမျိုးပါဝင်၃ယောက်သားမြေပြင်မှာဒူးတုပ်ရှစ်ခိုးကြောကြတယ်ရဟန်းပြူရဲ့တွင်ပြင်ကနန်းဝင်းစိုးတင်ကန်းနဲ့ဦးပြီးပြောင်နဲ့စာဒူးပြမနာတက်ခောက်ဆိုရသေးတို့နဲ့အသွေးမတူခန့်တန်တရံလေးမောင်ရဟန်းတို့ကဘယ်ဟာကြွလာကြတော့တကောင်းရက်ကကြွလာပါသည်စီဟာအရှင်ရသေးဘသူကိစ္စရှိလို့တော့ကွယ်နာမည်ကျော်ဗိတ်တနုရွှေမြို့တော်ကြီးကိုလည်းရောက်ဖူးကျင်တာတချောင်းဗိတ်တနုနန်းဦးရသေးအရှင်သူမြတ်ကြီးရဲ့ပညာဂုံသတင်းကလေးတကောင်ပြူနေများတိုင်ပြန့်ကျော်ပါသဖြင့်အရှင်ရသေးသူတော်စင်းကြီးအားလည်းဖူးမြော်ရင်လောကနီတီလောကီလောကုတ်တရားပညာတိများကြားနာမှတ်သားနာယူလိုပါ၍လာရောက်ရခြင်းပါဖေဟာမောင်ရဟန်းရဲ့ဘွဲအမိကရောဘလို့ခေါ်တော့ရှင်ပုံညလို့ခေါ်ပါတယ်ဖေဟာဗိတ်တနုရှင်ရသေးကြီးရောမြင်ဘူးလားမမြင်ဘူးသေးကြောင်းပါဖေဟာကျုပ်ပဲမောင်ရဟန်းအိုးဝမ်းသာလိုက်ပါပြီအရှင်ရသေးကြီးဖေဟာဝမ်းသာလိုက်ပါပြီဖေဟာအရှင်ရသေးကြီးရဲ့ဗိတ်တနုမြို့တီတဲ့ပညာကုံတဲ့တို့ကတော့မိုးမြေအနှံ့ကြောစောပါပြီတဲ့ဖေဟာတပည့်တော်ငယ်ရွယ်သူတို့အားတားတပေအရင်မှတ်ယူ၍ဆုံးမတွင်တင်ပါဖေဟာရှင်ရသေးထံကဗိတ်တနုကျမ်းဗျမနာကျမ်းတို့ရဲ့နတ်နေသောပညာတို့ကိုလည်းဝေငှတင်ပြီးတော်မူပါဖေဟာဖျားတပည့်တော်တကောင်းပြည်ကိုပြန်ရောက်ပါကနိတိစရဏတရားကောင်းတရားမြတ်တို့ကိုပြန်ပွားရန်အလို့ငါသွန်သင်ဆုံးမလမ်းညွှန်တော်မူပါဖေဟာအရှင်ယတိမြတ်ကြီးအတွက်တကောင်းပြည်ထွက်စားပွဲခဲပွဲဘောစင်များကိုလေလှူဒန်းမှသည်လက်ခံတော်မူပါဖေဟာတာဓုကျောင်းတော်ကြွားကြစို့ကျောင်းပေါ်ရောက်တော့ဗုဒ္ဓရုပ်ပွားစင်းသူတို့အားရှစ်ခိုးကြော့ပြီးပါလာတဲ့ပစ္စည်းတွေကိုစက္ကန့်လှူဒန်းကြတယ်ကျောင်းသားဘုံကြီးဖေဟာရှိပါဖေဟာဟောဒီလူပွဲတွေကိုနေရာတကြထားဒီမှာအာဂန်တို့တွေလာတယ်ဟောဒီရှင်ပုံညောကိုတပားเจ้าမှာနေရာချသူကပိယတွေကိုလည်းနေရာထိုင်ခင်းတွေတီးတီးချပြီးမှန်ပါဖေဟာနောက်နေ့များမှာအာယုံဆုံးပို့ထားကြမှန်ပါဖေဟာကိုင်းရှင်ပုံညတို့ရေမိုးတန့်စင်ပြီးအနားယူကြအောင်နောက်နေ့များမှာဆုံးခံလိုက်ကွယ်မှန်ပါဖေဟာကျုပ်တို့ဗိတ်တနုမြို့သူမြို့သားတွေကတရားသီလကောင်းကြပါလေစွန်ကွန်ကိစ္စလိုလေသေးမရှိပြေဆုံးကြပေါ့မှန်ပါဆရာအရှင်မြို့ထဲကိုဆုံးခံကြွတော့မှမြို့သူမြို့သားရဲ့ဒါနကိုမောင်တို့သိရမှာပေါ့ကွယ်မှန်ပါဆရာအရှင်မောင်ရဟန်းတည်ကျနာရှိတာကိုတော့စွန်းစားပြီးရင်မေးလေကွယ်ညဘက်နဲ့အာယုံဝတ်တက်တာတော့ကျောင်းကြီးဘောကဖျားခမ်းမှာအုံမောက်ခောက်ရင်ဝတ်တက်မှန်ပါဆရာအရှင်ကိုင်းနားကြည့်အောင်ကွယ်တနားကြအောင်ဥတော်တင်းမာတယ်ဖျားတာဓုရှင်ပုံညောကိုကျောင်းကြီးရဲ့လက်ဝဲဘက်ရှိတပားအုပ်ကျောင်းမှာနေရာချပြီးတယ်အထဲမှာအိဆက်ဖို့တက်သားကုတ်ပြစ်တစ်ခုရှိပြီးတောက်ရီအိုဖျားရေချမ်းအိုးနဲ့ကြောက်စင်းသူဗုဒ္ဓရုပ်ဘောတော်တဆူကိုလည်းအသိရှိထားတယ်ချင်းရင်မှာတင်ကန်းလွှားရင်ကျိုးတန်းအနောက်ဖက်မှာကုရီတစ်ခုကျောင်းရှိမှာကြောက်စီနဲ့ကြည်လင်းနဲ့သုံးရီချိုးရီအိုရေချိုးခွက်တင်စင်ကပ္ပိယနှစ်ဦးဖြစ်တဲ့မောင်ကြီးနဲ့မောင်မီးတို့ကိုလည်းရေမိုးချိုးတန့်စင်ပြီးတော့ရဟန်းရှင်ပုံညတပားကျောင်းရှိရာကိုလာခဲ့လိုက်ကြတယ်တပားကျောင်းနဲ့ရောက်လို့၃ယောက်မျက်နှာချင်းဆိုင်မိသေးနဲ့ရှင်ရှန်ဝတူပြောငါနာမည်ရင်မခေါ်နဲ့ကိုရောလိုပဲခေါ်ကြလားနားလေလားဟုတ်ကိုရော
ကျုပ်တို့အဝင်းတော့လှနေတာပဲဟိုကောင်စကောငညက်ကဘလို့ရှိတော့မသိဘူးရောက်လာမှာပါငညက်ကလည်းလူညာမဟုတ်ဘူးဒီပါမင်းတို့နှစ်ယောက်ကလည်းဆရာတော်ယုံကြည်မှုရှိအောင်ရှင်မီထင်းကစဝင်းမပြတ်လုပ်ပေးကြနော်နောက်နေ့တွေမှာမြို့တကားအနေအထားကျုံမြို့ရိုးတကားပြအိုးအနေအထားတွေကိုမရောက်မလဲလေ့လာကြစိတ်ချသွားငါတရားထိုင်လိုက်အောင်မေဒါမှယုံမှာဟာအေးပါအောင်မြင်မှာပါကွာကပီယာငကြီးနဲ့ငမီးတို့ကရှေးအောင်ပုံညရဲ့အပားကထွက်လာပြီးတွေးတဲ့တပြက်ရှည်နဲ့ចောင်းဝင်းတဝိုက်ကအမိုက်တွေကိုလဲစုတယ်ပြီးတော့အမိုက်ပုံမှာသွားပုံနေသူတို့ရဲ့လှုပ်ရှားမှုကိုနန်းဦးရှင်ရတိအိုကြီးကပရိစိတ်ရင်းကကြည့်ပြီးတော့ခေါင်းတငိမ့်ငိမ့်လို့တခါဈဉ္ဉံလျှောက်ရင်ကရှင်ပုံညရဲ့တပားကြောင့်ကိုမတိမတာလှမ်းဆွေးကြည့်တော့အာဂန်တို့ရှင်ပုံညတင်းငိမ့်စွာတရားမှတ်နေတာကိုမြင်ရပြီးတော့ကျေနပ်အားရတော်မူတယ်ဒီလိုယုံကြည်သက်ဝင်လိုက်တာကိုကမိမိရဲ့အမှားမှန်နောင်ဝခါမှတီးခဲ့ရတယ်လေတီလာတဲ့အချိန်ရောက်တော့နှောင်းငယ်ပြီဗိတ်တနိုးမျိုးပြက်စီးရလိမ့်မယ်လို့လုံးဝလည်းမထင်ထားဘူးပန်ထရာပြည်ကြီးအလုံးစုံပြက်စီးရမယ်ဘဝပန်ထရာပြည်သူပြည်သားတွေသွေးချောင်းစီမျက်ရည်ပေါက်ကြသူ့ကြုံဘဝရောက်ရမည်လို့လုံးဝတွေးမထားမိဘူးသူတို့အာဂန်တို့တွေကိုလူကောင်းသူကောင်းအဖြစ်အကျွမ်းမဲ့ယုံကြည်ခဲ့လိုက်တယ်လိန်နိုင်ရင်ပညာရှိညာနိုင်ရင်တမာလေးတွေအတီးနောက်ကြရတဲ့တန်းဟုတ်ပါလေဗျရှင်ပုံညဆိုတာရှင်ယဟန်အစင်မမဟုတ်တာငမင်းနဲ့ငကြီးဆိုတာလေရှင်ပုံညရဲ့ကပ္ပိယအစစ်တွေမှမဟုတ်တာတင်းတို့ကတီရီခက်တရားလှုပ်ဝက်သရှိုးတွေဗိတ်တနိုးမြို့တော်ကြီးအလုံးစုံပြက်စီးဖို့အတွက်လျှို့ဝှက်စွာရောက်လာတဲ့ရှင်းအောင်သူရောင်တွေပန်ထရာတိုင်းပြည်လုံးဝပြက်စီးသွားရတာဒင်းတို့ရှင်းအောင်သူရောင်တွေကြောင့်လေပန်ထရာဘီယမကြီးမုံရတဲ့သူစင်ရင်မှာဒင်းတို့ရှင်းအောင်နဲ့ပါတာပေါ့ဒင်းတို့ကြောင့်ပန်ထရာဘီယမကြီးရဲ့အမုန်းကအဆုံးစုံကိုရောက်ခဲ့ပြီးနာကြီးမှုတွေအခေါင်ရောက်သွားတယ်ရန်သူဆိုတာလျှို့ဝှက်တဲ့နီးစနစ်နဲ့အတွင်းစီးကနေဝင်လိုက်တာကိုသိရတော့နောက်ဆုံးပန်ထရာဘီယမကြီးရလေရန်သူအတွင်းစီးကနေပြန်တုံ့ပြန်ခဲ့တယ်ဂမ်ဘီယာဖြစ်စဉ်စမ်းကြယ်မှုနဲ့အမုန်းတရားတွေကပန်ထရာဘိတ်တနိုးနဲ့တီရီခစ်တရာစစ်ပွဲကိုအခြေခံပြီးတော့ရဲမှာကြမ်းတမ်းရှင်းတန်ခဲ့လိုက်ကြတာအမုန်းမျိုးကျူကြီးဘဝကိုရောက်ချင်းမလှရောက်ခဲ့ပေါ့အရှင်မရဲ့အမုန်းတွေကိုမြေမြုပ်တချို့လိုက်ပါတော့အမုန်းပင်အညိုးပင်တွေကိုအမြစ်ကနေတူးပစ်မြေမြုပ်ပြချပြက်လိုက်ကြပါတော့ဘိတ်တနိုးမျိုးထဲမှာဝါးနဲ့ကျိန်နဲ့လှုပ်တဲ့စကောစကားတောင်းပလုံးဆွဲချင်းရောက်တဲ့အသားမဲမဲလူကြီးလေအတော်ကိုရောင်းမဝယ်ပန်းကောင်းနေတယ်ဗျဒီကျိန်ဆွဲချင်းလေးကဘလောက်လဲကျိန်ချင်းလားလှလိုက်တာဟင်ကြည်စမ်းမအောင်ဗိတ်တနိုးသူမိမချောတွေကကျိန်ကိုပြောင်းနေအောင်လုပ်ပြီးရက်လုထားတဲ့ကျိန်ချင်းတွေကိုကန်ကြည့်ပြီးတော့အလွန်သဘောကျနေတယ်မလျှော့တော့ဘူးလားဈေးသေးကြီးရဲ့ဝါနဲ့လှုပ်တာတော့ဈေးပေါ်တာပေါ့ကျိန်နဲ့လှုပ်တာကကြာရှည်ခန့်နေလေနှမကြီးရဲ့ပြီးတမင်းစီတုတ်ထားတာပြောင်းဝင်းနေတာပဲအထီးရခိုက်ခန္ဓာကိုဈေးတော့မလျှော့ပြရစေနဲ့ဗျာနည်းနည်းတော့လျှော့ပါဈေးသေးကြီးရဲ့နော်ကိုင်းကျုံနှမကြီးကဈေးစစ်လုံးမှာတော့နည်းနည်းလျှော့မယ်ဗျာဘယ်နှလုံးယူမှာမို့လို့လေကျမကတခုယူမယ်ပါနော်ကျမလည်းတခုယူမယ်တော့ကျမလည်းကျုံလုံးတခုဝဲခြင်းနေရှင်ကိုင်းကျုံနှမမြကို့ဆွေကိုမျိုးလိုသဘောမှတ်ပြီးရောင်းရမှာပေါ့ယူပါဗျယူပါဒီမောင်ကြီးကသဘောကောင်းတော့သဘောကောင်းရင်ထမင်းခေါ်ကျွေးလိုက်ပါလားဤဟင်းကောင်းချက်တဲ့နေကြခေါ်ကျွေးမှာပါနော်အာနာစီယာပါနှမရင်ရောင်းကောင်းပါစေတော့ဟိုဟာလေးပေးပါတော့ဈေးတဲ့ကြီးကကိုယ်တိုင်လောက်တာလားရင်မြင်းတဲ့အတိုင်းပဲနှမကြီးတို့ရေဈေးဝယ်ပါရင်ဟောဒီတင်ထားတဲ့ချိန်ဝါနဲ့ဟောဒီနေရာမှာပဲကိုယ်တိုင်လောက်ပါတဗျဈေးဝယ်သူပြူမိမလားအင်ရှင်မတို့ကဆွဲချင်းစကောစကားဖားတောင်းစတာတွေကိုဈေးစစ်ပြီးမြှောက်ပင့်ပြီးတော့ဝယ်လိုက်ကြတာပစ္စည်းအတော်ကုန်သွားတယ်ဈေးဝယ်သူမရှိတော့ဖျားထားတဲ့ချိန်တွေနဲ့ဆွဲချင်းတစ်လုံးကိုလှပသေးသက်စွာလက်တွေ့လုပ်ပြတော့လူငယ်လူရွယ်တွေတက်ကြီးများကသူ့လုံနေတဲ့လုပ်ပုံကိုင်မုံကိုကြည့်ပြီးတော့လေချီးကျူးကြတယ်ဈေးတဲ့ကြီးခမနှီးနဲ့ငှက်ရုပ်ကြက်ရုပ်လေးများမလုပ်တတ်ဘူးလားလုပ်တတ်တာပေါ့ဗျခလေးတို့ကလိုချင်လို့လားကွယ်လိုချင်တာပေါ့ဗျလှုပ်ပေးမလားရင်ကိုင်းလှုပ်ပေးရတာပေါ့ဗျကြီးကြဟေဈေးတဲ့ကြီးကတင်ထားတဲ့ဝါနီပါပါလေးတွေနဲ့ဝိုင်းကြည့်နေတဲ့ကလေးလူကြီးတွေရှေ့မှာစက်တူရီငှက်ရုပ်လေးတွေကိုလက်ကင်ထုတ်လေးတက်ပြီးတခဏအတွင်းလှုပ်ပြလိုက်ရောကလေးလူရွယ်တွေရောမိခင်တွေပါလွန်စွာသဘောကျကြပါရောဗျဈေးတဲ့ကြီးအနော့ကိုရောင်းမလားရင်မရောင်းပါဘူးကွာရော့ဒါမင်းအတွက်လက်ဆောင်တကယ်ပါလူကလေးရေရော့ဗျဝေးငါစက်တူရီအယုတ်လေးရပြီဟေဒုတ်ထိုးစက်တူရီရသူလေးကနှီးစက်တူရီရုပ်ကလေးကိုင်မြောက်ပြီးခုံပုတ်ပြေးလွှာလိုက်ကြွားရောဈေးတဲ့ကြီးအနော့လေးလှုပ်ပြီးသားလေးလက်ဆောင်ပေးပါဗျနော်ဦးကြီးငါလည်းလိုချင်နေကွကဲခလေးတို့ဦးကြီးဝါအယုတ်လေးငါးကိုလှုပ်ပြီးမယ်လူများတော့မင်းနိုင်ယူကြဟုတ်လားကျွန်တော်အရင်တောင်းတာလေးဗျအရင်ပေးပေါ့ငါလည်းပြောတဲ့ဥစ္စာငါ့ကိုအရင်ပေးဟိတ်လိုချင်နေသူများတယ်ကွမင်းနိုင်ပြီးတော့ယူကြဦးကြီးရောက်မို့လေလောက်ရအောင်ပါကွဒါဆိုလဲမဲပေးနိုင်တာပေါ့ဗျနှီးကျိန်စည်းတဲ့ကြီးကလက်မှုပညာတဲကျွမ်းမယ်
အများမျက်စိရှေ့မှောက်မှာနှီးပြားပျော့ပျော့လေးတွေနဲ့ကြက်တူရွေရုပ်ငါးရုပ်ကြက်ရုပ်လေးတွေကိုဖြတ်ခနဲ့လှုပ်ပြတော့ဒါမျိုးမမြင်ဘူးမလုပ်ဘူးကြတယ်ဗိတ်တနိုးမျိုးသူမျိုးသားတွေအံ့ဩကြတာပေါ့တော်လိုက်တာဟဲ့ကြည်စမ်းငါးရုပ်လေးတကယ်ငါအတိုင်းပဲဈေးတဲ့ကြီးကငါးရုပ်လေးကိုစေးစုပ်တန်နဲ့မျက်စိလေးတက်အကြေးလေးချဲပေးလိုက်ရောတကယ်ကြက်မကြက်ဖအတိုင်းဖြစ်သွားတော့ဝိုင်းကြည့်နေကြတယ်လူအုပ်ကြီးကရင်သက်ရှူမောဖြစ်လို့ကဲမင်းနိုင်မဲ့တန်းစီကြခလေး10ယောက်ခန့်တန်းစီလိုက်ကြတယ်အရေးတဲ့နေရာယူနေလို့လူအုပ်သေးရောက်နေတဲ့ကပ္ပိယမောင်ကြီးနဲ့မောင်မေးရပါဝင်ပြီးတော့ကလေးတွေကိုလှုပ်အားပေးနေရချပေးရတယ်အဲ့ဒီနောက်နှီးတောင်းထဲမှာမင်းနိုင်ကလေးတွေကိုယ်တိုင်မင်းနိုင်ကြတော့ကလေး9ယောက်မဲပေါက်ပြီးအယုံ9ယောက်ရသွားကြတယ်မရတဲ့ကလေးတွေကပွားစီလို့အဲ့ဒီမှာပြိုမိမ့်မရွယ်တအူးကဈေးတယ်ကြီးရှင်ဘာတော့နှမရဲ့ပြောပါဗျဒီလိုလုပ်ပါလားတော့ဘယ်လိုလုပ်ရမှာတော့မြမနေ့ပြန်ဈေးတယ်ကြီးလာရောက်အောင်မလာရင်ရောင်းရမှာပေါ့နှမကြီးကျုပ်တို့မရှိစင်းရဲသားပါလက်လို့ခြေတော့လုံးမှာစားရတာပါဗျအမေသားကျွေးမှုမရကျွေးမှုလို့ပြောပါတော့မလုပ်ပါနဲ့အမကြီးကျုပ်ကလူပြိုကြီးပါဗျဈေးတယ်ကြီးကကြောညာနေတဲ့ဟဲ့လူပြိုကြီးတဲ့ရှေးတော့နည်းနည်းရုံးမှာပေါ့တော့ရေမရောရပါဘူးဗျအခုမှလူပြိုပေါ်ဝင်းငါစားရှိပါသေးတယ်ဗျအသားမဲတော့အသားမဲတော့ဗရမ ्या ကိန်းအသားညိုတော့ဗရမ ्या လို့အသားဖြူတော့အကြွားထူတဲ့ဗျစာဆိုတဲ့ဈေးတယ်ပဲဟေ့ဈေးတယ်မလို့ပဲဘရင်မကြီးထံမှာစာတော်ဖက်ဆရာစာဟောဆရာလောက်ပါလားတော့မမှန်ရဲပါဘူးဗျဝါတော်ထဲမှာနေရသူပါနှီးရဲ့ကြောင်းကျင့်ရဲ့ကြောင်းမဲနားလေပါတဲ့ဗျမိမရောမယူတော့ဘူးလားဖုန်ကြီးရဟန်းဝက်မလာလို့စဉ်းစားနေတော့မြအခုလာရင်ဈေးတယ်ကြီးအသက်90ကျော်မှပါနှမတို့ရင်ဈေးတယ်ကြီးထံမှာဈေးဝယ်ရတာဟာသားတွေပါကြားရပြီးတော့ပြောစရာကောင်းနေဟိဈေးတယ်ကြီးရဲ့မနေ့ပြန်ကြာရင်ကလေးတွေကစားဖို့နှီးအယုံများလုပ်ခဲ့ပါရှင့်အလကားမပေးပါနဲ့ကျမတို့ကလည်းငွေစားတွေနဲ့ဝယ်ကြမှာပါဟုတ်တယ်တော့ရှင်မိမွေပြောတယ်လို့လောက်ပါရှင်ရင်နော်ကောင်းပါပြီဗျာမနေ့ပြန်ကြာရင်စင်ရုပ်မြေရုံနွားရုပ်ချိုးရုပ်ကလေးတွေပါလှုပ်ယူခဲ့ပါမယ်နှမကြီးတို့နှမလေးတို့ကတကယ်အားပေးကြပါနော်စိတ်သာချဈေးတယ်ကြီးရဲ့ကျုပ်လူပြိုဆိုတာလဲမမေ့ကြပါနဲ့နော်စိတ်ချပါနော်မုတ်ဆိုးမအဖွားမိတော်ကလေသွားမရှိပေမဲ့ခါချီတော်လဲမသေးခင်လင်းတန်းမတယောက်လိုချင်ပါတဲ့တော့ကျမတို့ဆက်ပေးရတာပေါ့နော်မနှက်ဖြံမဲ့ဖုန်ကြီးဝတ်တာအသက်ရှင်မဲ့နဲ့တူပါလေဗျဒီလိုနဲ့ရင်းရင်ပြောရင်နေလေးမျက်နှာတော့ဈေးဝယ်ကွဲသွားတယ်ကျန်အောင်ဆိုလို့နှီးစကားစကားတွေကိုကင်ကြည့်နေတဲ့ကောင်းမောင်းကြီးတွေပေါင်းထားတဲ့နန်းငယ်တို့နဲ့လူ2ယောက်ပဲကျန်တော့တယ်ဈေးတယ်ငညက်ဟင်ခမည်းတော်ကဘသူတို့မြမမှတ်မိဘူးကိုငါမောင်မေးလေဟေးငါငကြီးလေကွာငညက်ရဟာမင်းတို့ကခေါင်းမောင်းအုပ်ကြီးများနဲ့ရုပ်ဖြတ်ထားတော့ငါတို့ကမမှတ်မိကိုဟာကောင်းညမင်းစီယုံရည်တေကောင်းမလားငညက်ရငါတို့တီရီခက်တရအတွက်ဆိုတော့စိတ်ဝင်စားလာအောင်ပြောရတာပေါ့ကွာဟုတ်ရဲ့လားငါလူရငါတို့ရီမှန်ချက်အောင်မြင်မှငါတို့လည်းတီရီခက်တရမှာချမ်းချမ်းသားခုံနဲ့ဒရက်နဲ့နေရမှာမဟုတ်လားငကြီးငညက်ငါတို့အစီအစဉ်ပထမပိုင်းကိုစားကြစို့လှုပ်လေငါဘက်ကတာဝန်ကြီးစီရမယ်စိတ်ချဒါဆိုငါတို့သွားတော့မယ်ဒါဆိုငါတို့ရှင်ရောင်ကြီးရောငမေးရရှင်ရောင်တော့ဗိတ်တနိုးတောင်မပြန်ညင်တော့ဘူးဆိုသလိုပဲခန့်စွန်းလေးစားလိုက်ရွှေနန်းတော်ကပို့စွန်းလေးစားလိုက်နဲ့ငရဲသွားဖို့ကျင်းတည်နေပြီပေါ့အဝီစီမှာဂျိုးကံမနာမသိပါဘူးကွာနွားတကောင်ပျောက်လို့တဲ့ဟာဟေးဘသူနွားတော့ငအုံကြီးကငတ်တော်တို့အိမ်ကနပြားကြီးတယ်ဟေးညတော့ကနွားတရချီတိုင်းမှာအသေးရချချီထားတာမိုးလင်းတော့နမတကောင်ပဲကြမ်းရက်ခဲ့တယ်ကျိုးလွတ်ပြီးထွက်သွားတာနေမှာပေါ့ကွာငအုံကြီးကအဲ့လိုထင်လို့လိုက်ရှာပြီးပြီမတွေ့ရဘူးတဲ့အေးပေါ့ကွာငါတို့ရွာမှာနားခိုးမရှိပါဘူးကွာဘယ်နဲ့ဒီလိုနွားပြောက်တဲ့အကြောင်းပြောနေတာကိုစကားတဲ့ဈေးတယ်ငညက်နားဆွင်ရင်နဲ့ကြားသွားတယ်ဒီမောက်ကိုရင်တုတ်ငှက်ဈေးတယ်ရောင်းကောင်းရင်လားဗျာအတင်းပေါ့ဗျဒါနဲ့နှစုံနှဖျားကြားသလိုပရွာထဲမှာနွားပြောက်ဆိုသလားလို့ဟုတ်ပါဈေးတယ်ကြီးကနပြားကြီးတကောင်ညပျောက်သွားလို့တဲ့လိုက်ရှာတာလည်းမတွေ့သေးဘူးတခိုးများခိုးသွားထင်းရဲ့ဗျရှာလဲရှာကြပေါ့ဗျလူရမရဘေးရင်လေးနက်လေးလဲမေးကြည့်အောင်မြဟုတ်တော်ရှိမဟုတ်တော်ရှိအေးဒါလေးဟုတ်တာပဲငပြေးကြီးရနော်မေးရအောင်ငါတို့ဗိတ်တနိုးမှာနက်စရာဘေးရင်စရာကောင်းပဲရှိလို့တော့ငတိန်ကြီးဒီမှာဈေးတယ်ကြီးကဈေးအောင်ရာနေအောင်မြနေအောင်ပါတဲ့အေးခမည်းတော်ဗိတ်တနိုးကနန်းဦးချောင်းရှင်ရတိတိတယ်မဟုတ်လားတိတယ်လေပန်ထရာဘရင်မကြီးကိုးကွယ်တဲ့အဖေးစရာရတိကြီးဥစ္စာဘာဖြစ်လို့တော့ဈေးတယ်ကြီးဈေးအောင်ရင်ပြောတန်ကြားလို့ပါဗျနန်းဦးချောင်းမှာတကောင်အရက်ကရှဟန်းဖြူတပါဘေးရင်လက္ခဏာအဟောကောင်းလို့ကြားတယ်
အာယုံဆိုလားမနှောဆိုလားကျုပ်တော့မခေါ်တတ်ပါဘူးဗျအတော်မှန်တယ်လို့ပြောကြတယ်အဲ့ဒါသွားမေးကြည့်ပါလားဗျဟုတ်ရဲ့လားဈေးသည်ကြီးငပြေးကြီးနန်းဦးเจ้าမှာအာကန်တို့တွေရောက်နေတာတော့ကြားတယ်ငတုံကြီးကိုသွားပြောပြီးနန်းဦးเจ้าသွားရင်ကောင်းမယ်ဟာငါလူရတွားတာတွားစမ်းပါဗျကျုပ်တောင်ဈေးရောင်းဈေးဝယ်ကောင်းအောင်တနေ့အဆောင်လေးပါလေးသွားတောင်းမလားလို့တကောင်းမှာတော့နာမည်ကြီးတယ်မြန်သွားမေးဒါနဲ့ငါအောင်ငပြေးကြီးနဲ့ငတိန်ရင်ဆိုသူတို့မှနွားပြောက်ရှားနေတဲ့ငတုံကိုနားလျောင်ပြောပြပြီးငပြောတခိုင်းနဲ့နန်းဦးเจ้าကိုရောက်လာခဲ့ကြတော့တယ်အဲ့ဒီမှာရေအိုးတွေရေပြည့်နေတဲ့ကပ္ပိယငကြီးဘာကိစ္စများရှိလို့ပါလဲနောင်ကြီးတို့ဒီမှာတကောင်းပြည်ကပြောင်းလာတဲ့ရဟန်းပြိုတပားဆိုတာရှိပါသလားကပ္ပိယလေးခမရှင်ပုံညကိုပြောတာလားဘာကိစ္စရှိလို့လဲကျွန်တော်တို့ခိုင်းနွားတကောင်ညတော့ကအိမ်နွားချံကနေကျိုးဖြီပျောက်သွားလို့ပါကပ္ပိယလေးရဲ့အဲ့ဒါမျိုးတွေကသကောတဲ့ကြီးဒီနန်းဦးကျောင်းရောက်နေတဲ့တကောင်းရှင်ပြိုကပစ္စည်းပြောက်ဘေးတင်ဟောတာမှန်တယ်တော်တယ်ကြားလို့မေးကျင်လို့ပါဗျာခဏလေးရှင်ပုံညဆရာတော်နဲ့တရားဆွေးနွေးနေတယ်အဲ့ဒါလို့ပြောပြီးကပ္ပိယငကြီးတရားဆွေးနွေးနေရကိုနွားပြောက်မေးလူလေးဦးနဲ့ရိုးလေးဝင်ပြီးဝစ်ဖြစ်လို့စောင်းနေတယ်ရှင်ပုံညကဘဟုတုတဆုံလို့မေးရအောင်မေကွင်မေးပါဆရာရက်သည်တည်သည်မြဖြေပါမယ်ဖေမတိတာရှိရင်တော့ဆရာရှင်ရက်သည်ဖြည့်ဆွက်ပေးပါရှင်ဒီလိုမောင်ပုံညရဲ့မိုးကြိုးတွေပြစ်လို့လူသေးတာမျိုးမကြခဏကြားရတဲ့ကွင်မိုးကြိုးအကြောင်းများရှင်ပုံညသိရင်ပြောပါအောင်ကွင်မှန်ပါဖေရဟန်းနှစ်ပါးတရားဆွေးနွေးနေတာကိုနားထောင်ရင်းနဲ့သူတို့ရဲ့စကားတန်မှာကပ္ပိယနဲ့နွားပြောက်သူများနေဝင်နေကြလို့မိုးကြိုးကိုလို့ပြောကြရမှာတင်ညာမိုးကြိုးအတမမီပဲကြတော့မိုးကြိုးနံပါတ်2ဝိစိတ်ကတရွင်ပစိန်ပဲကွက်များကဲ့သို့အတော်တစ်ဖက်သာရှိသောမိုးကြိုးနံပါတ်3တတေရာရဲတကဲ့သို့ကြတော်လျက်စစ်4ဂဂရာကြမြေလျက်ကြသောမိုးကြိုး5ကပိတီးသားမြောက်မျက်နှာမျှော်တကဲ့သို့ကြသောမိုးကြိုး6မစ္ဆဝီလောလိက5မျိုးတကဲ့သို့ကြသောမိုးကြိုး9ကကုဝကကြက်တောင်ဖြန်းတကဲ့သို့ကြသောမိုးကြိုး10ဒန္တာမဏိကထုံလုံးကဲ့သို့ကြသောမိုးကြိုး9တုတ်ခောတနီမိုးပင်ရွာတော်လေအလျာနှင့်တကွဖြစ်၍ရေမဆွတ်သောလောင်မီမိုးကြိုးအဲ့ဒီလိုမိုးကြိုး9မျိုးရှိကြောင်းတင်္ဂဟအထကထာမှာဆိုကြောင်းမှာဖေဟာအိမ်ရှင်ပုံညဘဟုတုတတဲရှိတကူခွေမပြေဆုံးသေး၍အစင်ရအရှင်ကိုတော်မှဥခတ်ရောက်ရှိရခြင်းမှာဖေဟာရှင်ပုံညရေယဟန္နာကရောဘယ်နှမျိုးရှိသလဲမှန်မယဟန္နာ2မျိုးရှိတယ်လို့ဖတ်ရဘူးပါသည်ဖေဟာရှင်းမအောင်ကွင်မှန်မဒုက္ခဝိပတ္တကယဟန္နာဇံအဘိညာဉ်တကူမရှိဘဂရိသူလိုငါလိုနေသောယဟန္နာတစ်မျိုးဇာနာလာပြီးယဟန္နာဇံအဘိညာဉ်တကူရှင်ယဟန္နာရဲ့လို2မျိုး2ပါးရှိကြောင်းမှာဖေဟာဟုတ်ပြီပေါ့ဟုတ်ပါပေါ့ယဟန်အမျိုးရောဘယ်နှပါးရှိတော့ရှင်ပုံညာနန်းဦးကျောင်းဆရာတော်ကြီးကလည်းသူ့ကျောင်းရောက်လာတဲ့ယဟန်ပြိုကိုမြည်များအလိအလာဘဟုတုတရှိကြောင်းသိလို့အမျိုးမျိုးမေးမြန်းခဲ့တယ်လို့ရှင်ပုံညာကလည်းမေးသမျှကိုအယဖြေနိုင်ခဲ့တယ်ယဟန်အမျိုးအပြား10ပါးရှိကြောင်းမှာဖေဟာရှင်းမအောင်ရှင်ပုံညာရဲ့ဖျားရှင်လက်ထက်တော်ကနေယနေ့အထိတိုင်အောင်ဖြစ်လာတဲ့ယဟန်မျိုးအပါး10ပါးကတော့နံပါတ်1ဖျားရှင်ကယဟန်လာလေလို့ခေါ်ချိန်မှာပဲသူ့အလိုအလျောက်ပြီးသောယဟန်မျိုးပါဖေဟာနံပါတ်2တရဏဂုံခံယူစောက်တီယုံနဲ့ပြီးသောယဟန်မျိုးပါဖေဟာ3ကတော့ဤပုံဤနည်းနှင့်ကျင့်ဟုဆုံးမခြင်းဖြင့်ကျင့်သောယဟန်မျိုးပါဖေဟာ4ကတော့တောပါကထေကဲ့သို့ပြတနာဖြေဆို၍ဖျားရှင်ဝင်ပြုသဖြင့်ပြီးသောယဟန်မျိုးပါဖေဟာနံပါတ်5ဂရုတန်ကိုဝင်ချက်ထားခြင်းဖြင့်ပြီးသောယဟန်မျိုးပါဖေဟာ6ကတော့ဒါကောတိကမြည်သောပြည်တစားမကဲ့သို့တမန်လွတ်ခြင်းဖြင့်ပြီးသောယဟန်မျိုး9ဘိက္ခုနီမများထံ4ချိန်ဘိက္ခုယောက်ျားများထံ4ချိန်အဖြစ်8ချိန်သောဩကမဝါစာဖြင့်ပြီးသောယဟန်မျိုးပါဖေဟာ8ကတော့ညနှင့်တကွ4ချိန်မြောက်သောကမဝါစာဖြင့်ပြီးသောယဟန်ရေလို10မျိုးရှိကြောင်းပါဖေဟာတာဓုရှင်ပုံညငယ်ပင်ငယ်တော်လဲပညာဘဟုတုတများတဲပြည့်စုံပြီးတကုံဆရာကောင်းတမကောင်းများရဲ့တပည့်ကောင်းပိတာပါပြီကွင်ဟဲ့ကပ္ပိယတို့သူတို့ကဘေးကဘသူတွေတုံးဟဲ့နန်းဦးကျောင်းရှင်ရတိကြီးကပ္ပိယငကြီးနဲ့လူစိမ်းများကိုတွေ့လို့လှမ်းမိလိုက်တယ်မှန်ပါဆရာအရှင်ရတိကြီးဖေဟာဟောဒီရွာသူရွာသားတွေကနွားပြောက်လို့ကျောင်းကိုရောက်လာကြကြောင်းပါဖေဟာဟဲ့ကပ္ပိယကြီးရဲ့ငါတို့ကနွားခိုးတွေမှမဟုတ်တာဘယ်နဲ့ကြောင့်ငါကျောင်းကိုရောက်ရတာတော့နွားပြောက်ရင်ကို့ဘာသာလိုက်ရှာပေါ့ငါတို့နဲ့ဘာဆိုင်လို့တော့ဟဲ့ကိုင်းနောင်ကြီးတို့ပဲကိုယ်တိုင်လျှောက်ကြတော့ဗျာကပ္ပိယကနွားပြောက်များဘက်လှည့်ပြောတော့မှအုပ်ပေါင်းကြီးနဲ့လူကမှန်လားပါအရှင်ရတိဖေဟာနွားပြောက်တာအနှံ့အလဲရှာပြီးပါပြီဖေဟာရှာလို့မတွေ့ပါဘူးဖေဟာဒီမှာဈေးသေးကြီးတဦးကကိုရော့ရဲ့နန်းဦးကျောင်းမှာရောက်နေတယ်တကောင်းရက်ကရှင်ပြိုဟာဘေးရင်နက်ခန့်အနောအဟောအပြော
တိတ်မှန်နေပြောလို့နွားပြောက်ဘေးဒီမေးရန်လာရောက်အကူအညီတောင်းတာပါဖေဟာဟေးရှင်ပုံညဖေဟာရှင်ပုံညကဒီပညာတွေလည်းတတ်တာပဲလားဟဲ့မှန်မလူဝိဘဝတုန်းကအဖိုးအဖတို့ကတင် जा ပေးတာကြောင့်အတော်အတန်သိရှိကြောင်းပါဖေဟာအလိုငါရှင်ကပတ်စုံပါကလားကွယ်ဟင်ကူညီပေးပါအရှင်ရသေးကြီးဖေဟာကိုင်းရှင်ပုံညငါတို့စွန်းတကာတွေအခက်အခဲကျုံနေမှာတော့ကူညီလိုက်ပါရှင်ပုံညရဲ့ဒါနဲ့ရှင်ပုံညကမိသွေးတခဲတောင်းယူလိုက်ပြီးတက်သားပြားပေါ်မှာရေးချစ်ဖို့လုပ်တယ်ဘယ်နေရာပြောက်တာလေးတကာကြီးမင်းညရပါဖေဟာပိုင်ရှင်တကာကြီးကဘာနေတာတော့ခဏဆောင်အဲ့ဒီတော့တက်သားပြားပေါ်မှာမိသွေးနဲ့အကွက်တွေချတိုင်တွေထူလိုက်ဖြတ်လိုက်ရေးလိုက်မျက်စိကိုစုံမိတ်ပြီးအာယုံပြုတ်လိုက်နန်းဦးချောင်းရှင်ရသေးကြီးအပါအဝင်လူအလုံးကရဟန်းပြိုရှင်ပုံညကိုပဲအာယုံဆိုင်ငန့်လင်းနေကြနေတကာကြီးဖေဟာတကာကြီးရဲ့နွားအယောင်ကနှပြကြီးပဲမှန်ပါတယ်ဖေဟာဂျိုးကုတ်ကြီးပါတကာကြီးမှန်ပါရောကိုတော့လမ်းသွားရင်ညာလက်နဲ့ခလုတ်တိုက်တယ်မှန်လိုက်တာကိုရောရဲ့ဟုတ်ပါပြီအရှင်ဖေဟာရဲ့မိုးမတော့ခင်မှာခိုးသွားကြတာဖြစ်နိုင်ပါဖေဟာတကာကြီးနွားခိုးတွေရောဖမ်းညင်သလားကို့နွားကိုပြန်လို့ခြင်းသလားအာယုံထဲမှာနွားခိုးတွေအဝေးကိုသွားနေတယ်ကို့နွားပြန်ရရင်တော်ပါပြီကိုတော့ဟုတ်ပြီရှင်ပုံညကတကယ်ပရောဟိတ်ကြီးလိုပဲတက်သားတင်မုံကိုလက်စစ်နဲ့ခောက်ပြီးခေါင်းတငိမ့်ငိမ့်လုံနေရင်ကအလွန်ကြီးတဲ့ရေကန်ကြီးတကန်မြင်ရတယ်ဟုတ်လားဖေဟာအင်းကြီးနဲ့တူတဲ့နဲ့ကိုတော့အဲ့ဒီကန်ကြီးရဲ့အနောက်မှာစူးချုံတွေရှိတဲ့အကြီးကြီးပဲစူးချုံရဲ့နဘေးကတင့်ငုံမှာနွားကိုဝတ်ထားတယ်အမြန်သွားရှာကြမိုးမတဲ့မီတွေ့အောင်ရှောင်းမောတိန်ရင်နွားသားမရှိတော့အမြန်သွားရှာကြကိုတော့ဦးတင်ခဲ့ပါတယ်ဖေဟာအေးသွားတတော်အသက်အားဘုံမစိုးယောဂစိုးတောစိုးတို့ကဲတင်ဆောင်ရှောက်ပါစီတင်တို့အားကျွန်ုံမြတ်တာပို့ပါဤကျမ်းမာချမ်းသာကြပါစီတို့ပြောကြပါစို့မိုးမတိတ်မီမှာပိတ်တနိုးမြို့အနောက်ကဖောင်တော်ပေါက်အင်းကြီးရဲ့ဂန္ဓာရစူးချုံကြီးတွေပတ်လည်ဝိုင်းနေတဲ့မြေကျစ်ထနောင်းပင်ပြိုမှာနွားကိုကြိုးချီထားတာတွေ့ရတယ်။နဗျာကြီးရဲ့အနီးမှာနှီးစီးရတစီချင်းအောင်ကြီးကနှလုံးနဲ့စားပြီးလွှင့်ပြစ်ထားတဲ့ငပြောသီးတွေပါတွေ့ရတယ်။နဗျာကြီးကသခင်ကိုတွေ့တော့ဝမ်းကောင်းတန်ကြီးနဲ့ယုံပြီးတော့အော်ပါရောနွားရှင်ပြူငတုံတို့ကဝမ်းသာအားရကြိုးဖြေပြီးတော့ဒုတ်တွေလှမ်းတွေနဲ့တခိုးရံကိုကြည့်ရင်နွားကိုရွာတဲ့အယောင်မောင်းချလာကြတယ်။ရွာထဲရောက်ရောနန်းဦးရှင်ရသေးရဲ့တပည့်တကောင်းကိုတော့ဟာဘေးရင်ဟောတာမှန်လားကြည့်တယ်ဆိုပြီးတော့တရင်ပြန်သွားပါရောနွားရှင်မိသားစုကဝမ်းသာလုံးလို့စွန်းရင်းတွေကိုတောင်းဖြာနေရွက်ပြီးတော့ကြောင်းလာပို့တာဒုက္ခခံလို့တကာကြီးတို့ရေကျောင်းမှာဘီယမကြီးကပို့ပေးတာရောမြို့ထဲကစွန်းဟင်းရောလုံလောက်ပါလေကွတကာကြီးတို့သာစားကြစမ်းမှာဝမ်းသာလုံးလို့ပါဖေဟာလက်ခံတော်မူပါဖေဟာတာဓုနောင်အခါဟိုရွာဒီရွာကကျွေးပြောင်နွားပြောင်ပိတ်တနိုးမျိုးတွေကပစ္စည်းပြောင်မှန်သမျှနန်းဦးကျောင်းရောက်ရှင်ပြိုကိုတော်လေးကိုပဲဘေးရင်လာမိကြတယ်ရှင်ပုံညကလေစူးစားပန်းစားဟောပြောပေးတယ်အဲ့ဒါကတော့ထဲမှာဝတ်ထားတယ်ရွာထိပ်ကညောင်မင်ခွာကြားမှာရောက်နေတယ်အိမ်နောက်ကကောက်ရိုးပုံတွေသွားရှာကြရေတွင်းထဲမှာကြာနေတာဘဲအရက်ကတစ်ပင်အောင်မှာမြုပ်ထားတယ်ဟောတဲ့အတိုင်းနေမကူးခင်သွားရှာရင်အမှန်တကယ်ကိုပြင်ရတယ်တချို့ကမုံမတိတ်မီသွားရှာဆိုတာကိုမောင်းလွဲမှသွားရှာတော့ပစ္စည်းတော့ပြန်ရပါရဲ့ကွဲပြက်ကျိုးပေနေတယ်တချို့ဘာမှပြန်မရဘူးမှန်လိုက်တာကိုရိုပြောတဲ့အချိန်အတိုင်းရှာရင်ပြန်ရမှာကွာအခုတော့မုံလွဲသွားတော့နွားတွေပဲပြန်ရတယ်သူပြောတဲ့အချိန်အတိုင်းသွားရှာတော့အချိန်လွဲရင်ဘာမှရမှာမဟုတ်ဘူးနန်းဦးရှင်ရသေးတဲ့ဘဲတကောင်းရှင်ပြိုလေဘေးရင်ဟောတာမှန်မဲဟိပြိုင်ဆန်ရှာပညာရှိပဲဟာတခိုးမမိတာစိုးတဲ့ကွာအိုးတော့ဖုန်းကြီးအလောက်ကတခိုးဖမ်းမှုမှမဟုတ်တာအခုခံရတဲ့ပစ္စည်းပြန်ရရင်တော်ရောပေါ့ဟုတ်တယ်ဟာငါတို့တကောင်းရှင်ပြိုလေးရောက်ပြီးမှတခိုးတော့ဝတိတ်အတိတ်မရဲတော့တကောင်းပြည်ကတကောင်းရှင်ပြိုလေးခေါ်နန်းဦးကျောင်းရှင်ရသေးရဲ့တပည့်ရှင်ပုံညရဲ့ဘေးရင်နက်ခတ်မနောပညာရဲ့အစွမ်းဟာဗိတ်တနိုးမျိုးပေါ်မှာဟိုးကြော်ပြီးနန်းတွင်ကနန်းတော်သားတွေတောင်းမှကျမ်းမကြီးကိစ္စခီးသွားကိစ္စရှင်နန်းဦးကျောင်းကတကောင်းရှင်ပြိုလေးကိုလာရောက်မင်းမြတ်တိုင်းမင်းအကြံဉာဏ်ယူကြတယ်ဒါကြောင့်နန်းဦးကျောင်းမှာအိမ်မပြတ်တယ်လို့ပဲလူပွဲစားဝယ်တွေကလည်းအရှံအပေပါပဲကောင်းမင်းညွန့်ပေလေးတွေကိုရှင်ပုံညကမယူကျေးဇူးရှင်နန်းဦးကျောင်းဆရာအရှင်ကိုပဲပြန်ကတ်လှူတယ်ကြံလို့ပိုသမျှစားဆရာတွေကိုလေစင်ရသားကလေးလူငယ်လူဟိုသူမတွေကိုစွန့်ကြဲပေးဖြစ်တော့ရှင်ပညာရဲ့ပညာသရာတီလဂုံတဲ့ကဗိတ်တနိုးမြို့တော်ကြီးမှာပြန့်နှံ့နေတာပေါ့ကြော်မာတော်မာပေါ့လေနန်းဦးကျောင်းရှင်ရသေးရဲ့တပည့်ရင်ဥစ္စာရှင်ပြိုကျောင်းနန်းဦးရှင်ရသေးကြီးပါအမိကုံတဲ့ကောင်းထွက်ခင်ရတယ်ဒီလိုရှင်ပြိုရဲ့ပညာကုံတဲ့ကြော်စောတဲ့ကဗိတ်တနိုးဘယင်မကြီးပန်ထရာရဲ့ရွှေနတော်ကိုများမကြခင်ပေါက်ရောက်သိရှိသွားခဲ့တယ်ဒါကြောင့်မင်းရင်တို့ကိုစေလို့စုံစမ်းစီရောမောင်မင်းရှင်ပုံညရဲ့တရင်ကိုသိရပြီလားဟဲ့မှန်ပါဘယင်မကြီးဖေဟာရှင်ပုံညစိုးသူယဟန်ပြိုကတကောင်းအရက်ကကြွလာပြီးဘယင်မကြီးရဲ့ဖခင်
နန်းဦးဆရာရသေးကြီးကျောင်းမှာတပည့်ခံလို့ပညာရည်တို့တောက်ဆိုနေသူပါဖေဟာအဖရတိကျောင်းမှာလားမှန်ပါဘရင်မကြီးဖေဟာဒါဆိုဘာရတိကိုသွားပင်ချီခွဲမင်းချင်းကသွားပင်လို့ပန်းထွားဘရင်မကြီးရဲ့ဖခင်နန်းဦးကျောင်းရှင်ရတိကြွရောက်လာတယ်ဘရင်မကြီးဟာမြင့်မြတ်တန်ရှင်းတဲ့နေရာမှာဖခင်ရှင်ရတိကိုနေရာချပေးပြီးရိုသေစွာနဲ့ရှ िख ိုးကြော့လိုက်တယ်ဘရင်မကြီးပါးစားအကြောင်းတူရှိလို့အဖကိုပင့်ခေါ်ချီတဲ့မှန်ပါအဖဖေဟာဘာရတိရဲ့ကျောင်းမှာအခြားအရက်မှအာဂန်တို့ရဟန်းငယ်တစ်ပါးရောက်နေတဲ့ကြားလို့ပါဖေဟာဟုတ်ပါတယ်တခါမကြီးဘာဖြစ်လို့ပါလဲဘဲအရက်ကကြွလာတာတုံးနဲ့အဖတကောင်းပြည်ရပါကွင်ရဟန်းပြိုရဲ့ဂုံတရင်တွေကဗိတ္တနိုးတစ်မျိုးတစ်နေ့လုံးကိုကြော်လာကြည့်ကလားအဖကျော်ဆူစာပီကျန်းကန်ကလည်းနှံ့ဆက်တကူတကားမကြီးနှံ့ဆက်ယုံမြမကဘဟုတုတကလည်းဗတ်စုံတော်တယ်ကွပြီးတော့ဘေးရင်အတက်စေဝါမန္တန်မန္တရတက်တီလေအတော်ကလေးတက်တီတယ်ကျွဲပြောက်နွားပြောက်ပစ္စည်းပြောက်ဟောတာလေမှန်းနေတာပဲတစေတရဲ့ဘူးတုံခွားတုံရှိရင်လေအင်းမန္တန်များနေချက်ချင်းထွက်အောင်ကြောက်အောင်လုပ်တာလေကျွမ်းကျင်တော့သူ့ကိုတမအဖြစ်ရောဆရာအဖြစ်ရောအားကိုးကြတာမနှဲပဲဆိုတော့တယောက်စကားတယောက်နာကြောပြီးတာပေါ့ကွယ်အဖပြောဘရင်မကြီးတပည့်တော်မအဲ့ဒီရဟန်းကိုဖူးတွေ့ကြမှာလေဖေဟာဒါဆိုဘရင်မကြီးဘလို့စီစဉ်ခြင်းတုံးပြော့ဖာရသေးနေအတူရွှေနန်းတော်ပင့်၍နေစုံဆက်ကတ်ချင်းမာတယ်ဖေဟာကောင်းတာပေါ့ဘရင်မကြီးလည်းကုသိုလ်ရတာပေါ့ဘရင်မကြီးအဲ့ဒီရှင်ပြိုဟာပညာအရာမှာထူးချွန်တော်လှပါပြီတဲ့သူ့ကိုလူထွက်စီပြီးရွှေနန်းတော်မှာယာရုတနေရာပေးလို့ခံထားရင်ပညာရှိတအူကောက်ရတကဲ့သို့ရှိမှာပဲဘရင်မအကဲခတ်ရသေးတာပေါ့အဖဒီလိုနဲ့မိုးလေဝသကောင်းတဲ့တနေ့မှာအဖနန်းဦးကျောင်းဗရှင်ရသိနေအတူရှင်ပြိုရှင်ပုံညပါဝင်ကပ္ပိယနှစ်ဦးတို့ပန်းထွားဘရင်မကြီးရင်ရွှေနန်းတော်ကိုကြွရောက်လို့လာတယ်ဘရင်မကြီးအပါအဝင်တတ်တော်ရှိအမတ်ကြီးမူကြီးမတ်ကြီးဝင်းကြီးများနဲ့စစ်သူကြီးတမူးရှီဝါတို့ကရိုသေးစွာခရီးဦးကြိုဆိုပြီးတော့တိရိမင်္ဂလာခမ်းမကြီးမှာခဲပွဲဘောစဉ်အရသာကောင်းတို့နဲ့နေစုံစက်ကလူတန်းနဲ့ကပ္ပိယနှစ်ယောက်ဖြစ်တဲ့ငကြီးနဲ့ငမီးတို့ကရဟန်းနှစ်ပါးရဲ့ထီးဖက်နှက်တို့ကိုတင်ရမှာတင်ထားပေးပြီးတိုင်တော့တစ်ခုမှာကုတ်ကုတ်လေးထိုင်လို့ဘရင်မကြီးရဲ့မျက်နှာကိုခိုးကြည့်အကဲခတ်နေကြတယ်ဘရင်မကြီးဟာတတ်တော်ရှိမူကြီးမတ်ကြီးပုံတော်ကြီးတို့နဲ့ရိုသေးစွာဆုံးကတ်လူတယ်ပန်းထွားဘရင်မကြီးကလည်းရဟန်းပြိုလေးကိုအသားအကဲခတ်နေတယ်ရဟန်းပြိုလေးရဲ့အသက်ကသူမနဲ့မတိမ်မယိမ်းတောင်ရှိမိန်ရှိလာ35နှစ်40နှစ်အသားဖြူဖြူမျက်ခုံးကောင်းကောင်းမျက်လုံးနဲ့နှာရံပေါ်ပေါ်မျက်နှာသွဲသွဲလေးမို့ကြီးညိုပွဲရှိတယ်ဟင်းကွက်တွေကိုလည်းအနည်းစလို့မနှိုက်ဘူးဘာရသေးခက်ယူပြီးမှ तू ကခက်ယုံမျှလေးခက်ယူဖုံးပေးတယ်ဘရင်မကြီးကပြူနန်းတွင်ဟင်းချက်စားတော်ခဲကြော်တို့ရဲ့ဟင်းမျိုးပေါင်းများစွာကိုဇပွဲအပြည့်ခင်းကျင်းထားတာလေသို့တော်ရဟန်းပြိုလေးကအသားငါးတွေကိုလုံးဝခတ်မစားဘူးအဒီအနံကျော်နဲ့ဟင်းရည်ဟင်းမြပဲတာတာဖော့ဖော့ခက်ယူစားတယ်ကြည်ရတာတက်တက်လို့တမားထင်ပါလေစွန်းလို့ယူပုံကလည်းခက်ကြမ်းကြမ်းမယူစွန်းလို့သေးသေးလေးကိုဖော့ဖော့လေးယူပြီးတွေ့ပြောင်းတဲ့လက်ငါးချောင်းနဲ့နှက်ခမ်းပါဆက်ပွင့်ယုံမြောက်ဖွင့်ပြီးဖြင်းချင်းစွာသွင်းလို့နှုတ်ခမ်းစီပြီးကြည်ညက်အောင်ဝါပြီးမှမြို့ချတယ်ညို့ကြီးသားရဟန်းပြီးတာပေတယ်လို့ပန်းထွားဘရင်မကြီးရောမူကြီးမကြီးတွေရောမှတ်ယူကြတယ်စားရမှာလဲမျက်လွန်ကိုချပြီးစားတယ်ဟိုကြည့်ဒီကြည့်ဟိုပြောဒီပြောလုံးဝမလုပ်ဘူးတင်ငန်းယုံထားပုံလက်ကြော့ထိုးပုံကလည်းတေသက်ကြနာလှပလုံးလို့ဘရင်မကြီးမြင်းမြင်းချင်းကြီးညိုလေးစားမဆုံးဘူးပေါ့အဲ့ဒီနောက်စွန်းစားကိုရက်ပြီးအချိုးပွဲကတ်လူကြတယ်အချိုးပွဲဖုံးပေးပြီးတော့နန်းဦးဖယတိကြီးကစွန်းလူတရားစကားတွေကိုချီးမြှင့်တော်မူတယ်လေဒီမှာပန်းထွားဘရင်မကြီးကရဟန်းပြိုလေးရဲ့ပညာအစွမ်းကိုသိလိုတာမို့မိကွန်အချို့ကိုမီးလျှောက်တော်တာပေါ့ကိုတော့ကိုတပည့်တော်မှသိကျင်တာလေမီးလျှောက်ခွင့်ပြုပါဖေဟာမေးပါတကားမကြီးရဟန်းတို့ရဲ့ဒုက္ခဘယ်နှပါရှိပါသလဲဖေဟာဘယင်မကြီးဒုက္ခဆိုတာဆင်းရဲခြင်းကိုခေါ်ပါလေရဟန်းတော်များခံစားသည့်ဆင်းရဲခြင်း၅ပါးရှိပါတဲ့အဲ့ဒါတွေကတော့စီဝရအတ္တန်တုထရရှိနေသောသင်္ကန်းဖြင့်မယောင်ရဲနိုင်သောယဟန်နံပါတ်2ပိဋ္ဌပါဒအတ္တန်တုထရရှိနေသောစွန့်ဖြင့်မယောင်ရဲနိုင်သောယဟန်နံပါတ်3သေနာတနအတ္တန်တုထရရှိပြီးသောကျောင်းအိမ်ယာဖြင့်မယောင်ရဲနိုင်သောယဟန်နံပါတ်4ဘေသစ္စအာတန်တုထလက်ရှိစေဝါဖြင့်မကျေနပ်နိုင်သေးသောယဟန်နံပါတ်5ဗြဟ္မစရိယအနာပိရတယဟန်ကျင်းဝင်း၌မပြောပိုက်မချင့်ကြံနိုင်ရင်းရဲ့လို့ယဟန်တို့မယောင်ရဲနိုင်တဲ့အကြောင်းတရား၅ပါးရှိတယ်အဲ့ဒီတရား၅ပါးကိုကယဟန်တို့ရနိုင်တဲ့ဒုက္ခဆင်းရဲပဲမကောင်းမှုလို့လေခေါ်တာပေါ့တကားမကြီးတာဓု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 ပန်းထွားဘရင်မကြီးနဲ့တကွမင်းပြိတ္တအားလုံးတို့ပါယဟန်ပြူရဲ့စကားဆုံးမှာတာဓု၃ညင်ခေါ်လိုက်ကြတယ်နောက်ထပ်တစ်ခုမေးလျှောက်ပြရစီဖေအောင်လျှောက်ပါတကားမကြီးယဟန်တို့နေထိုင်သတင်းသုံးလို့ရတဲ့ကျောင်းရောဘယ်နှမျိုးရှိပါလဲဖေအောင်ယဟန်တို့နေထိုင်သတင်းသုံးလို့ရတဲ့ကျောင်းသင်ငန်း10မျိုးရှိတယ်လို့
ကြားနာမှတ်သားရဖို့ပါတယ်တကားမကြီးအဲ့ဒါတွေကတော့အမိုးအကားအခင်းတို့ဖြင့်စိတ်ငြိမ်ရ၌ဆောက်လုပ်သောကြောင့်ရွာနီကျုပ်ဆက်တော်မျိုးဆက်ရှိသည့်တောရကြောင့်တစ်တပင်ရင်ဝါတပင်ရင်တောင်ပေါ်တောင်ဆောင်တောင်သားရမှစောက်တဲ့ကြောင့်ကြောက်ချောင်းသားရသောကပင်ရှိတဲ့ကြောင့်နံပါတ်6ကတော့တောင်ကောင်းဥမင်လှိုင်ကိုကြောင့်9တင်းကျိုင်းတုတ်တံမှာစောက်သည့်ကြောင့်10ကတော့တောနတ်တော်အုပ်ရွာဝေးခေါင်ခေါင်မှာရှိနေသည့်ကြောင့်နံပါတ်9လွေမြင့်လဟပြင်မှာ10ပလာသမုံးစကောက်ရိုးပုံမြက်ပုံနေရာများကဲ့သို့စိတ်ငြိမ်ရာကျောင်းသင်ငန်းတွေရှိကြတယ်လို့ကြားသိမှတ်သားရပါတယ်တကားမကြီးတာဓုတာဓုတာဓုပါဖေယတာဓုတာဓုတာဓုပါဖေယတာဓုတာဓုတာဓုပါဖေယနောက်ထပ်သိကျင်တာလေးမေးလျှောက်ပြရစီဖေယမေးပါတကားမကြီးရဟန်းတာမဏေတို့သုံးဆောင်ရန်တပိတ်ဘယ်နှမျိုးရှိပါသလဲဖေယရဟန်းတာမဏေတို့သုံးဆောင်မှုဖျားရှင်ခွင့်ပြုတော်မူတဲ့တပိတ်3မျိုးရှိတယ်တကားမကြီးအဲ့ဓာတွေကတော့မပြော့မမအလောတော်ချက်ပြီးထမင်းသုံးမိတစ်ခွက်ဝင်သောတပိတ်နှစ်ကတော့၎င်းထမင်းမျိုး3ခွက်နှင့်10လဲဝင်သောတပိတ်3ကတော့၎င်းထမင်းမျိုး3ခွက်နှင့်10လဲဝင်သောတပိတ်ရေလို့3မျိုးရှိတယ်တကားမကြီးပြီးဖျားရှင်ခွင့်ပြုသည့်တပိတ်2မျိုးတီးတန့်ရှိသောအဲ့ဒါပထမမတ္တိကာပတ္ထမြေတပိတ်မျိုးနဲ့ဒုတိယအယပတ္ထတန်တပိတ်ပါတဲ့တာဓုတာဓုတာဓုလောကီတွေကသိကျင်တာလေးမေးလျှောက်ခွင့်ပြုပါအောင်ဖေယရှောက်ပါတကားမကြီးအကျွန်ုပ်တည်သည်များတော့ဖြေမယ်စစ်တီရဲမတိုးရဲ့တစ္ဆာဘဏ္ဍပါရှိပါသနည်းဖေယတကားဘရင်မကြီးအေကိစ္စကရေးမြင့်ရှင်ဘရင်တကားမကြီးတို့နှင့်လွန်စွာအကျုံးဝင်ပြီပေါ့စစ်တီရဲမတိုးရဲ့တစ္ဆာတရားက1ကိုတိုင်းပြည်ကိုလူမျိုးအတွက်ပါဏာတိပါတကံကိုခံယူခြင်း2သူ့သားမယားအိမ်ယာသူ့ဥစ္စာကိုမလွန်ကျူးမလူယူရခြင်း3ရန်သူမဟုတ်သူကိုမတတ်ရခြင်း4ရန်သူနဲ့ကြုံကအသက်ကိုစွန့်၍တိုက်ရခြင်းလို့လောကဗျူဟာမှာဆိုထားပါလေတကားမကြီးစစ်မှတ်ဖြစ်ပွားရခြင်းအကြောင်းကိုလည်းမိန့်တော်မူပါအရှင်ဖေယစစ်မှတ်ဖြစ်ပွားရတာအကြောင်း73ပါးရှိတယ်တဲ့တကားမကြီးနေကြတတ်မှတ်မှုကြောင့်အငင်းပွား၍စစ်မှတ်ဖြစ်ရခြင်းမြေပေါ်မြေအောက်ပစ္စည်းလိုချင်မှုကြောင့်စစ်မှတ်ဖြစ်ပွားရခြင်းစင်ကောင်းမြင်းကောင်းလိုချင်မှုကြောင့်စစ်မှတ်ဖြစ်ရခြင်း73လက်နက်လိုချင်မှုကြောင့်စစ်မှတ်ဖြစ်ရခြင်းတမီကညာလိုချင်မှုကြောင့်စစ်မှတ်ဖြစ်ရခြင်းဂုံချောပြတ်မှုကြောင့်စစ်မှတ်ဖြစ်ရခြင်းတစ္ဆာဖောက်ပြန်မှုကြောင့်စစ်မှတ်ဖြစ်ပွားရခြင်းစေပါသောရာဇသံစကားကိုအနေအကျမသိမှုကြောင့်စစ်မှတ်ဖြစ်ပွားရခြင်းလူမျိုးရေးဘာသာရေးဖြတ်စည်းမှုကြောင့်စစ်မှတ်ဖြစ်ပွားရခြင်းမင်းအစိုးရတို့တိုင်းပြည်ကိုမဆောင်ရှောက်နိုင်မှုကြောင့်စစ်မှတ်ဖြစ်ပွားရခြင်းရဲမှတ်ဘိုးဘာတရေတခတ်တို့မရှိအားနေလူရီကိုင်းရင်ညံ့ဖြင်းလို့အခြားကအလေးအငိုက်ဝင်ရိုက်တိုက်ခိုက်လို့စစ်မှတ်ဖြစ်ပွားရခြင်းကုံတွေကြီးတွေလောဘလွန်၍ဖြစ်ပွားရခြင်းရန်ညိုးဖွဲ့အမုန်းများကြောင့်စစ်မှတ်ဖြစ်ပွားရခြင်းအဲ့ဒါလိုစစ်မှတ်ဖြစ်ပွားရခြင်းအကြောင်းတရားတွေရှိပါတယ်တကားမကြီးမှန်လားပါကိုတော်ရှင်နဲ့စုံတွေ့ရခြင်းဖူးမြော်ခွင့်ရခြင်းရှောက်တင်ရခြင်းတို့သည်ဖျားတပည့်တော်မအတွက်အလွန်မှပင်ဘဟုတုတအသည့်အမြင်များရရှိပါသဖြင့်တာတို့ခေါ်ရပါသည့်အရှင်ဖျားတာဓုတာဓုတာဓုတီရီမင်္ဂလာခမ်းမဆောင်ကြီးကတာတို့ခေါ်တဲ့များနဲ့လွန်စွာကြက်တည်ရှိနေလို့ပေါ့အဖနန်းဦးရှင်ရတိအိုကြီးကလည်းသူ့เจ้าရောက်တပည့်ရဟန်းပြိုရဲ့လောကီလောကုတ္တရာနှစ်ဖြာအသည့်ပညာရှိပုံကိုသဘောကျပြီးကျေနပ်အားရတော်မူလျက်ရှိနေတယ်အခြားဆုံးမဩဝါဒတွေကြီးမြင့်မအောင်ဖျားအဲ့ဒါလိုပန်ထရာဘီယမကြီးကလက်အုပ်ချပြီးရှောက်လိုက်ရောရဟန်းပြိုကတဏှာရက်ကိုလှမ်းကြည့်ပြီးအံ့အားသင့်လို့မျက်တောင်မခတ်စိုက်ကြည့်နေလိုက်တယ်ရဟန်းပြိုရှင်ပုံညာအကြည့်ရှိရကုန်ပန်ထရာဘီယမကြီးအပါအဝင်မူကြီးမတ်ကြီးနန်းတွင်အရာရှိများနဲ့တမူရှိဝါတို့ပါလှည့်ကြည့်ရတာဖြစ်သွားကြတယ်ရဟန်းပြိုအကြီးရောက်နေတဲ့နေရာကနန်းဖို့ဟိုစီမဟာအတုလစီတော်ကြီးရှိရာအေးရပင်အားလုံးလိုက်ပါကြည့်ကြတော့လေဘာမှမတွေ့ရဘူးရှင်ပုံညဘာကိုမြင်လို့ပါလေရဟန်းဖြူရဲ့အတွင်းတရံကအလွန်အံ့ဩနေတဲ့တရံကိုတော့အရှင်ရဟန်းဖြူကဘရင်မကြီးရဲ့ခေါ်တန်းကိုမကြားသလိုရှိပြီးတဏှာကိုပဲအာယုံကြလို့နှက်ခမ်းချင်းထိကပ်ပြီးတော့ခေါင်းတငိမ့်ငိမ့်လုံနေတယ်ဒီမှာနန်းဦးရှင်ရတိကြီးကရှင်ပုံညဘာဖြစ်လို့လဲဘရင်မကြီးကလေသိကျင်စိန်နဲ့ထပ်ပြီးမေးတယ်ကိုတော့ဘာကိုမြင်လို့ပါလဲဖေဘရင်မကြီးအမင်းရှိပါကိုတော့ဦးစင်းတို့ကျောင်းကိုပြန်ကြွတော့မေကိုတော့ဘာမြင်သွားလို့ပါလဲဖေမိန်တော်မူပါအောင်ကိုတော့နောက်ခါမှပဲအေးအေးဆေးဆေးပြောမယ်ဆရာရှင်တပည့်တော်တို့ကျောင်းကိုပြန်ကြွပါဖေကပ္ပိယတွေကလည်းဖနက်တွေစီရန်ချပေးကြပြီးလူပွဲတွေဆွဲကင်လို့ဘရင်မနဲ့မူးမတ်တတ်တော်ရှိတို့ကအရှင်နှစ်ပါးကိုဥချကြော်ပြီးနန်းရှိဥပစာအရောက်လိုက်ပို့ကြတယ်ပြီးတော့မင်းကြီးကိုမြင်းရထားနေကျောင်းကိုလိုက်ဖို့ပေးကြတယ်နန်းတွင်ကြံရစ်သူတွေမှာတော့ဗဟေလိဖြစ်ပြီးကြံခဲ့ကြလို့ဖိုးဖိုးတို့ဖယားတကောင်းမြို့သားရှင်ငယ်ရဲ့ဖို့ဘလို့မြင်ကြပါလဲမှန်ပါဘရင်မကြီးဖယားရှင်ငယ်သည်ငယ်ရွယ်ပြိုမြင့်သည့်အရွယ်ဖြစ်ပါတော့လေလောကီလောကုတ်တရားနှစ်ဖြာသောပညာဗဟုသုတနှင့်ပြည့်စုံသူဟုခံမှန်းရပါသည်ဘရင်မကြီးဖယား
တခင်မလည်းအဲ့ဒါလိုပဲမြင်မိတာပဲတကယ်လို့များသူ့ကိုလူထွက်စီပြီးတော့နန်းတွေမှာယာဒူးတနေရာပြီးလို့အသုံးပြုရင်ကဘသူ့ရှိနိုင်မှတလဲမင်းကြီးတို့အနေငယ်စောက်မအောင်ဘယင်မကြီးဖျားယခုကြားနာသိရှိရသည်မှာတကောင်းရှင်ငယ်ရဲ့ပညာအဖျားမြတာရှိမည်ဟုထင်ပါလေအချိန်ငယ်ငယ်ပြီးပြီးရှင်ငယ်ရဲ့ပညာတရဏက်ကိုကြည့်ပြီးမှစဉ်းစားဆုံးဖြတ်တော်မူပါလေပို၍အကျိုးရှိနိုင်ကြောင်းမှာဘယင်မကြီးဖျားဟုတ်ပြီပေါ့လေပညာရှိအမတ်ကြီးများတင်လျှောက်တာလျော်ကန်သိမြတ်ပါပြီလေတခင်မတို့စန္ဒမစောသေးပဲနောက်တစ်ချိန်ပင့်ဖိတ်ပြီးအကဲခတ်ရသေးတာပေါ့တတ်တော်ရှိဖို့ဖို့အမင်းရှိပါဘယင်မကြီးဖျားရှင်ငယ်ဘာကြောင့်အဝေးတနေရာကိုကြည့်ပြီးတော့တန်တော်ဖြစ်သွားရတာလေဖို့ဖို့ကြည့်ရတာတစုံတစ်ခုကိုမြင်ပြီးတော့အံ့ဩပုံပါပဲဖျားသို့တော်ဘာကိုမြင်လို့ဆိုတာတော့ရှင်ငယ်ပဲသိပါလိမ့်မည်ဘယင်မကြီးဖျားမူကြီးမကြီးတို့ရောစဉ်းစားမိတာမရှိကြဘူးလားမှန်မဤရှင်ငယ်သည့်အကြမ်းမြင်များလည်းရသည်လို့မြို့ထဲမှာကြားသိရပါတော့ကြောင့်ထူးခြားမှုတစုံတစ်ခုကိုတော့မြင်သွားပုံရပါသည်ဘယင်မကြီးဖျားအေးလေအဖရှင်ရတရားတဆင့်မင်းမြန်ကြည့်ရမှာပေါ့ဂိုင်းဘယင်မကိုရနာကြပါစို့အဲ့ဒီနောက်အခမ်းအနားကိုရုပ်သိမ်းပြီးကွတ်တောင်ဝင်ရှိရာကိုသွားရောက်လိုက်ကြတယ်ဘယင်မကြီးရဲ့စိတ်ထဲမှာတော့ရှင်ငယ်ရဲ့ကြီးညိုစရာရုပ်သွင်းနေတန်မိုးကြီးလာတဲ့ပညာအသည့်တရားတို့ကိုကြားယောင်နေမိတယ်ဒါနဲ့အတူရှင်ငယ်ဘာကြောင့်အဝေးတနေရာကိုလှမ်းကြည့်ပြီးတန်တော်ဖြစ်သွားသည်လေဆိုတာကိုစဉ်းစားလို့မရဖြစ်နေပါလေမြင်းချောက်ကောင်ကယထာဟာဗိတ်တနိုးမျိုးကြီးရဲ့အနောက်ဘက်ရှိဖောင်တော်ပေါက်အင်းရှိရာကိုရှေ့ရှုသွားနေတယ်ယထာကအမိုးဖွင့်ယထာမို့ခြေသွက်ခြေညီနဲ့ပြေးနေတဲ့မြင်းယထာဘော်ကထိုင်ခုံပေါ်မှာထိုင်လိုက်လာတဲ့ပန်ထရာဘယင်မရဲ့နတ်မောင်ရှိလျာစံရွေစပင်တို့ဟာလေးရှိန်နဲ့ပြန်ဝဲလွန်လူနေတယ်ပန်ထရာဘယင်မကတာယာလှပတယ်တိုးရီတောင်ရီတွေကိုကြည့်ပြီးရွှေမြူအားရကျေနပ်တော်မူလို့တစ်ချက်ထွက်ပြူစာနေအောင်ကြောင်းဘယင်မရဲ့အဖိုးတန်းတောင်ကကြောက်ရဲ့အယောင်ဟောင်းဝင်းကနေလက်ခနဲ့ဖြစ်သွားနေတယ်တမှုရှိဝါကတော့အခုချိန်မှာတော့ပန်ထရာဘယင်မရဲ့ကိုရက်တော်အဖြစ်အနီးကပ်လိုက်ပါနေရတယ်လေစစ်ပွဲတိုက်ပွဲရှိနေရင်ရှိဝါကဘုံမင်းကြီးများနဲ့စစ်ပွဲကိုကြီးကြပ်ရတဲ့ဦးစီးတက်မှုပါစစ်ပွဲတွေမရှိရင်တော့ဘယင်မရဲ့အသက်ကိုခောက်ခွေရတယ်ကိုရန်တော်တက်မှုပေါ့အခုလဲဘယင်မကဖောင်းတော်ပေါက်အင်းမှာရေကစားလိုတွေဆိုလို့မြင်းချောက်ကောင်ကရထားနဲ့အင်းကျယ်ကြီးရှိရာကိုသွားနေတာရှိဝါကဖိတ်လက်နေတဲ့စီးတော်မျက်နှာကြီးအာကာတိမ်မြန်ကိုစီးပြီးဘယင်မရဲ့ရထားနဘေးကနေရန်ပြီးလိုက်နေတာနောက်မှာတော့ကိုရန်တော်တပ်သား12ယောက်တို့ကလေးများဓာတ်လန်ကင်ဆွဲလို့မြင်းတက်ဖွဲ့ပြီးစောင့်ရှောက်လိုက်လာနေတာရဲ့ပန်ထရာဘယင်မကြီးကလေးနဲ့သေးယူလာတဲ့အင်းရင်ပန်းရနံ့ကိုအားရပါရရှိုက်ရှူရင်မြင်းမော်ကတက်မှုလေးရှီဝါကိုပြုံးပြနေတယ်ဘယင်မရဲ့အပြုံကိုမြင်လိုက်ရတာရှီဝါရင်နဲ့အေယာရီမြစ်ကြီးစီးဝင်သွားတယ်လို့ပဲအေးမြငိမ့်ချမ်းလိုက်တာရင်မှတ်မိပါသေးရဲ့လေသူမစစ်ပွဲကြီးနှစ်ပွဲကိုကိုယ်တိုင်တိုက်ခဲ့ရပြီးပြီဒုတိယမြောက်တိုက်ပွဲမှာတီရီခက်တရာရန်သူဘိုးမင်းနဲ့တဦးချင်းတိုက်ခဲ့ရတဲ့စီးချင်းတိုက်ထားပွဲရံပေကုန်းတက်မှာလည်းဗိတ်တနိုးရဲမတ်တွေနဲ့တီရီခက်တရာကန်းတက်ရဲမတ်တွေရင်ဆိုင်တိုက်နေကြတယ်ကျုံဝါတန်ဓာချင်းထိခတ်တန်တန်ရာရလို့အော်လိုက်တဲ့အတန်ခုတ်တန်ထစ်တန်တွေကြားနေရတယ်ရှီဝါတီရီခက်တရာသာရန်သူဘိုးမင်းကိုဓာစီချင်းတိုက်ပြီးအနိုင်ရလိုက်ပေမယ့်ရန်သူရဲ့ပေဓာချက်ကြောင့်လက်မောင်းမှာဓာဦးချက်ထိပြီးလက်မောင်းအသာကွဲသွားခဲ့တယ်အဲ့ဒီတော့ကသွေးပူနေလို့ဒဏ်ရာကိုအမှုမထားခဲ့ဘူးရန်သူအလောင်းတွေကိုကြည့်ပြီးဗိတ်တနိုးရဲ့အောင်ပွဲကိုပီတီးဖြစ်နေတာကိုတိုက်ပွဲရပြန်ပြီးမျိုးရင်းကိုဝင်တော့မှဘဲလက်တန်ရာကြိုက်ခဲစားပြုတ်လာနေသွေးတွေကလည်းလက်မောင်းတစ်ဖက်ကနေတဇက်ဇက်ကြလို့သို့တော်ရွှေနန်းတော်လာရလန်းတစ်လျှောက်မျိုးရင်းအဝင်ဝါကနေပန်းတပြေးရေချမ်းအိုးနဲ့ကျိုးနေတဲ့ဗိတ်တနိုးမျိုးသူမျိုးသားတို့ရဲ့အာရဝန်တာဟီအေးကျွေးကြော်တန်တွေကိုကြားမြင်ပြီးကြနေတဲ့သွေးဆက်တွေကိုသတိမပြုမိဘူးစိတ်ရောကိုယ်ပါတက်ကြွနေတယ်လေရွှေနန်းတော်ရှင်မုတ်ဦးအဝမှာပန်ထရာဘယင်မကြီးနဲ့မူကြီးမကြီးတို့ကလေအာရဝန်တာကြိုကြလို့လေရှီဝမုတ်ဦးအဝင်မှာပဲမြင်းမော်အဆင်းပြီးတိုက်ပွဲဝင်တာလွယ်လို့လမ်းလျှောက်လာခဲ့လိုက်တယ်သူနောက်မှာချွေးတန်ရွှဲရွှဲပေပေလူးလူးနဲ့အကြက်သွေးတော့ဘိုးရဲမတ်တွေလည်းတအိမ်တွေကြောပိုးပြီးလိုက်လာနေကြတာပန်ထရာဘယင်မကြီးရဲ့ရွှေမျက်နှာတော်ဝင်းဝင်းပပလင်းလင်းဆူဆူကိုမြင်လိုက်ရတော့မူးဝေဝေနောက်ကြည့်ပင်ပန်းမှုတွေပျောက်ကွယ်သွားတယ်ဘယင်မကြီးရှေ့မှာသူတို့ဒူးထောက်ခါစားလိုက်ပြီးနောက်ဘယင်မကြီးဖျောင်းတီရီခတရာရန်သူအလောင်းပေါင်းမြောက်များစွာကိုရံပေချောင်းရဲ့လှိုင်းတဘိုးအောက်မှာနင်းမြုပ်ပျက်စီးတေကြလို့ရန်သူတွေလည်းပြန်ပြေးကြပါပြီဖျောင်းဗိတ်တနိုးမြေပေါ်နင်းထိတဲ့ရန်သူ90ကျော်တို့လည်းဗိတ်တနိုးရဲမတ်တို့ရဲ့တိုက်ခိုက်မှုကြောင့်တေးကြီးကုန်ပါပြီဖျားမောင်မင်းတို့သူရဲကောင်းပီတာပါပြီရဲ့ဗိတ်တနိုးမျိုးသားပန်ထရာပီတာပီတာကြပါပြီရဲ့အလိုတက်မှုရှိဝမောင်မင်းလက်မောင်ကသွေးတွေကြလို့ပါလားဟဲဟုတ်တာပဲတက်မှုဒဏ်ရာရတယ်နဲ့တူတယ်ဘယင်မာကြီးကရှီဝါရဲ့လက်မောင်ကသွေးဆက်ကြနေတာကိုမြင်ရောစိုးရင်စိတ်နဲ့မျက်လုံးလေးဝိုင်းဆက်လို့စိုးရင်ပူပန်ရိတ်လိုင်းတို့တစ်ခုမျက်နှာအပေါ်မှာဖြတ်တန်းသွားတယ်မူးကြီးမှန်ကြီးတို့လည်းသွေးစီးကြနေတာကိုမြင်သွားကြပြီးတော့
လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်ပန်ထွားဘီရင်မကြီးရဲ့စိုးရင်စိတ်ကမြန်လိုက်တာရှီဝါရဲ့အနေကိုဖြတ်ခနဲရောက်လာပြီးတော့အမတ်ကြီးတို့ဖယားတမားတော်များကိုအသင့်စေဝါစီးရင်ခိုင်းညတက်မှုကကိစ္စမရှိပါဘူးဘရင်မကြီးဖယားအိုးမရဘူးလေဒဏ်ရာတွေကိုဖုံးတို့ကြီးတို့ပိုးတို့ဝင်သွားရင်ကြောင်မြင့်စွာကုသရမှာထရှီဝါထရက်လိုက်တယ်ဘရင်မထံကကိုသိန်းနှန်းနဲ့မွေးကြိမ်နသာရနန်းတို့ကရှီဝါရဲ့ရင်ထဲကိုစီးဝင်လာတယ်အဒီနောက်တမားတော်တွေရောက်ရှိလာပြီးစေကူသားဆောင်မှာတန်ရာကိုရင်တွင်းနဲ့ဖန်ရည်စီအစွမ်းထက်စီးဝါးတွေလိမ့်ကြံအောင်ပြီးတော့ဖြူစင်တဲ့ပိတ်စားနဲ့စီးနှောင်ပေးကြတယ်တက်မှုတမားတော်ကြီးစေကူသားဆောင်မှာ2ရက်3ရက်အနားယူပါတက်မှုတမားတော်ကြီးကျွန်ုပ်နေလို့ရပါလေလောက်စီဟာတွေရှိသေးလို့ဒီမှာမနာပေးရစီနေဘယင်မကြီးကဒီမှာနာခိုင်းဖို့အမိန်ပေးထားပါတယ်တက်မှုဒီမှာပဲဘယင်မကြီးစေကူသားဆောင်ကိုကြွလာလို့အားလုံးအယိုအသေးပြုကြတော့တက်မှုနေပါအနားယူလိုက်ပါမယူပါရစီနဲ့ဘယင်မကြီးအိုးမင်းပင်ပန်းနေတယ်လေဒဏ်ရာဆိုတာလှုပ်လှုပ်ရှားရှားလှုပ်လို့မနာဘူးနားလိုက်မဖြစ်ပါဘူးဘယင်မဘာလို့မဖြစ်ရတာတော့မင်းမနောက်ဆန်တင်းစရာရှိနေလို့လားနောက်ဆန်တင်းစရာဆိုတာဘာလို့ပြောတာလဲအမိကိုလားနှမကိုလားအဖကိုလားဒါမှမဟုတ်ချစ်သူရီးစားကိုညှိုးလိုက်တာလားပန်ထရာဘီရင်မကရှီဝါရဲ့မျက်နှာကိုမပြုံးတုံတုံဟန်နဲ့စိုက်ကြည့်ပြီးမေးလိုက်တာဒီမပြုံးတုံတုံအပြုံးကြည့်ချက်ကတမှုရှီဝါရဲ့ရှင်ကိုတနွေနွေတနုံနုံဖြစ်သွားစေတာပြောလေရှီဝါဘယင်မကြီးဖေ။ကျွန်တော်မျိုးမှနောက်ဆန်တင်းစီဟာအမိအဖအကိုနှမမရှိပါဘူး။ကျွန်တော်မျိုးကတယောက်တည်းပါဖေ။ဒါပဲလား။ကြံသေးလားခွင်။မင်းရဲ့ရီးစားတနံကိုရောကျွန်တော်မျိုးမှရီးစားတနံမရှိပါ။ဟုတ်လား။ကြည်စံဟုတ်လားလို့မပြောဘဲဟတ်လားလို့ပြောလိုက်တဲ့အာကောင်တန်လေးနဲ့အတူကျင်းတဲ့ချင်းရတာလှိုင်းချက်ခွက်လေးတွေကဘယင်မရဲ့ဝမ်းမောတန့်စင်မျက်နှာပေါ်မှာလွန်သွားတာကိုရှီဝမြင်နေရတယ်။မင်းအနာယူရမယ်ရှီဝမင်းလိုရေးစွမ်းတက်တိလက်ယုံရှိရောနှလုံးရည်ပြတ်တိရောရှိနေတဲ့သူရေးကောင်းတက်မှုတယောက်ကိုအကျိုးမဲ့စွာမဖြစ်စေခြင်းမူမင်းကုသဆောင်မှာတန်းရပြောက်ကင်းတဲ့အထိနားလိုက်ပါဟိုဘယင်မကြီးဖေ။ပါစားကြောက်မှလေးရှီဝကျွန်တော်မျိုးလိုပဲထိခိုက်ဒဏ်ရာအနည်းအများရခဲ့တဲ့ရဲမတ်တွေကိုရောသူတို့ရဲ့မိသားစုတွေကိုပါကျွန်တော်မျိုးအနီးကပ်သွားရအားပေးဆောင်ရှောက်ရအောင်မှမို့ပါဘယင်မကြီးကျွန်တော်မျိုးဒီလိုနေရာမှာအနားယူအောင်မွေးနေဖို့မသင့်ပါဘူးဖေ။ပန်ထရာတုတ်တက်မှုရဲ့မြင့်မြတ်စိတ်ထားကိုလေးစားသွားရတယ်ရှီဝါကတကူကောင်းသမားမဟုတ်ပါကလားသူရာသူစည်းစိမ်အတွက်မရမှုပါကလားအခွင့်အရေးမယူတတ်သူပါကလားသူရဲကောင်းစိတ်သက်ဆိုတာဒါနဲ့တူတယ်ခေါင်းဆောင်တက်မှုကောင်းတို့ရဲ့ကိုကျင့်တီလာတစ္ဆာတရားတို့ဆိုတာကိုကျိုးမကြည့်တာကိုပဲရည်ညွှန်းထင်လေတယ်သို့တော်ဘယင်မပန်ထွားတက်မှုရှီဝါကိုဥပက္ခမပြုတ်ရဘူးဒီတက်မှုရှီဝါကိုသူမကျင်နာတနာနေတယ်ငယ်ရွယ်နှုတ်ပြိုတန်ဆွမ်းဖြက်လက်တဲ့သူရဲကောင်းကလေးသူရဲ့ရင်ထဲမှာပန်ထွားပြင်းနဲ့ဗိတ်တနိုးပဲရှိနေတယ်သူဟာတစ္ဆာတမာရီရှိသူတက်မှုပဇာကြောက်များဒီတမှုလေးကိုမြင်ရတိုင်းသူမရင်တလက်လက်ဖြစ်နေရတယ်မသိဘူးတမှုရှီဝဖယားအမိန်တော်မှတ်မယ်နာခံဗျာတမှုရှီဝမှာညင်းဆန်ဝင်မရှိဘူးလေသူတစ်သားလူနာကရင်ပေါ်မှာဆင်းပြီးတော့ဒူးထောက်ခေါင်းကုန်းလိုဘယင်မချမှတ်မဲ့အမိန်ကိုနာခံမှုအသင့်ရှိနေလိုက်တယ်ပန်ထွားဘယင်မရဲ့တက်တော်ကတမှုရှီဝလက်ကဒဏ်ရာမပြောက်မချင်းစေကူသားဆောင်ကနေဗိတ်တနူးမျိုးတဲ့လဲပတ်သွားလာခြင်းမပြုရအမိတ်နာခံလျက်ပါဘယင်မတမားတော်ကြီးစီဝရအမိရှိပါဘယင်မကြီးဖေ။တမှုရှီဝါရဲ့ဒဏ်ရာမပြောင်းမချင်းကုသမှန်ပါဘယင်မကြီးဖေ။နေ့စဉ်တခင်မလာကြည့်ရှုစစ်ဆေးမယ်မှန်ပါဘယင်မကြီးဖေ။စေကုသဆောင်မှာတမှုရှီဝါတခင်မလာခြင်းမရှိခင်တမားတော်ကြီးရဲ့တောင်းဝင်မှန်ပါဖေ။တတ်တာတလို့နေပါတမှုရှီဝါဦးကောင်းကိုဖြင်းချင်းစွာမော့လိုက်တယ်။ပန်ထွားဘယင်မကြီးကသူ့ရဲ့မျက်လုံးကိုစိုက်ကြည့်နေစေပါပဲ။နူးနူးညံ့ညံ့အပြုံးလေးနဲ့ကြည့်နေတာပါ။တမှုရှီဝါဦးကောင်းပြန်ညှော့လိုက်တယ်ဘယင်မရဲ့မျက်ဝန်းထဲမှာစေတနာဆိုတဲ့ဝိညာဉ်တစ်ခုကိုမြင်လိုက်ရလို့ပါမင်းအပေါ်မှာငါဘယ်မျှမြတ်တာထားတယ်စေတနာထားတဲ့ဂယုဏတတ်တယ်ဆိုတာကိုမင်းနားလေခံစားကြည့်ပါရှီဝအခုမင်းကိုပြောနေတာအမိန့်လို့မထင်ပါနဲ့စေတနာလို့မှတ်ယူစမ်းပါငါရင်ထဲကစေတနာကိုမင်းနားလေတန်မိုးထားခဲ့ရင်ငါကောင်းမော်တတ်ဖို့ဗိတ္တနိုးနတ်မင်းကြီးထံငါပြန်အပ်ရဲတယ်အဲ့ဒါဒီစကလုံးမျိုးတွေဘယင်မမျက်ဝန်းမှာရိုးကနေရိတ်ခနဲ့မြင်လိုက်ရတယ်ဟုတ်ပါတယ်လေဒါတစ်ချက်လို့အမိတ်မဖြစ်နိုင်ပါဘူးလေဒါစေတနာပါစစ်မှန်တဲ့ဖြူစင်တဲ့စေတနာပါအပုံအပဲမရှိတဲ့စေတနာတို့ရဲ့အခြေတရားရဲဝန်းဆိုတာကရောဘယ်ရဲဝန်းမှလဲဘယ်နေမြေပါလဲဘယ်တောင်တန်းမှလဲတခင်မရဲ့ဖယားကျွန်တော်မျိုးကအရှင့်ရဲ့ကျွန်းမှာအဲ့ဒီတောင်တန်းတွေပင်လယ်တွေမြစ်ကြီးတွေတမှုရရမြေပြင်တွေဟာမြင့်ရအရက်မှာပဲစိမ့်ဆူမြေမအေးအေးမြမြတသွင်းသွင်းစီးစင်းလှိုင်းထားပါစီတော့ရှီဝဖောင်းတော်ပေါက်အင်းရှိရာကိုလိုက်ပါစောင့်ရှောက်ရင်ကလှဲ့လေကြည့်ပြီးတော့ပြုံးပြောရွှင်မြူးနေတဲ့ပန်ထွားဘယင်မရဲ့
အပြုံးတွေကိုအလိုက်တင်ခံယူရင်ကုံဆုံးခဲ့တဲ့စေတနာနေ့ရက်တွေကိုပြန်စည်းချင်နေမိခဲ့တယ်ဒီလိုနဲ့မြင်း6ကောင်ကရထားဟာဖောင်တော်ပေါက်တူးမြောင်းအနီးမှာရက်လိုက်တယ်နုပြိုထွားကျိုင်းလာတဲ့မြင်းကြီး6ကောင်ရဲ့ဟစ်တန်ဟီတန်ကြောင့်အင်းမြင့်ကျဲကြီးပေါ်မှာမြို့တူပျော်ပါနေတဲ့ငှက်အချို့လန့်ပြန်ဝဲអော်သွားကြတယ်ရှီဝါလည်းမျက်နှာကြီးပေါ်ကလွှားကနေခုန်ဆင်းလို့ဘရင်မရဲ့အနီးမှာရက်လိုက်တယ်အထိန်တော်ရင်မဲစိတ်တော်ကမြင်းရထားအတွင်တကားဖွင့်ဆင်းလာပြီးဘရင်မဆင်းမို့ဂရိဘာစော့3ညောင်းထောက်ခွေးချီကိုရထားအစင်လှေကားရှိမှချပေးလိုက်တယ်ပြီးတော့ရထားလက်တန်းကိုကိုင်းလို့ဖွေးဦးနုထွတ်နေတဲ့ခြေတစ်ဖက်ကိုချတော့မှအထိန်တော်ရင်မဲစိတ်တော်ကဘရင်မလက်ကိုကိုင်းပေးထားတယ်ရထားမောင်းကမြင်းမခါရအောင်အရှိကနေမြင်းတွေရဲ့စက်ကြိုးတွေကိုထိန်းထားတယ်လေအားတိုက်နေတော့ဘရင်မပန်ထွားရဲ့သပင်နှက်မောင်နွယ်လျားတို့လေထဲမှာနောက်ပြန်လူးလွင်နေပုံကလှိုင်းထားနေတယ်လို့ပဲလေတရားကြောင့်ရွှေချီထိုးတပိန်တော့အောက်နှောဆာစားတွေကလွင့်လွင့်လူးလူလန်လန်သွားတော့ငွေညင်းနုနုစိမ့်စိမ့်တို့စိုးစိုးစိတ်စိတ်လေးစိုက်ပြိုးထားတဲ့ခြေတလုံးတော့ဖွေးဖွေးလေးကလက်ခနဲ့ပေါ်ပေါ်သွားခဲ့တယ်ဝန်းမော်နူးညံ့နဲ့ပိုးဖဲသားတို့နဲ့ရှင်ထားမယ်ဆိုရင်တောင်ပန်ထွားဘရင်မရဲ့တလုံးသားဝင်းဝင်းလေးကဤဆိုပြီးသွေးကြောလေးတွေအတိုင်းသားမြင်ရလို့အနုဤနေတာလေပြေလေညင်းတွေကအင်းညင်းပန်းရနံ့တွေကိုတဲဆောင်ပြီးတော့အင်းမြင့်ငယ်ကိုရင်ဖတ်နဲ့ပေါ့လို့ဘရင်မရှိအောင်ကိုလာရောက်ဦးခိုက်တယ်လို့ရှိနေတယ်ရှီဝကူလဲပါကွယ်ဘရင်မခေါ်တန်းကြောင့်တမူးရှီဝလေးဤအလင်းမျိုးနဲ့ဘရင်မအနီကိုရောက်သွားခဲ့တယ်ပန်ထွားဘရင်မကရှီဝရဲ့လက်နဲ့အထင်းတော်ကြီးရဲ့လက်ကိုကင်ပြီးတော့ရထားပေါ်ကနေခြေခုံပေါ်ခြေချလို့မြေပြင်ကိုဆင်းလိုက်တယ်အနုညံ့ဆုံးပိုးသားတွေနဲ့ရက်လှုပ်ထားတဲ့ကဲ့သို့သောဘရင်မကြီးရဲ့တွဲလျာပြောပြောင်းလက်ဖွားရဲ့စုပ်ကင်ရင်းကိုခန်းစားလိုက်ရတဲ့ရှီဝရဲ့ညာလက်သွေးကြောတွေကတွဲပြောင်းချောမော့နူးညံ့ခြင်းတွေစီးဝင်ခံရပြီးဘဲဘက်ရင်ဘတ်တဝိုက်ပူနွေးလိုက်ခါသွားခဲ့တယ်ပန်ထွားဘရင်မကြီးကတော့လေနူအေးနဲ့တဲယူလာတဲ့အင်းညင်းပန်းရနံ့တွေကိုတဝါကြီးစွယူခန်းစားပြီးပြီးကလေးငယ်မင်းကလေးတဦးနဲ့ပျော်ရွှင်မြူးတူးနေတယ်လက်နှစ်ဖက်ကိုမြှောက်ဆန်တန်းပြီးကောင်းကင်ဦးကောင်းထပ်မှာဝဲပြန်နေတဲ့ငွေအောင်ဖြန်းယုံကြီးကိုလက်ရက်လှမ်းခေါ်လို့ကိုရန်တော်ရဲမတ်တွေကတော့တင့်ရနေရတွေမှာလူခွဲပြီးလုံခြုံစောင့်ရှောက်ရေးတာဝန်ယူထားကြတယ်ရှီဝဖျားဘရင်မှာတခင်မဖောင်တော်နဲ့အင်းထဲမှာရေကစားမယ်မှန်ပါဖျားရေကစားလို့ပြီးရင်ရွှေရောင်တော်ဖျားကိုဖူးမယ်အင်းရင်ပန်းပွင့်တွေအနေငယ်စုထားဖို့လုပ်ကွင်မှန်ပါဘရင်မှာအဲ့ဒီနောက်ရှီဝကိုရန်တော်တပ်ဖွဲ့ကအဖွဲမှုကိုအင်းရင်ပန်းလှပွင့်ပိုးကောင်မွားကောင်မပါတာကိုတန်တန်ခူး၍ရေတန်းဆင်ပေးရင်ပြောလိုက်ပြီးတော့အင်းနဲ့ဆက်သွယ်ထားတဲ့တူးမြောင်းရှိရာကိုဥဆောင်လာခဲ့လိုက်တယ်တူးမြောင်းရဲ့နဘေးဝဲရမှာအင်းရင်ပန်းတွေကတန်းစီပေါက်နေပြီးတော့အင်းရင်ပန်းရနံ့တွေကလည်းလေယူတိုင်းမှွေးထုံလို့လက်တစ်လျှောက်မှာတဲပြိုနုကိုမြေသားအောက်ခံပေါ်ကခင်းထားပြီးမစိုးတစို့လေးရှိနေတော့တေးလန်းလေးကမာတင်းတင်းလေးရှောက်လို့ကောင်းတော့ပေါ့တူးမြောင်းထိတ်မှာအင်းမှုအင်းဆောင်တွေကလှပစွာပြုတ်လောက်ထားတယ်ရွှေရင်းသာဖောင်တော်ကြီးကိုနေရာထိုင်ရင်းတောက်တော်ရည်တန်စားဖွယ်များနဲ့အသိဆောင်နေကြလို့ရွှေရင်းသာဖောင်အမြင့်ကရေပြင်ပေါ်မှာတထောင်များမကပေါ်နေတယ်ဖောင်တော်ဦးဟာဟင်းသာငှက်ဦးကောင်းကရွှေရောင်လက်ထားလို့ဖောင်တော်မီးကလည်းတက်ရှိဟင်းသာငှက်ကဲ့သို့ရှိတယ်ဖောင်ဦးမှာပိတ်တနုပန်ထွာထင်းရမတ်အလန်းကလေးနဲ့တစ်ဖြက်မြည်လို့ဖောင်ပေါ်မှာရတနာကြောက်စီတလုံးတစ်ခုကလည်းအသင့်အနီးကနေရာရုပ်ဆုံးစပွဲခုံပေါ်မှာပြူလက်ရန်ရွှေဘင်းချရေတကောင်နဲ့ဘယင်မနှစ်သက်တဲ့တစ်တီးစားပွဲတွေကကလတ်ထဲမှာအသင့်ဘယင်မကြီးကတစ်တီးဝလံအစားစာကိုအလွန်နှစ်သက်တာကိုဘွဲတော်တဲပြီးတိုင်းအချို့အစိတ်ငှက်ပြောသည်တစ်ကြားသည်စတာတွေကိုစားသုံးနေရှိတယ်လေအဲ့ဒီတစ်တီးတစ်ဖူကြိုက်တဲ့ရတတနာကြောင့်သူ့ရဲ့ဘဝတနေ့မှာတော့ဇက်သိမ်းမလားတဲ့ဘဝကိုရောက်ခဲ့ပြီးတော့မျော်လင့်ရီမှန်းချက်တွေနှီးကုန်းချုပ်ခဲ့ရတယ်ပန်ထွားဘီရင်မကြီးကဖောင်းတော်ပေါ်မှာရှိတဲ့ရတနာကြောက်စီတနုံမောမှာလှပတင့်တယ်စွာထိုင်လို့အနီးမှာစားတော်ကဲကြီးနဲ့အထင်းတော်ကြီးတို့ကအသိခါစားလို့နေကြတယ်ဖောင်းတော်သားတွေကရေခင်းတချင်းတွေစီးချက်တမ်းမြိုင်ဆိုပြီးတော့ဖောင်းတော်ကိုတူးမြောင်းအတိုင်းလှေနေလို့ထိုးဝါးနဲ့ထိုးပြီးအင်းရင်ပြင်ရှိရာကိုတက်ကြွပျော်ရွှင်စွာနဲ့လှော်ခတ်ခဲ့ကြတယ်အင်းရင်ပြင်မှာအပြားရောင်ဗေဒတွေကဟိုတစုဒီတစုရှိလို့ရေဝမ်းပဲဗျိုင်းဖြူဗျိုင်းညိုစက်ကဝါနဲ့ကြီးစားတဲ့ငှက်အုပ်စုတို့ကလေရေပေါ်မှာဝဲလိုက်ပြန်လိုက်ရေထဲကငါးလေးတွေထိုးတုပ်လိုက်ရေထဲငုတ်သွားလိုက်နဲ့အဲ့ဒီလှုပ်ရှားမှုရှုခင်းတွေကိုကြည့်ပြီးပန်ထွားဘရင်မှပျော်ရွှင်နေတာကိုမြင်ရတော့တမူးရှီဝလည်းအလိုလိုပျော်ခဲ့ရတယ်ပေါ့ရှီဝရေပေါ်မှာကူးခတ်နေတဲ့ဟိုငှက်ကဘလို့ခေါ်တော့ရင်ရေဝမ်းပဲပါဘရင်မကြီးဖျားဟိုလေတန်းရှိရှိအယောင်မင်းမင်းနဲ့ရေငုတ်ငုတ်သွားတဲ့ငှက်ကရောရှီဝအဲ့ဒါတင်ကြီးငှက်လို့ခေါ်ပါဘရင်မသူကရေငုတ်ပြီးအစာရှာလေးရှိပါတယ်ဖျားဟိုလေတန်းရှိခြေတန်းရှိအယောင်ဖြူဖြူနဲ့အညိုရောင်လေးဆက်ထားတဲ့ငှက်ကရောကွင်ဝေသားလီပြိုင်းလို့ခေါ်ပါတယ်ဖျားဝေသားလီမှန်မဘရင်မကြီးလှလိုက်တာကိုကြည်စံကောင်းကင်ပေါ်မှာဝဲပြန်နေပုံကဟဲ့ဟိုလီဟုံစီးနေတာရောဘာငှက်ခေါ်လေးရှိဝါရဲ့
တိတ်ငါပါဘရင်မတိတ်ငါကစွန်လိုပဲဝဲပြီးလေဟုံစီးတယ်နော်မှန်ပါစွန်ကအကောင်ကြီးပြီးနှုတ်သီးခြေတဲ့ကြီးပါလေတိတ်ငါကအကောင်သေးပေမဲ့မြန်မာတွေဘရင်မတိတ်ငါကိုရင်မအောင်လေ့ကျင့်တင်ပြီးခိုင်းရင်စားဖို့တရှိုငှက်အဖြစ်သုံးလို့ရပါတယ်ဘရင်မဒီလိုနဲ့ရွှေဟင်းသာဖောင်းတော်ကြီးနဲ့အင်းမြင်နဲ့လှဲ့လေကြည့်ရှုကြတာအချိန်အတော်ကြာသွားပြီမို့ဖောင်းတော်သားတို့ဖောင်းတော်ကိုတူးမြောင်းရှိရာပြန်ဝင်ကြတော့ဟင်အမိန်အတိုင်းမှတက်မှုဖောင်းတော်သားတွေကဟင်းသာငှက်ဖောင်းတော်ကြီးကိုရီလေးတမ်းမြိုင်မြိုင်တချင်းတွေတီးဆိုပြီးတူးမြောင်းရှိရာကိုလော်ခတ်ဝင်ခဲ့ကြတယ်အဲဒီနောက်ကြားပြူကြားညိုးပရုံးမကြားတွေနဲ့အင်းညင်းပန်းတို့ကိုတိတ်ဆောင်ပြီးတော့ရွှေရောင်တော်ဖျားပေါ်ကိုတိုက်ခင်ကြတယ်ရွှေရောင်တော်ဖျားကိုမြို့ဦးဖျားလို့လည်းခေါ်ကြတယ်ရွှေရောင်တော်ဖျားကိုတဲဖို့အတွက်မဟုတ်ဖ ೇನೆ တီဖို့အတွက်ဗိတ်တနိုးနတ်မင်းကြီးကဟောဒီနေရာမှာနေရာတန်တန်တနေရာကိုညွှန်ပြခဲ့တယ်အဲ့ဒီနေရာကဖျားအလောင်းကြီးပြူမင်းနေခဲ့ဘူးတဲ့အရက်ပိန်တန်တောင်90အတိုင်အရှိရှိတဲ့ဇီဒီယိုဗိတ်တနိုးနတ်မင်းကြီးကိုယ်တိုင်ဦးစီးပြီးတဲခဲ့တာရင်ထာပနာတော်ကဆိုရင်အဇာတသက်မင်းကြီးလက်ထက်ကတိုးဝက်သိမ်းစီထားတဲ့ဖျားရှင်ဓာတ်တော်တွေကိုရန်ရစက်ကလုတ်ဓာတ်ဆက်လှန်ဆက်မီးဆက်တွေကြားကနေလိုသမျှကိုရှူပင့်ဆောင်ပြီးတည်ခဲ့တာလာပြည့်လိုညမျိုးမှာဇီဒီတော်ကနေနီလာပီတာရောင်ကြီးတော်6တွေတို့ကကောင်းကင်ထက်မှပြိုးပြိုးပြက်ပြက်တခဲနဲ့ထွန်းလင်းတောက်ပတာကိုဗိတ်တနိုးတစ်မြို့လုံးတစ်နေလုံးကဖူးမြင်ကြရလို့ရွှေရောင်တော်ဖျားလို့အမည်တွင်ခဲ့တယ်။ဘယင်မကရွှေရောင်တော်ဖျားမှာပန်းရည်ချမ်းကပ်ပြီး30ပုံသားတို့ကိုအမျှအတန်းပေးဝေခဲ့တယ်။ရွှေရောင်တော်ဖျားရည်မြင်ဟာအင်းရင်ပန်းရနန်းနဲ့တင်းထုံပြီးလေးပြေလေးညင်း333နဲ့အေးများလို့ရင်ကိုလမ်းဖြာစီတယ်။အဲဒီနောက်ဖျားရည်မြင်ပေါ်မှာပတ်လျှောက်ပြီးအဝေးဟာရှူရင်းတွေကိုဘယင်မကအရသာခန်းစားပြီးပီတိဖြစ်ရှာလို့ပေါ့ဒီမှာဘယင်မကတမှုရှိဝါကိုမမျော်နေမယ်မိကုံးမေးတကဲ့သို့သောစကားအချို့ကိုပြောခဲ့တယ်လေရှိဝါဖယားဘယင်မကြီးမောင်မင်းကဘယင်မကြီးလိုပဲအမြဲတမ်းခေါ်နေမှလားရှိဝါဘယင်မကြီးကပန်ထွားရဲ့အုပ်ဆောင်မှာဗိတ်တနိုးရဲ့အရှင်သခင်မှာဘယင်မကြီးကိုဘယင်မကြီးလိုခေါ်ဖို့ကလွဲပြီးအခြားတင့်တော်တဲ့စကားလုံးပန်ထွားတိုင်းပြည်မှာမရှိပါဘူးဖယားမောင်မင်းကလက်ယုံရည်ဓာရည်မြားရည်မြတာမကဘူးစကားပြောတဲ့နှုတ်ရင်းမှလည်းစကားလုံးကျွေသူပေကိုရှိဝါမင်းကိုငါဒီတိုင်းပြည်အတွက်ယုံကြည်စွာနဲ့အားကိုးပါလေမှန်ပါဘယင်မမင်းငါ့ကိုဘယင်မလို့မခေါ်ပါနဲ့မုံမဖေဟာငါခွင့်ပြုရင်ဝင်ရမှာပေါ့မှန်ပါငါ့ကိုဘယင်မလို့မခေါ်ပါနဲ့တခင်မလို့ပဲခေါ်ပါဘယင်မကြီးဖေဟာဘယင်မကြီးလို့မခေါ်ပါနဲ့လို့ပြောပြီးပြီပဲလေမှန်ပါတခင်မပြောရှိဝါနန်းရင်းမှာတော့ဘယင်မကြီးလို့ပဲခေါ်ပေးရစီဖေဟာဘာဖြစ်လို့ဖယားကျွန်တော်မျိုးကနန်းရင်းမှာတခင်မလို့ပြောရင်တခြားသူတွေကလေတခင်မလို့လိုက်ပြောကုန်ရင်ဒီတော့မောင်မင်းကဘလို့ပြောချင်လို့လေနန်းတွင်နန်းရင်ပြင်မှာလွဲပြီးအခြားသောနေရာဌာနရှောက်ပတ်ရမှာပဲတခင်မလို့ခေါ်ပါမယ်အဲ့ဒီလိုလားကောင်းပြီခေါ်ပါမင်းကိုလူယုံလူရင်းမို့တခင်မတိုင်ပင်စရာရှိတယ်အမင်းရှိပါတခင်မအေးတခင်မလို့ခေါ်လိုက်ရတာရှင်ထဲမှာအရသာရှိလိုက်တာရှာထဲမှာလေချိုးမိန်လိုက်တာဘယင်မရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တော့လေတခင်မလို့အခေါ်ခံရတာကြည်နူးနစ်ချိုက်နေပုံမှာပဲမောင်မင်းတကောင်းရှင်ပြိုဘလို့မြင်လုံးရှိဝတကောင်းရှင်ပြိုဟာပညာရည်ပြည့်ဝပုံတော့ရှိပုံရပါသည်တခင်မတခင်မမှာစဉ်းစားထားတာရှိတယ်အမင်းရှိပါတခင်မတကောင်းရှင်ပြိုရဲ့အပြောဆိုနေပုံနေဟန်ပညာအသည့်တို့ကိုတခင်မသဘောကျတယ်ဒါကြောင့်ရှင်ပြိုကိုလူထွက်ခိုင်းပြီးတခင်မတို့နန်းတွင်းမှာမင်းတိုင်မင်းအမတ်အနေနဲ့နေရာတနေရာပေးရင်တင့်မလားလို့ပါမောင်မင်းကလူအလွာပေါင်းစုံနဲ့တွေ့ဆုံဆက်ဆံဖို့တော့ဘလို့သဘောရတော့တခင်မပြောပါရှိဝါရဲရဲဝံ့ဝံ့ပွန့်ပွန့်လင်းလင်းသာပြောပါတခင်မအနေနဲ့တကောင်းရှင်ပြိုကိုတွေ့မြင်တိကျွမ်းရတာတစ်ချိန်တစ်ခါပဲရှိပါသေးတယ်တခင်မသူတဦးတယောက်ကိုတစ်ချိန်တစ်ခါတိကျွမ်းခင်မင်ဘူးယုံများနဲ့တော်ဤကောင်းဤတင့်ဤလိုအပ်ဤလို့တထစ်ချဆုံးဖြတ်ဖို့မတင်လျော်သေးပါဘူးတခင်မသူတဦးကိုမကြာခဏတွေ့ဆုံအကဲခတ်ပြီးမှပြီးသူရဲ့ဝန်ကျင်ကိုလေ့လာစုံစမ်းမေးမြန်းပြီးမှအကဲဖြတ်ရတာပိုတင်လျော်ပါတယ်တခင်မဒါဆိုတခင်မတို့ရှင်ပြိုကိုစောင့်ကြည့်ရအောင်ပါပေါ့မှန်ပါတယ်တခင်မစောင့်ကြည့်အကဲခတ်လို့တင့်မြတ်လျော်ကန်နေလို့ယူဆဆုံးဖြတ်ပြီးမှတခင်မလိုအပ်တယ်လို့နေရာချထားတဲ့ပါတယ်တခင်မကောင်းပြီလေတခင်မတို့စောင့်ကြည့်ကြအောင်စို့ဘယင်မပန်ထွာကတော့တကောင်းရှင်ပြိုကိုအလွန်သဘောကျနေပုံပဲဘလို့ရည်ရွယ်ချက်နဲ့များပါလေတကောင်းရှင်ပြိုကိုနန်းရင်းမင်းတိုင်မင်းအမတ်နေရပေးခြင်းတဲ့တကောင်းရှင်ပြိုကစာပေကျမ်းဂန်တက်ကျွမ်းနှံ့ဆက်တဲ့ဘေးရင်လက္ခဏာနက်ခတ်အင်းအိုင်ခံပြီးရလေနားလေတက်ကျွမ်းနေအပြောအဆိုလိမ္မာရေးချရှိတယ်ပြီးတော့တကောင်းရှင်ပြိုကငယ်ရွယ်နှုတ်ပြိုကျမ်းမာတန်ဆွမ်းချောမောလှပါလေနနွင်းစိုးတင်ငန်းဝဲနေပင်အလွန်ကြီးညိုစရာကောင်းနေတယ်မဟုတ်လားတကယ်လို့များလူထွက်ပြီးနန်းတွင်အရာရှိတို့ရင်အဝတ်အစားနဲ့သာဆင်ရင်လိုက်ရင်တမှုရှိဝရင်ထဲကိုလဲပွင့်တပွင့်ကြွေကြသွားတယ်တေးမြင့်ငယ်တဲ့ရေလိုင်းကရက်လေးတစ်ခု
ခက်ဝါဝါထင်ဟပ်လိုင်းထသွားတယ်ရင်ခုန်ညင်လာလားသူရဲကောင်းတို့နှလုံးသားကလေတိုးမခံကျင်လာလားအိုးငါဘာတွေတွေးနေပါလဲအတွေးစားတွေကိုခက်မြန်မြန်ဖယ်ရှားပြက်လိုက်တယ်ဖယ်ရှားလိုက်ပါမှသခင်မရဲ့ကိုသိန်းရနန်းကသူ့အပါမှာဝေဝဲနေသလိုခံစားရပြီးရင်တလက်လက်ဖြစ်သွားသလိုလိုအောင်မွဲခန်းစင်းညိတုံကနမ်းမြင့်တလင်မော်ကဘရင်မရဲ့စိတ်ရေးရေးငွေငွေငင်းငင်းအပြုံးကိုပြန်မြင်နေမိတယ်ဟဲ့လို့တက်မှုမင်းပါတွေခံစားနေရတာလေရှင်ပုံညာအရှင်ရတိဘာပြောမလို့ပါလဲဖေအောင်ရှင်ငယ်ကိုကြုံမေးချင်ရှင်နေတဲ့ရှင်ပုံညာရဲ့မေးပါဆရာရှင်ရတိနန်းတွဲမှာစွန်းစားရင်လော်ကီလော်ကုတ်တရားများဆွေးနွေးနေတော့ရှင်ငယ်ဘာကြောင့်တနေရာကိုကြည့်ပြီးအံ့ဩစိုးရင်တလို့ဖြစ်သွားရတာတော့ရင်နန်းဦးကြောင့်ရှင်သေးရဲ့မိကုံကိုရှင်ပြိုပြုံးကနေမဖြေနိုင်သေးဘူးနှက်ခမ်းချင်းဖိကက်ပြီးစဉ်းစားသလိုလုံနေတယ်ဘာဖြစ်လို့ပါလဲဆရာအရှင်ရတိတမီးတော်ဘရင်မကြီးကရှင်ငယ်ကိုကြီးညိုလေးစားပါတယ်အဲ့ဒီနေ့ကရှင်ငယ်အံ့ဩသလိုဖြစ်ပြီးအလင်းစလိုကောက်ခါငင်ကပြန်ကြွတာကိုတမီးတော်ဘရင်မကြီးကသူ့ကိုမြမေးကုန်းတွေမေးလို့အလိုမကြားဖြစ်ပြီးရှင်ငယ်ပြန်ကြွတယ်ထင်ပြီးအတွေးပဟေတွေဖြစ်နေလို့မေးကြည့်တာပါကွင်အရှင်ရတိတပည့်တော်ပန်းထွားဘရင်မကြီးမေးမြန်းလျှောက်ထားတဲ့မေးကုန်းများနဲ့ဆက်လင်းပြီးအလိုမကျစရာမရှိပါဘူးဘရင်မကြီးဒီဘဟုတုတလိုလာတဲ့မြင့်မြတ်သောဘရင်မကြီးဖြစ်နေတာကိုမြင်ရလို့အလွန်လဲဝမ်းသာပါတယ်သို့တော်အဲ့ဒီနေ့ကတပည့်တော်မျက်စိအာယုံထဲမှာမမျော်လင့်နေပရသားတွေကိုရုတ်တရက်မြင်လိုက်ရလို့ပါရှင်ရတိဟင်းရှင်ငယ်ကပရသားတွေကိုမြင်ရတယ်ရှင်ရတိပန်းထွားရဲ့နန်းတွဲမှာမဟာအတုလစီတော်ကြီးရှိတယ်ဆိုတာဟုတ်ပါသလားဟုတ်တယ်ရှင်ငယ်ဘာဖြစ်လို့တော့တီရီခစ်တရာတက်လာတိုက်တုံးကဒီမဟာအတုလစီတော်ကြီးကိုတီးခတ်လို့ရံပယ်ချောင်းရေကြီးလေကြီးမိုးကြီးကြပြီးရန်သူတွေစစ်ရှုံးထွက်ပြေးရတယ်လို့ပြောတဲ့တွေကြားဘူးတယ်ဟုတ်ပါသလားအရှင်ရတိဟုတ်တာပေါ့ရှင်ငယ်ဒီအတုလစီတော်ကြီးကတမီးတော်ဘရင်မကြီးကိုတကြားမင်းချီးမြှင့်ပေးရခဲ့တာလေအလွန်ကိုတကိုးကြီးတယ်အံ့ဩလောက်အောင်လဲစွမ်းနေအေးဟုတ်ချီပေါ့ဒါကြောင့်ဒင်းတို့ကိုတပည့်တော်ပညာစွမ်းနဲ့မြင်လိုက်ရတာကိုရှင်ပြိုကတယောက်တည်းခေါင်းတညိမ့်ညိလုပ်ပြီးကျမ်းမြင်ကိုသူ့လက်ညှိုးနဲ့တတောက်ခောက်နေတယ်နန်းဦးရသေးကြီးခမများမှလည်းရှင်ပြိုရဲ့စကားတွေနားထောင်ရင်းကအတိတ်ပေကိုနားမလေသူဖြစ်နေလေတော့ရှင်ငယ်တင်ကိုကြည့်ရတာတစုံတစ်ခုကိုသိနေမြင်နေရတယ်လို့ပဲတင်တိတာမျက်နှာရှိရင်ကျုပ်ကအမှန်တိုင်းဖွင့်ပြောစမ်းပါပထွားဘရင်မကြီးရဲ့အကျိုးစီးပွားအရေးနဲ့ဆက်လင်းနာမျိုးမြင်ရရင်လည်းပွင့်ပွင့်လင်းလင်းပြောပြပါလားရှင်ငယ်ပြောရတော့မှာပေါ့ကနဦးတော်ကမပြောဘဲနေမလို့ပဲရှင်ရသေးကြီးမေးလာတော့ထိန်ချမ်းမထားခြင်းမို့ဖေရရှင်ရသေးကြီးကိုလည်းတပည့်တော်ရဲ့ကျေးဇူးရှင်ဆရာရသေးကြီးဖြစ်တတ်မှတ်လေးစားပြီးဖြစ်တာကလည်းတကြောင်ပြီးတော့ပန်းထွားဘရင်မကြီးကိုမြင်ကြည့်ဒါဘဝဟောင်းကတော်ဆက်ခဲ့ဘူးတော့ငါရဲ့အမနှမပါလားလို့ယုံထင်မှတ်ယူပြီးအမတော်ဘရင်မကြီးရဲ့အကျိုးကိုရှေ့ရှုလို့ပြောပြရတော့မှာပဲအရှင်ဆရာရသေးကြီးပြောပါရှင်ငယ်ပြောတာပြောပါတပည့်တော်မဟာအတုလစီတော်ကြီးတီယာနန်းဝင်းကျင်မှာမိစ္ဆာနှဆူပရာသားတွေကိုမြင်လိုက်ရလို့အယံအံ့ဩသွားတာဟင်မိစ္ဆာနှဆူပရာသားဟုတ်လားရှင်ငယ်ဟုတ်တယ်သူတို့အင်အားကလည်းမသေးဘူးပဲအမွှေးအမြင်ထူထူကြမ်းကြမ်းကိုခန္ဓာကြီးကြီးထွားထွားကြီးတွေအလုံးကိုအယုတ်ဆိုပြီးကြမ်းကြုတ်ရက်ဆက်တယ်အဲ့ဒီမိစ္ဆာနှဆူတွေကိုညတော်ကတပည့်တော်ရဲ့အိမ်မက်ထဲမှာပြန်မြင်ရတယ်သူတို့ကအတုလစီတော်ကြီးကအင်းဆောင်တွေကိုညှဉ်းပန်းနှိပ်စက်နေတယ်လို့တပည့်တော်မြင်မှတ်ရတယ်ဒီအကြောင်းဘရင်မကြီးကိုဆရာအရှင်ရတိကိုတော်တိုင်းသွားရောက်ပြောပြပါအတုလစီတော်ကြီးဘေးရန်မရှိအောင်ကာကွယ်ကြပါလို့အမြန်ပြောပါဆရာရတိဒါမကောင်းတဲ့လက္ခဏာတွေပဲဘရင်မကြီးအတွက်တပည့်တော်များစွာလွန်စွာပူပန်လှပါလေဘရင်မကြီးကိုသာတိုးတိုးတိတ်တိပြောပြပါဆရာရှင်ရှင်ငယ်ဆရာရှင်ပြောပါအဲ့ဒါတကယ်ဖြစ်နိုင်လားဆရာရှင်ယုံမမလားမသိဘူးဒါဟာပြိုင်ဘက်နိုင်ငံကပညာစက်နဲ့လွတ်ပြီးနာနာညင်းဝိညာဉ်လောကကြီးနှိမ်နေတဲ့အနေအထားပဲဆရာရှင်တပည့်ရဲ့အာယုံနမိတ်ရောအိမ်မက်အကြောင်းအရာပြောပြပြီးပါပြီယုံနာမယုံနာဆရာရှင်တို့ဘယင်မာကြီးတို့အပိုင်းမှာတပည့်တော်တရားရှုမှတ်ပြရစီဆရာရှင်ရှင်ပြောဟာဆရာရှင်နန်းဦးရတိကိုအယုအသေးပြူပြီးတရားရှုမှတ်ဖို့အတွက်ခြေလက်မျက်နာတို့ကိုရေနဲ့တန့်စင်ပြီးတပားကြောင်းလေးကိုဝင်သွားတယ်အဲ့ဒီနောက်ကြောက်စင်းသူဗုဒ္ဓရုပ်ဘောတော်ရှိမှတင်းမြင်ခွေထိုင်ပြီးလက်ချင်းရှက်လို့ဝင်သက်ထွက်သက်တရားကိုရှုမှတ်နေတော့တယ်ဒီတကောင်ပြည်သားရှင်ပြိုကလေးကငယ်ရွယ်ပေမဲ့ပညာစုံနေကျွေးပြောက်နွားပြောက်ပစ္စည်းပြောက်ရှာရမှလဲနေရာတိကျစွာပြောပြနိုင်လို့မြို့ရောရွာတွေမှာပါကြော်စောနေတယ်တချို့လူကျွေးနွားတရိษံတို့မှာဖြစ်တဲ့အနာယောဂတွေကိုလေသူညော်နဲ့ပေးတဲ့စေဝါးတွေနဲ့ကုသရာမှာယောဂပျောက်ကင်းကြတာမြင်ရတယ်လူတချို့မှာဖြစ်နေတဲ့စုံပူးနှပ်ပူတရေတစေဘူးဖြစ်ရက်စံတွေကိုအင်းတစ်ချက်ရေစိမ်တိုက်တာနဲ့ပျောက်ကင်းချမ်းသာသွားတာကိုရှင်ရတိအံ့ဖွယ်မြင်ရတယ်ဟိုတနေ့ကစွန်းလာပိုးတဲ့တကားတဦးကိုဘေးရင်လက္ခဏာဟောပြောနေတာရှင်ရတိကြားမြင်ရတယ်အံ့ဩစရာကောင်းလိုက်တာတကားကြီးအိမ်တောင်းကရွှေတဲ့ပစ္စည်းကောက်ရလိမ့်မယ်ဟုတ်ရလားကိုတော့
ဟုတ်တယ်မြင်နေရတယ်ဘလို့ရွှေတဲ့ပစ္စည်းလေးကိုတော့လောက်ဝရွှေတဲ့ပဲဘဲတော့ရမလဲဖေဟာ9ရက်အတွင်းမဲတခါကြီးရရင်ယူရောက်မှာပေါ့ကိုတော့အဲ့ဒါလိုဟောတာကိုရှင်းရသိကြားရတာအော်ခံရတဲ့တခါကြီးလည်းမယုံသလိုတော့ရှိနေတာပဲသို့တော်တခါကြီးတနေ့ခြံလေးမှာအမှိုက်လေတာခြံတောင်ဘက်တောက်အမိုက်တွေအောက်ကနေကုန်းသီးလုံးခန့်အလွန်လှပတဲ့ပြူမြေအိုးလေးတစ်လုံးတွေ့ရလို့အဖုံလေးလှည့်ဖွင့်လိုက်တာဖေဟာကြီးရွှေလက်စွပ်သုံးခွင်းရင်ပြူလက်ရစစ်စစ်တွေပြနန်းဆွဲမြင့်ကြားမှာရှုံမြေကြီးတွေဝင်လို့အဲ့ဒါရှင်ပြိုဝမ်းသာအားရလာပြောပါရောလားရှင်ပြိုကပြန်ပြောလိုက်တယ်လေကိုနဲ့တိုက်လို့ကိုရတာသုံးပါတဲ့ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရန်အောင်ခွင့်ပြုပါရှင်နောက်ရမှာဒီဇလန်ရဲ့ဇက်သိမ်းပိုင်းကိုတင်ဆက်မှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်မြော်နားဆင်မှုပြောကြားရင်းနှုတ်ဆက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်